မေမင်္ဂလာပါခင်ဗျာဒီ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးမယ်ဇာတ်လမ်းလေးတွေကစာရေးဆရာကြီးဆရာတာတီရေးသားထားတဲ့တစီပေါင်းချုပ်တင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစတင်ကမှာဒီ channel လေးကိုလည်း subscribe နဲ့အားပေးကြပါဦးနော်ဗီဒီယိုတစ်တင်တိုင်းမှာသိရှိစေဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်သွားကြပါဦးတစီလေးနေတဲ့အိမ်ငွေဥပေါက်ကလေးတစ်ချက်တော့ကျုပ်တို့အညာကနေလို့ကောင်းသားဗျအပူတက်ကလေးကလည်းတိတ်မရှိသေးဘူးအေးတက်ကလေးကလည်းမကုန်သေးဘူးဗျဒီလိုအချင်းဆိုရင်တော့လေကတော့လေယူတိုက်တဲ့အရှိန်ဗျလေယူဆိုတာကလေလေချောင်းအမှန်မတိုက်ဖ ೇನೆ မြောက်ဘက်ကနေတိုက်လိုက်တောင်ဘက်ကနေတိုက်လိုက်ဟိုတိုက်ရှင်တဲ့ဘက်ကနေတိုက်နေတာကိုပြောတာလေဗျဒီနေ့တော့ကျုပ်ဘဲမှမရောက်ဘူးဗျမကြီးပင်အောက်ကတစ်သားကုတ်ပြလေးပေါ်မှာထိုင်ပြီးတော့နှီးထိုးနေတာဗျကျုပ်ဘာခိုင်းထားလို့လေဗျအဘကကျုပ်ကိုခဏခဏစုံးမာတာတခုရှိတယ်လူဆိုတာအလကားမထိုင်နေရဘူးတခုမဟုတ်တခုတော့လုံနေရမယ်တဲ့ဗျအခုလေအဘကကျုပ်ကိုမေးတယ်တတိဘယ်သွားအောင်မတော့မသွားပါဘူးဗျအဘဘာခိုင်းမလို့တော့ဘဲမှမသွားရင်လေအာမနီနဲ့နှီးထိုင်ထိုးနေရော့ဒီမှာနှီးဝါလောင်းလေးတွေလာယူအဘမှာနှီးဝါလောင်းလေးတွေကအစင်တင့်အမြဲရှိနေတာဗျနှီးဝါလောင်းဆိုတာကနှီးထိုးဖို့အတွက်အစင်တင့်လှုပ်ထားတဲ့အနေတော်ဝါးစစ်ကလေးတွေကိုခေါ်တာဗျနှီးထိုးတဲ့ဓာတ်ဆိုတာလေအယိုးချီချီတက်ထားတဲ့အသွားကလေတူတူကော့ကော့လေးနဲ့လှုပ်ထားတာပြီးတော့ထက်နေအောင်တွေးထားရတာဗျဒါမှဝါးစစ်ကလေးတွေကိုလက်ထဲမှာကန်ပြီးတော့အသားကလေးထိမ့်ပြီးတော့ထိုးလို့ရတာပေါ့ဗျာတတိဘာလို့နေရတော့ကျုပ်အတန်ကြားလို့ဝိုင်းဝါကိုကောင်းပေါ်ပြီးတော့ကြည့်လိုက်တယ်ဟမ်ကိုအောင်တစ်ပါလားကိုအောင်တစ်ဆိုတာကကိုအောင်ချစ်ရဲ့ညီလေးဗျာကိုအောင်ချစ်ကိုခမများတို့မှတ်မိသေးလားဖဲသမားကိုအောင်ချစ်လေကျုပ်ပထမဦးဆုံးရေးခဲ့တဲ့ကိုတွေ့မဖဲဝါစာအုပ်ထဲကဖဲသမားစကားမှာရေးခဲ့တယ်လေဗျာကျုပ်ကိုအဖော်ခေါ်ပြီးတော့ဖဲသွားရိုက်တာလေမီးလောင်ကုန်းတင်းကြိုက်တဲ့မှာမဖဲဝါကိုခောက်ဆွဲကြော်ကျွေးပြီးတော့ဖဲနိုင်အောင်လုပ်ခိုင်းနေလူပေါ့ဗျာဖဲနိုင်ရင်အမဲသား၃ပိတ်တာကျွေးမယ်ဆိုပြီးတော့အမဲသားဝယ်မရလို့မကျွေးတဲ့လူပေါ့အိမ်ညမှာပဲဖဲကတောက်တောက်လဲနိုင်ပေမဲ့အမဲသားမကျွေးတော့ဖဲကပြန်ချုံရောပြူအိမ်မှာတင်စိတ်ဆိုးပြီးတော့မီးလောင်ကုန်းတင်းကြိုက်နေမှာမဖဲဝါကိုဆဲပါလီရောလားကျုံမျက်စိချိမာတယ်မဖဲဝါကြီးထွက်လာပြီးတော့ဖုံးကနေနေအောင်ရိုက်တက်ပစ်လိုက်တာလေဗျာတေတော့လေသူ့အားသူ့ပါမှာကျုပ်တို့တွေဒုက္ခရောက်လိုက်တာဗျာခေါင်းဆက်နေုံလေးရှိသေးတာအလောင်းကြီးကရှည်ထွက်လာလို့လေဖြာနဲ့လိပ်ပြီးတော့အားချင်းကိုအားသူ့ပါချလိုက်ရတယ်ဗျတင်းချမ်းရောက်တော့လေတူးထားတဲ့ကျင်းတက်ကိုအလောင်းကြီးကရှည်နေလို့မြုပ်လို့မရဘူးဗျနောက်ဆုံးတော့လေအမဲသား၃ပိတ်သားရအောင်ရှာရှက်ကျွေးပြီးတော့မဖဲဝါကိုကျွေးလိုက်ရတော့မှာပဲအလောင်းကပုံမှန်ပြန်ဖြစ်သွားပြီးအခေါင်းထဲတွင်းလို့ရတာဗျဒီတော့မှတကောင်လောက်ကြီးတကြိုလိုက်ရတဲ့လူလေးဗျဒီเจ้าကတော့ဖဲသမားအာသူပါဆိုတဲ့နာမည်နဲ့တဆိမျက်လုံးအမှတ်1မှာကျုပ်ရေးခဲ့ဘူးတယ်အခုကျုပ်စီကိုလာတဲ့ကိုအောင်တစ်ကတော့ကိုအောင်ချစ်ရဲ့ညီးဆိုပေမဲ့လည်းတခြားစီပဲဗျကိုအောင်တစ်ကလူယိုးလူအေးဗျဖဲရှာဖို့နေနေတာသာဖဲတုတ်တောင်ကဘယ်နဲ့ရွက်ပါလဲဆိုတာတောင်ကျုပ်ပြောလို့သိလားဗျဟုတ်မယ်တတရတော်တော်လိမ်မာတဲ့ကောင်းမဲကိုကွာဘိုးညံကိုနှီးတွေပါလေကူထိုးပေးလို့ပါလားတော်ဒါတလက်သွားယူစီစကားပြောရင်ငါပါကူထိုးပေးမယ်ဘိုးညံစီကနှီးဝါလောင်းလေးလေထက်ယူခဲ့အောင်ကျုပ်တို့အိမ်မှာနှီးထိုးတဲ့ဓားလေးရ9လက်ရှိတယ်ဗျကျုပ်ကလည်းထရံမှာထိုးထားတဲ့နှီးပြတဲ့ဓားတလက်နဲ့အဘစီကနှီးဝါလောင်းလေးတွေကိုပွေပြီးတော့ယူလိုက်တယ်ဟဲ့အောင်တစ်ပါလားဒီနေ့ပဲကောင်းရဲ့လားဟဲ့မစိုးဘူးဗျအကြီးငွေစင်ရဲ့အတော်လေးတော့ရသားဗျမနှက်ပြန်ဆိုရင်ကျုပ်စီကြိတ်တော့မှာဗျအကြီးစားဖို့အတွက်မြေပဲစီဦးလေးတပလင်းကိုကျုပ်လာဖို့ပေးအောင်မယ်အဲ့ဒါကျုပ်တို့အညာရဲ့ဒလေးပဲပြူအလကားနေရင်းနဲ့ကိုပေးကျင်ကျွေးကျင်နေကြတာလူကြီးတူမတွေစီကိုပဲပဲပို့စီပို့စံပို့ဟင်းပို့အမြဲတမ်းလုံနေကြတာဗျကံကြမ္မာနဲလို့လူစင်းရဲခြင်းစင်းရဲမယ်စေတနာစိတ်ကတော့မစင်းရဲဘူးဗျအဲ့ဒါကျုပ်တို့အညာဒေသရဲ့စိတ်ရင်းပဲဗျကိုရောင်တဲ့ဘာကိစ္စရှိလဲအေးမရှိပါဘူးကွာအေးပြင်းပြင်းရှိတာနဲ့မင်းစီကိုတက်တက်လာလဲတာပါကျုပ်တို့နှစ်ယောက်နှီးထိုးရင်းနဲ့စကားပြောနေကြတာပေါ့ဗျာသွားလေသူကိုအောင်ချစ်အကြောင်းလဲပါရဲ့ကိုအောင်ချစ်ရဲ့စုံတော့သူ့တစ်တာထဲမှာကိုအောင်တစ်ဖဲနိုင်ထားတဲ့ငွေတွေတော်တော်များများကြံခဲ့အကြောင်းလဲပါတယ်ဗျအဲ့လိုနဲ့ခပ်ပေပေနေကြတဲ့တနောင်းကုန်းသားတွေအကြောင်းကိုအောင်တစ်ကပြောပြီးတော့ရည်နေတာဟုတ်ဗျာတတိမင်းမြောက်ပိုင်းကကြက်သမားငထွန်းအကြောင်းကိုသိပြီးပြီလားဟမ်ကိုထွန်းလားဟောလူတော့သိတယ်ဗျဒါပေမဲ့သူ့အကြောင်းတော့သိမသိဘူးဟာငထွန်းကကြက်တိုက်ပြီးမဲ့လူကလူလဲဗျဟိုကိုကြီးကျော်နတ်ကိုလွတ်ကိုးကွယ်တဲ့ကောင်းကွာဟာဟုတ်လားအေးဘောကောင်သေးရကိုကြီးကျော်ကလည်းကြက်သမားပဲလေဗျအေးလေဒီကောင်ငါထုံးက
သူ့အိမ်မှာကိုကြီးကျော်ကိုအရက်တပလင်းအမြဲတမ်းဆက်တာကွာကြောက်ဝိုင်းရှိလို့ကြက်တိုက်သွားတော့မယ်ဆိုရင်လည်းအရက်ပလင်းကိုစွန့်လိုက်ပြီးတော့ခွက်ကလေးတစ်လုံးနဲ့မှနင်းနေငှဲ့လိုက်တယ်ပြီးရင်သူ့ချက်ကိုကြီးကျော်ရဲ့အရက်တွေကိုတောက်ခိုင်းလိုက်တယ်ဟေ့တခါတော့သူ့ချက်ကတောက်တယ်ကွာတခါတော့လည်းမတောက်ဘူးငါထုံးမှာတင်ကေတာရှိတယ်သူ့ချက်ကကိုကြီးကျော်အရက်ကိုတောက်လိုက်ပြီးဆိုရင်အဲ့နေ့ကြက်နိုင်ပြီလို့ဒါမှတ်ပြီးတော့တိုက်တက်လောက်ကိုနိုင်တာတဲ့ဟေ့ချက်ကအရက်မတောက်တဲ့နေ့ဆိုရင်တော့နိုင်ဖို့မသေးကြဘူးဆိုပဲဟာဟုတ်လားဗျတဲလဲထူးပါလားဗျအေးကွာပြောရအောင်မယ်တရက်ကြတော့ तू ကကြောက်ဝိုင်းကိုအရင်သွားနေနေတဲ့သူ့တပည့်မောင်လေးဆိုတဲ့ကောင်ကိုငါထုံးကမှားခဲ့တယ်ချက်ကိုနှိတ်နေစုံနေပြီလို့ရှိရင်ကိုကြီးကျော်အရက်ကိုတောက်ခိုင်းလိုက်လို့မှားခဲ့တာကြောက်ဝိုင်းရောက်တော့ငါထုံးကသူ့တပည့်မောင်လေးကိုမေးတယ်မောင်လေးဒီနေ့အရက်တောက်သလားဟာတောက်တယ်ကိုထုံးရတောက်တယ်အဲ့လိုပြောတော့ငါထုံးကဝမ်းသာသွားတာပေါ့ကွာအဲ့တော့တေးကြပြီးနိုင်ပြီပေါ့ဒါနဲ့ပါသမျှငွေတွေပတ်စံတွေအကုန်လုံးပုံအောင်လိုက်တာဟေ့ဟာနိုင်ရောလားဘယ်ရနိုင်မလို့ကွာဘလို့ဖြစ်လို့တော့ဗျသူ့ချက်ကကိုကြီးကျော်ရက်ကိုတောက်တယ်လေအေးတောက်တယ်ကွာခါတိုင်းဆိုရင်ချက်ကတပေါက်ကောက်ပြီးတော့တောက်ပြီးတာနဲ့ငါထုံးကချက်ကိုကောက်ယူသွားတာတော့အဲ့တော့သူ့တပည့်မောင်လေးကတော့အဲ့အထာကိုမသိဘူးလေကွာဒီတော့ချက်ကိုလွှတ်ထားပြီးတော့ကြိုက်တဲ့လောက်တောက်ခိုင်းလိုက်တာဟေ့ချက်ကိုကျိုးဝိုင်းထဲမှာလဲရှာလိုက်ရောငါထုံးချက်ကြီးကအရက်မူးပြီးတော့တရင်တိုင်းနဲ့ဖြစ်နေရောလဲဟေ့ဟိုဘက်ကချက်ကကြီးပဲသူ့ကိုခွတ်တာဆိုပဲငါထုံးချက်ကြီးဆိုတာရင်ဘက်ကိုအမွေးတွေလဲကျွတ်ထွက်လေဒီကအမွေးတွေလဲကျွတ်ထွက်ပေကြီးကိုခံနေရတာလေဟေ့တစ်ချက်မအောင်မခွတ်နိုင်ဘူးတဲ့ကွာနောက်ဆုံးတော့လေဟိုဘက်ချက်ကအားကုန်ခွတ်လိုက်တော့ကြက်တက်ကရင်ဘက်ထဲဖောက်ဝင်ပြီးတော့ပုတ်ခနဲ့လဲကျသွားပါလေရောတဲ့ကွာဟာကိုထုံးချက်တေရောလားဗျတေတော့မတေဘူးတဲ့စက်ငင်ဖြစ်နေတာငါထုံးကစက်ခနဲ့ကောက်ပြီးတော့ခြေထောက်နှချောင်းအကန်ရိုက်တပ်လိုက်ရောတဲ့ဟေးပြီးတော့မှသူ့တပည့်ကိုမေးတဲ့ဟေ့ရအရက်ကဘလောက်တောင်တောက်တော့အဲ့လိုဆိုတော့သူ့တပည့်ကပြောတယ်ခမည်းချက်ကခွက်ထဲမှာရှိတယ်အကုန်တောက်ပစ်လိုက်တာလေဒီတော့မှကြက်ငါထုံးကတေပါတော့မောင်လေးငါတပေါက်လောက်တောက်ခိုင်းတာကွာအဲ့လိုပြောပြီးသူ့ဘက်မောင်လေးဆိုတဲ့လူကိုသူ့စီကနေနှင်ထုတ်ပြလိုက်တော့တဲ့ဟေးဖြစ်မှာဖြစ်ရလေဗျာကိုတွန်းဆိုတဲ့လူကလည်းတော်တော်ပေါ့ပေါ့ချက်ချာလှုပ်တတ်တဲ့လူပဲကိုဟွာရှေ့ပိုင်းမှာနေတဲ့ထန်းသမားငမြိုင်းဆိုတဲ့ကောင်ကိုမင်းသိလားဒါတွေကဟာသိရတယ်ဗျဒီလူကကြက်တွေပါတွေတိုက်တာပဲလေအေးဟုတ်တယ်ဒီကောင်ကြတော့လေတမျိုးကွာဟာဘလို့မျိုးတုံးဗျာကိုကြီးအောင်သေးဒီကောင်ကကြတော့ဘိုးညီလေးထန်းတော်ထဲမှာတက်တယ်ကောင်းလေကွာဟုတ်တယ်အေးဘိုးညီလေးထန်းတော်ထဲမှာတစေတကောင်ရှိတယ်လို့ပြောတယ်ဟာဟုတ်လားဗျအဲ့တော့ကျုပ်မသိဘူးဗျငါ့ကိုထန်းတော်ကန်ထရိုက်ဆွဲပြီးတော့ထက်ညက်ချက်တဲ့ကိုညိုကပြောတာကွာအဲ့ဒီတစေကိုကိုညိုကလည်းတစ်ခါလေတော့မြင်မှုတယ်ဆိုပဲဒါပေမဲ့လေကိုညိုကတော့မသိကြအောင်စောင်းနေတာဟေ့ဒီတစေကထရေတော်တော်ကြိုက်တယ်ဆိုပဲကွာဗျာတစေကထရေတောက်တယ်ဟုတ်လားကိုကြီးဟုတ်တယ်ကွာကိုညိုကဒီကောက်ကိုတောက်ဖို့အတွက်တမြူလောက်နဲ့ထက်ပြီးတော့ပေးထားတာဆိုပဲအိုးထဲမှာပြောင်းနေအောင်တောက်တာတဲ့ဟေ့ဒါပေမဲ့လေကိုညိုကသူ့ကိုအယောမွေမဲနဲ့မသိကြအောင်ပဲစောင်းနေတော့ကိုညိုကိုတစေကကြောက်တယ်ကွာအဲ့ဒီကောင်ငမ်းများမြင်သွားပြီးတော့ထရေတိုက်ပြီးတော့မိတ်ဖွဲ့တဲ့ဒီကောင်နဲ့တစေနဲ့တော်တော်လေးကိုခင်းသွားတော့တစေကထမ်းမြင်ပေါ်တက်ပြီးတော့မြူဦးတွေကိုရှာပေးတယ်ဆိုပဲဒီကောင်ကလည်းရှေ့ကနေတက်ပြီးတော့မြူဦးတွေဖြုတ်အစ်စ်လဲဖြုတ်တဲ့အိုးတွေကိုတစေကလက်အရှိကြီးတွေထုတ်ပြီးတော့ထမ်းမြင်အောက်ကိုရှာပေးတာပေါ့ဟိငမြိုင်းဆိုတာထမ်းတော်တော်လုံးခဏလေးနဲ့နေအောင်တက်ပေးနိုင်တယ်ဆိုပဲကွာဟာကိုမြိုင်းကတော်တော်အဆင်ပြေနေရပါဗျအေးအဆင်ပြေတာပေါ့ကွာဒါမဲ့လည်းတရက်သားကြတော့တစေနဲ့ငမြိုင်းနဲ့ဘာဖြစ်လဲတော့မသိဘူးဟေတစေကငမြိုင်းကိုထမ်းမြင်ပေါ်ကနေဆွဲချလိုက်တာကံကောင်းလို့မတိတာဆိုပဲအောက်မှာပုံထားတဲ့ထန်းရက်ပုံပုံကိုကြာသွားလို့တယ်ကွာအဲ့ဒါကိုတွေ့တော့မှပဲကိုညိုကတစေကိုအပီးနှင်ထုတ်ပြီးတော့ထန်းတော်ထဲမှာပရိတ်တီပါတွေရွတ်လိုက်တာဆိုပဲခက်တယ်ဗျကိုကြီးအောင်သေးရဲ့ဒီကောင်နေနေရလေခက်ကင်းနေတာအကောင်းဆုံးပဲဗျသူတို့ကကျွတ်လွတ်ဖို့လိုသေးတဲ့အချိန်မှာအရိုင်းစိတ်တွေပဲရှိကြတာကောင်းမှုကုသိုလ်ဆိုတာလေဘာမှန်းသိကြတာမဟုတ်ဘူးဗျသူတို့သိတဲ့အသိဆိုတာကလေလူတယောက်လိုသိတာမဟုတ်ဘူးအဲ့ဒီထဲမှာသူတို့ကိုကြွေးမွေးပြီးတော့ကိုကျိုးစည်းပွားရှာမဲဆိုရင်တော့ပူတော်မှစိုးသေးတယ်သူတို့ရဲ့စိတ်အခက်မတင်ဖြစ်ရင်သူတို့ရှာပေးထားတဲ့စည်းပွားဆိုပြီးအကုန်လုံးကိုဖျက်ဆီးပစ်တတ်ကြတာအကောင်းဆုံးကတော့ပုံဘဝချင်းမတူတဲ့သူတွေဟာမပတ်သက်တာပဲအကောင်းဆုံးပေါ့ဗျညနေတော်တော်လေးစောင်းတော့မှကိုအောင်တစ်ကပြန်သွားတယ်ဗျကျုပ်လည်းထမင်းစားတော့ပြီးလို့အမေတို့အဖတို့နဲ့စကားထိုင်ပြောနေတာ9 နာရီကျော်တော့အိပ်ယာဝင်ခဲ့တယ်ရွာတလေးဆိုတော့လေဒီလိုပဲဗျစောစောအိပ်ယာဝင်ကြရည်လေတနေ့လုံးလဲတောက်နဲ့တခုမဟုတ်တခုကိုလုံနေကြတာလေဗျညရောက်တော့စောစောအိတ်ရှင်ကြတာပေါ့လေဟဲ့တာတီထစမ်းမအောင်ဟဲ့အမေကကျုပ်ကိုလှုပ်ပြီးတော့နှိုးလို့ကျုပ်ကနိုးလာတယ်ဗျအမေဘာဖြစ်လို့ဟဲ့လူတန်ကြီးကြလို့ရွာထဲမှာဘာဖြစ်လို့မသိဘူးဟုတ်လားဘယ်ဘက်ကအတန်ကြတာတော့မြောက်ပိုင်းဘက်ကထင်နေဟဲ့
ကျုပ်ကအဲ့ဟာနေကြပြကြရထလို့အတန်ကိုနားဆွင့်လိုက်တယ်ဟုတ်တယ်ဗျလူတန်ကိုကြားရတယ်မီးလောင်တာကတော့မဖြစ်နိုင်ဘူးဗျဟိုကင်းတဲ့တွေဘာတွေကလဲတန်ချောင်းခောက်မခောက်တာဗျရန်သူတွေဘာတွေဖြစ်ကြလို့လေလူတက်မှုတွေဘာတွေများဖြစ်သလားပဲရန်တွေဘာတွေဖြစ်ပြီးတော့လူတက်မှုတွေဘာတွေများဖြစ်သလားပဲကျုပ်ဟိုတွေးဒီတွေးနဲ့တွင်းနေတုံရှိသေးတယ်ဗျကိုကြီးတာတွေဟောကြောက်ခဲရဲ့အတန်းဗျဒီရွာမှာကျုပ်တဲ့10စားလောက်ဆက်စုတဲ့ကောင်းလေးဗျကျုပ်ကဓမီလေးထိုးပြီးတော့ဝိုင်းထဲကိုဆင်းလာခဲ့တယ်ကြောက်ခဲဘာသာနေတုံးကွာဟာမြောက်ပိုင်းဟာကိုကြီးအာလူတို့အိမ်ကြီးဗျဟေးကိုကြီးအာလူတို့အိမ်ကြီးဘာဖြစ်လို့တုံးကွာမီးလောင်တာလားဟာမီးလောင်တာမဟုတ်ဘူးကိုကြီးတာတည်းရဲ့အပေါ်ကြွတက်သွားလို့ဗျဟာဘာဘလို့အိမ်ကြီးအပေါ်ကြွတက်သွားတယ်ဟုတ်လားကြောက်ခဲဟုတ်တယ်ကိုကြီးတာတည်းရဲ့အိမ်ကြီးကပထမတော့ငလျင်လှုပ်တယ်လို့လှုပ်တာတယ်ဗျနောက်တော့မြေကြီးကနေကျွတ်ထွက်ပြီးကျိုးနဲ့ဆွဲသလိုလေးပုံမြောက်သွားတာဆိုပဲဗျဟာလေတဲ့ကိုမြောက်နေတာလားဟုတ်လားဟုတ်တယ်ဗျမြေကြီးကနေ2တောင်လောက်ကိုမြောက်နေတာတဲ့လူတွေကတော့စင်းပြေးကုန်ကြပြီလေဒါမဲ့လေကိုကြီးအာလူစင်းလာတာမတွေ့လို့ဝိုင်းခေါ်ကြတာစူညံနေရပဲဗျကိုအာလူကဘာလို့စင်းမလာတော့ကွာအိပ်ပျော်နေလို့လားမသိဘူးဗျကိုကြီးတာတည်းရဲ့ခေါ်လို့မရတဲ့အဆုံးသူ့ဝိုင်းမြောက်ဖက်ကကိုစိန်ညိုးဆိုတဲ့လူကအိမ်ပေါ်ဖတ်တက်ပြီးတော့တွားကြည့်တယ်လူတွေလည်းဝိုင်းអော်ကြတာစူညံနေရပဲဗျဘာတွေអော်နေကြတာတော့ကွာစိန်ညိုးသတိထားအိမ်လုံးနေတယ်တက်လို့မရပြန်ဆင်းခဲ့အဲ့လိုဆိုပြီးတော့អော်နေတာဗျဟုတ်တယ်ဗျအိမ်ကြီးကလည်းအလေတက်လောက်ကနေပြီးတော့ကျိုးကြီးတစ်ချောင်းကနေဆွဲထားသလိုပဲဗျဟိုဘက်လေလိုက်ဒီဘက်လေလိုက်နေဖြစ်နေတာဟာဒါနေပါအောင်ကွာဟိုကိုစိန်ညိုးကကိုအာလူကိုနိုးပြီးတော့ခေါ်လာရောလားကိုအာလူကတေးနေတယ်ဗျဘာဘလို့ကိုအာလူတေးနေပြီဟုတ်လားကြောက်ခဲ့ဟုတ်တယ်ဗျကိုကြီးစိန်ညိုးကအောက်ကိုလှမ်းပြောလို့ယောက်ျား2ယောက်3-4ယောက်လောက်လှုပ်ရမ်းနေတဲ့အိမ်ကြီးကိုဖတ်တက်သွားကြတာကိုကြီးအာလူအလောင်းကိုခက်စင်းနဲ့အောက်ကိုချလာကြတာလေအခုတော့ကိုကြီးအာလူအလောင်းဝိုင်းထဲမှာတန်းရပေါ်မှာတယ်ဗျလူတွေကလည်းအုံပြီးတော့ကြည့်နေကြတယ်ကဲလာကွာသွားကြည့်ကြရအောင်ကျုပ်ကအမေနဲ့အဖကိုအကျိုးအကြောင်းပြောပြပြီးတော့ကြောက်ခဲနဲ့ရွာမြောက်ပိုင်းကိုထွက်လာခဲ့တယ်ဟုတ်ပါဗျကိုကြီးအာလူဝိုင်းထဲကလူတွေအုံနေရောဗျကျုပ်ရောက်တော့တကြီးတောင်မှာဝိုင်းထဲကနေထွက်သွားပြီဗျဆယ်အိမ်ကောင်းတွေနေခဲ့ကြတယ်ရာအိမ်မှု2ယောက်ကတော့တကြီးနဲ့ပါသားတွေကိုတွေ့လိုက်တယ်ငါတော့မတင်ငါဘူးကွာမောင်ကန်ရအာလူတေတာပုံမှန်တော့မဟုတ်ဘူးထင်တယ်ကျုပ်ကတန်းရပေါ်မှာတင်ထားတဲ့ကိုအာလူရဲ့အလောင်းကိုကြည့်နေတယ်ဗျစောင်းအနီကြားလေးကိုလွှမ်းပေးထားတယ်ကျုပ်ကြည့်တဲ့အချိန်မှာပဲစိတ်အင်ကောင်းကိုကန်ကအုပ်ထားတဲ့စောင်းကိုဖယ်ပြီးတော့အလောင်းကိုတိတိကျကျစစ်ကြည့်နေတယ်ဗျဒီတော့မှကျုပ်ကကိုအာလူအလောင်းကိုမြင်ရတာဗျကြောက်ခဲလဲအလောင်းကိုမြင်ရသေးဖို့မပေါ်ဘူးဗျကျုပ်ဘေးနားမှာကပ်ပါလာပြီးတော့အခုမှကြည့်တာဟာကြည့်ရောကြောက်ခဲရောကျုပ်ရောဟောတပြိုင်တည်းကိုအော်မိတယ်ဗျကိုအာလူရဲ့မျက်လုံးကြီးတွေကကြောက်စရာတစ်ခုခုကိုတွေ့ပြီးတော့တအားကြောက်သွားတယ်ပုံမဲဗျပါဇက်ကြီးကိုဟာလို့မျက်လုံးကြီးတွေမှာပြူးထွက်နေတာပဲဗျခေါင်းကစပိန်လေးဆိုတာမှာထိုးထောင်နေဖြစ်နေတာဗျဒီလူမသေးခင်တော်တော်ကြောက်လန့်ပြီးတော့တေသွားတယ်ပုံမဲဗျကျုပ်မြင်ဘူးသမျှအလောင်းတွေထဲမှာတော့ကိုအာလူအလောင်းလောက်ကြောက်စရာကောင်းတာမျိုးတော့တခါမှမတွေ့ဘူးဗျမမြင်ဘူးဟာကျုပ်အခုမှကြည့်မိတာဗျကိုအာလူရဲ့အလောင်းမှာဘိုက်ကပြားရှံနေပါရောလားဒါဘလို့ဖြစ်တာပါလိကျုပ်လိုပဲဗျစိန်အိမ်ကောင်းတွေကလည်းအလောင်းရဲ့ဘိုက်ကိုဖိပြီးတော့စမ်းကြည့်နေကြတယ်နောက်တော့စိန်အိမ်ကောင်းတွေစုပြီးတော့တွတ်နဲ့မတကြိုခင်အလောင်းကိုဘိုက်ခွဲကြည့်ဖို့အတွက်ပြောနေကြတယ်ဗျမနဲ့မိုးမလင်းခင်အလောင်းစင်လို့အလောင်းကိုရေရှိုးပေးဖို့အတွက်စိန်အိမ်ကောင်းတွေကဝိုင်းအနောက်ဘက်ကိုသွားတယ်လူတွေကိုတယောက်မှမလက်ရဘူးဆိုပြီးတော့တားထားတယ်ဗျဒါတိမင်းလိုက်ခဲ့မင်းကအတွေ့အကြုံရှိတယ်ကိုကန်ကကျုပ်ကိုခေါ်တာနဲ့ကျုပ်ကလည်းအသာလိုက်သွားတယ်ဗျဝိုင်းအနောက်ဘက်ကိုရောက်တော့တန်းရဟောင်းတစ်လုံးပေါ်မှာကိုအာလူရဲ့မျက်လုံးကြီးပြူးပြီးတော့ပါဇက်ကြီးဟနေတဲ့အလောင်းကိုတင်လိုက်တယ်ဗျပြီးတာနဲ့ရေဖိုးဖို့အတွက်အဝတ်စားတွေချွတ်တယ်ပြီးတော့ဇတိသဘောနဲ့ရေနှမုတ်3မှုလောက်ကိုလောင်းလိုက်ကြတယ်ပြီးတာနဲ့အသင့်ပါလာတဲ့ဓာတ်ကလေးကိုကိုကန်ကအလောင်းရဲ့ဘိုက်ကိုခွဲလိုက်တယ်ဗျဟာဘိုက်ထဲကဦးတွေအသေးတွေနှလုံးတွေဘာတစ်ခုမှရှိမနေတော့ဗျဟောင်းလောင်းကြီးဗျဘိုက်ကလည်းအခွန်ကြီးကိုချိနေတာဗျကဲငါမပြောဘူးလားကွာမောင်ကန်ရကဲမြင်းကိုပြန်ရှုပ်လိုက်တော့သူတို့တွေဖွက်ယူလာခဲ့တဲ့အချီကျိုးအနက်နဲ့ဘိုက်ကိုပြန်ပြီးတော့မြင်းရှုပ်လိုက်ကြတယ်ဗျသွေးဆိုတာမှတစ်စက်မှတော့မရှိဘူးဗျအယုတ်တရုတ်ကိုခွဲနေသလိုပဲဗျဘိုက်ကိုပြန်ရှုပ်ပြီးတော့အဝတ်စားတွေပြန်ဝတ်ပြီးဝိုင်းချီကိုပြန်တဲလာကြတယ်အလောင်းစင်ပေါ်မှာအလောင်းကိုတိတိကျကျပြင်ဆင်ပြီးတော့ထုံးစံအတိုင်းကတော့ပွဲတွေပါပြင်နေဗျအလောင်းရဲ့ခေါင်းရင်းမှာဖျောင်းနိုင်ထွန်းလိုက်တယ်ပြောရအောင်မေဗျကိုအာလူဆိုတာကအသက်30ကျော်လောက်ပဲရှိပြီသူမိဘရာမှာပဲလောက်ကင်နေတာဗျအိမ်အောင်လည်းမပြူလူကခက်ရိုးပါဗျဒါမဲ့လေကိုအာလူမှာဝါသနာတစ်ခုတော့ရှိတယ်ဗျယုံလိုက်တာတော်ဝါသနာပါတယ်ဗျသူ့မှာယုံလိုက်တဲ့ခွေးနှကောင်ရှိတယ်တခါခွေးနှကောင်ခေါ်ပြီးတော့ယုံလိုက်တတ်တယ်ဗျကိုအာလူယုံလိုက်ရင်မရတဲ့အခါကိုမရှိဘူးဗျ
ကျုပ်ကလေထဲမှာကျိုးနဲ့ဆွဲထားသလိုဖြစ်နေတဲ့အင်ကြီးကိုတိတိကျကျကြည့်နေတာဗျသူများတွေကလည်းကျုပ်လိုပဲကြည့်နေကြတယ်ကြည့်ပြီးတော့ထူးဆန်းနေတာဗျမြေကြီးထဲမှာစိုက်ထားတဲ့အိမ်နိုင်တွေကမြေကြီးတွေကနေကျွတ်ထွက်မြေပေါ်မှာ2000လောက်ကိုလွတ်နေရလေဗျပြီးတော့အိမ်ကိုကျိုးနဲ့ချီပြီးတော့ချိတ်ဆွဲထားသလိုလေထဲမှာမြောက်နေတာဗျလေပြင်းပြင်းတိုက်ရင်အိမ်ကြီးကလေထဲမှာလှုပ်စီနဲ့ကိုရမ်းနေသေးတာစိန်အိမ်ကောင်းတွေကလည်းရွာထဲမှာညကလေးကကင်းချထားကြတယ်ထူတာတွေ့လို့ချင်းတန်ချောင်းခောက်ဖို့အတွက်မှားထားကြတယ်ဗျခေါင်းမသွင်းခင်အလောင်းကိုဘသူမှကြည့်ခွင့်မပေးတော့ဘူးဗျဟုတ်တော့လေဟုတ်တယ်ဗျဝိုင်းအနောက်ဘက်ကရေရှိုးနေတော့ကလေးကကျုပ်ကကြည့်နေတာကြည့်နေနေကြောက်စရာကောင်းလိုက်တာဗျကိုဝါလူကငကိုရေကသွားကြီးကလည်းနည်းနည်းခေါ်တော့မျက်လုံးကြီးကပြူးထွက်ပြီးတော့ပါဇက်ကြီးကလည်းကြောက်လွန်းလို့អော်ထားတဲ့ပါဇက်ကြီးကဟာလို့ဗျပြီးတော့လူးဆိုတာတေပြီးတော့ရှင်နှခမ်းတွေဘာတွေလဲတိုးသွားတတ်တယ်ဗျဒီတော့ကိုအာလူရဲ့ခေါ်နေတဲ့သွားတွေကလည်းပို့ပြီးတော့ခေါ်ထွက်လာတော့ပြုံးစားကြီးမြင်လိုက်ရင်တော့လူတိုင်းလန့်သွားမယ်ပုံပဲပြူဒါကြောင့်လဲစိန်အိမ်ကောင်းတွေကအလောင်းကိုကြည့်ခွင့်မပေးတာဗျနောက်တစ်နေ့မှကြတော့စိန်အိမ်ကောင်းတွေကလူစုပြီးတော့အိမ်ကိုပြန်ဆွဲဖို့အတွက်လုပ်ကြတယ်အိမ်ကိုကျိုးလုံးကြီးကြီးနှစ်ချောင်းနဲ့အိမ်ထဲကနေပြီးတော့တိုင်းလိုက်တယ်ဗျပြီးတာနဲ့လူစုနဲ့ဆွဲပြီးတော့ချလိုက်တယ်ဟာအိမ်ကြီးကဟိုဘက်ဒီဘက်အားနဲ့ကိုရင်းခါနေတော့တာပြိုဟေးတော်ကြတော့မဆွဲကြနဲ့တော့ဟာမြင့်တက်သွားပြီဟေးရက်တော့ထက်တက်သွားပြီကြောက်လန့်တကြားနဲ့ဝိုင်းပြီးတော့អော်ကြတယ်ပြိုဟုတ်တော့လေဟုတ်တယ်ပြိုအိမ်ကြီးကကျိုးနဲ့တိုင်းပြီးဆွဲချတာအောက်ကိုနှိမ့်မလာဘဲနဲ့အပေါ်တောင်မှထက်တက်သွားတယ်ဗျဒါဘလို့ဖြစ်တာတုံးကွာစိန်အိမ်ကောင်းတွေကကျုပ်ကိုမေးတယ်ဗျလေးတို့ဘာမှထပ်ပြီးတော့မလုပ်ကြနဲ့တော့ဗျဒီအိမ်ကိုနောက်ထပ်ဆွဲချရင်အပေါ်ထပ်ပြီးတော့တင်ပေးလိုက်လိမ့်မယ်အေးဟုတ်လားဒါဆိုရင်ဒီအိမ်ကိုတရက်ရက်ကအပေါ်ကိုဆွဲတင်နေရလားကွာတာတီရဟုတ်တယ်ဗျဒါပေမဲ့ဘသူလောက်တာတုံးဆိုတာတော့ကျုပ်လည်းမသိသေးဘူးဗျလေးတို့ကျုပ်တခုမေးအောင်ပဲဗျဒီအိမ်ကြီးအကြီးတစ်လုံးလုံးကိုအခုလိုမျိုးလေးတဲကိုချိတ်ထားသလိုမျိုးလောက်တာအရင်တော့ကလေးလို့မြင်ဘူးကြလားဟာဘယ်မြင်ဘူးတုံးတာတီရဒါမဖြစ်နိုင်တာကိုလှုပ်ထားတာဗျဘသူမှမလှုပ်နိုင်တာမျိုးကိုလှုပ်ထားနိုင်တဲ့သူရဲ့အစွမ်းဟာနည်းနော်ဟုတ်ပါမလားဗျအေးကွာတာတီပြောတာဟုတ်တယ်ဒါဆိုရင်ငါတို့တွေဘာဆက်လုပ်ကြမလို့ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းထားဗျကိုအာလူအလောင်းကိုသာမြန်မြေကျအောင်လုပ်ပြီးတော့ဟုတ်ပြီလားလေးတို့အေးညဥကလေးကစုံတာဆိုတော့ဒီနေ့ဆိုရင်2ရက်ရှိပြီပေါ့ကွာမနေ့ပြန်3ရက်ဆိုရင်တကြိုမှာပေါ့လေကိုကန်ပြောတာတော့ကြံတဲ့စိန်ကောင်းတွေကလည်းသဘောတူကြတယ်ဗျကဲဒါဆိုရင်လေဖိုးဝင်းရေအခေါင်းသာမြန်ဆက်ကွာပြီးတာနဲ့ခေါင်းသာတွင်းထားလိုက်တော့ကွာဟုတ်ကဲ့ကိုကန်ကျုပ်ပြင်ပုတ်တွေကိုဝယ်လိုက်မယ်ဗျရောက်တာနဲ့တိုင်းထွာပြီးတော့အခေါင်းဆက်တော့မယ်ဗျကျုပ်လည်းအိမ်ပြန်လာခဲ့တယ်ဗျကြောက်ခဲ့ရတော့မနဲ့အစိုးကြီးတွေကသွားတာဗျကျုပ်အိမ်ရောက်တော့အမေတို့အဘတို့ကထမင်းစားမလို့တောင်မှလုံနေကြပြီဗျကျုပ်ကရီးကပြားရှိုးလို့အဝတ်စားလဲလိုက်တယ်ပြီးတာနဲ့အဘတို့နဲ့တခါတည်းဝင်ပြီးတော့စားလိုက်တယ်ဗျအမေကမောင်မခေါ်ပဲလေးကိုနှက်ထားတာဗျစားလို့ကောင်းပါဗျဣနေတာပဲအမဲကြောက်လေးကိုရေးစိမ်ပြီးတော့အတုံးလေးတွေတုံးခင်းချင်းကြီးလေးနိုင်လေးနဲ့ရှက်ထားသေးတာလေချင်းလေးဆိုတော့ညကအေးရေးပြတ်နေရတဲ့အတော်ပဲပေါ့ဗျဘိုက်တင်းသွားတာနဲ့အေးရေးပြတ်တာပြတော့တာပဲဗျမျက်လုံးလေးလေးလာပြီးတော့ပိတ်ကျသွားတာပဲဗျကျုပ်လည်းထုံးစံတိုင်းပဲမကြီးမင်အောက်ကတစ်သားကုတ်ပြလေးပေါ်မှာရောက်နေတော့တာပဲဗျဝဘိုးချမ်းလေးပေါ်မှာပစိုးအဟောင်းလေးခင်းလှဲချလိုက်တာနဲ့အိပ်ပျော်သွားတာဗျအိပ်ပျော်ကားစားမှာတစ်ချက်ကိုဟောက်တန်ကိုကြားပြီးတော့လန့်တော့မှနိုးလာရောဗျကျုပ်တောင်ပေါ်ကိုတက်နေတာဗျကျုပ်တယောက်တည်းတော့မဟုတ်ဘူးဗျကိုအာလူနဲ့ကျုပ်နေဗျကိုအာလူရဲ့ရုံလိုက်အင်မတန်ကောင်းတဲ့ခွေးညူကြီးနှစ်ကောင်ကလည်းပါတယ်ဗျခွေးတွေကလည်းအမဲလိုက်ခွေးပီတာပါပြီလေဗျတချူချူနဲ့အနံ့ခံနေတာဗျမျက်လုံးတွေကလည်းအယောင်တက်လက်နဲ့ဗျတောင်ပေါ်တက်လိုက်တာဗျတော်ရောက်လာတဲ့အထိကိုယုံတကောင်မကိုမတွေ့ဘူးဗျကိုအာလူခမည်းအရင်တော့ဒီတောင်ပေါ်မှာယုံလိုက်ဘူးလားအေးမလိုက်ဘူးကွာဘာဖြစ်လို့လုံးတာတရယုံနေရှိတဲ့အရေးအရှိမမြင်လို့ဗျပြီးတော့ဒါကိုဘာတောင်းလို့ခေါ်တော့ဗျခွေးမတက်တောင်းလို့ခေါ်တာပဲကွာဟမ်ဟုတ်လားခမည်းခွေးတွေကတက်လို့ပါလားဗျအေးလေကွာရှေးတုန်းကလူကြီးတွေကတော့ဘာရွေချက်နဲ့ခေါ်တယ်တော့ငါလည်းမသိဘူးကွာကျုပ်ပြောနေတော့ပဲရှိသေးတယ်ဗျကိုအာလူရဲ့ခွေးတွေကတုတ်ငနဲ့ကိုရက်ပြစ်လိုက်ကြတယ်ဟောပြောရင်းဆိုရင်ခမည်းခွေးတွေကရက်သွားကြပြီဗျဆက်မသွားတော့ဘူးဗျတွေ့လားကိုအာလူကသူ့ခွေးတွေကိုချော့ပြီးတော့ခေါ်ကြည့်တယ်ဗျခွေးတွေကချစ်ဆက်ပြီးတော့မသွားကြတော့ဘူးဗျမသွားရုံနဲ့မဟုတ်ဘူးဗျအမီးတွေပါကုတ်နေကြတယ်ဗျကိုအာလူဒီကောင်တွေကြားနံနေပါလိမ့်များရလားမသိဘူးဗျဟာတတရလေဒီတော့မှကြားမှမရှိတာကွာပြောဆိုနဲ့ကိုအာလူကရှေ့ကိုဆက်သွားတယ်ကျုပ်ကလည်းသူ့နောက်ကနေလိုက်တယ်ခြေ3-4လမ်းလောက်ပဲလှမ်းလိုက်တော့ကိုအာလူကရှေ့ကိုဆက်မသွားဘဲနဲ့တုံငနဲ့ရက်လိုက်တယ်ဗျဘာတွေ့လို့တော့ကိုအာလူအချိမှာတောင်တလုံးကွာဟာဟုတ်သားပဲဗျအချိကတောင်တလုံးရှိနေရပဲ
ဒါကြောင့်ခွေးတွေကဆက်မတက်တာ哦ကွာလူခမားပြောတဲ့ခွေးမတက်တောင်ဆိုတာဒီတောင်ဖြစ်လိမ့်မယ်ဗျဒါကြောင့်မလို့ခမားခွေးတွေဆက်ပြီးတော့မတက်တော့တာဗျအေးဟုတ်မယ်ကွာကဲခွေးတွေဒီမှာထားခဲ့ကွာမင်းနဲ့ငါနဲ့ဆက်တက်ကြရအောင်ရောက်ဘူးတာပေါ့ကွာတာတီရကျုပ်နဲ့ကိုအားလူတောင်ပေါ်ကိုဆက်တက်ခဲ့ကြတယ်တိတ်မတက်လိုက်ရဘူးဗျခွေးမတက်တောင်ကိုရောက်လာခဲ့တယ်ဟာတောင်ထိပ်ကတန့်ရှင်းနေတာပဲဗျမြေကြီးပေါ်မှာအမိုက်တစားတော့မရှိဘူးဗျတန့်ရှင်းပြီးတော့ပြောင်လက်နေတာဗျခွာလူဒီတောင်ထိပ်မှာရတိတွေဘာတွေများတည်င်းသုံးလာတော့မသိဘူးဗျဟေးဘာဖြစ်လို့တော့ကွာကြည့်လေဗျတောင်ထိပ်တစ်ခုလုံးကလည်းအမိုက်ကတီတီရှာရှာဟိုမှလှဲထားတာဗျအေးကွာမင်းပြောတာလေဟုတ်တာပဲဟိုတော်တော်တော့ထူးခြားတဲ့နေရာပဲကွာကျုပ်နဲ့ကိုအားလူနဲ့ရတိเจ้าတွေဘာတွေများတွေ့မလားဆိုပြီးတော့လိုက်ရှာကြည့်သေးတယ်ဗျဟောဟုတ်မှာကြည်စမ်းတာဒီကိုအားလူကလက်ညှိုးထိုးပြတဲ့နေရာကိုကျုပ်ကကြည့်လိုက်တော့ပြောင်ရှင်းနေတယ်ကုန်းပြောင်လေးပေါ်မှာအိမ်လေးတစ်လုံးဗျအိမ်လေးကလည်းအမြင့်တစ်ပေလောက်ပဲရှိတာခလေးတွေဘာတွေကစားတာမျိုးတော့မဟုတ်ဘူးဗျအိမ်ကြီးတစ်လုံးမဆောက်ခင်မှာနမူနာပုံစံထုတ်တဲ့အိမ်မျိုးလေးဗျအိမ်ကောင်မိုးကလည်းစွတ်လင်မွန်းရှုံနေမှာပါတယ်ဗျတစ်သားနဲ့စောက်ထားတာဟိုနတ်မောင်နေတဲ့တစ်သားဗျအိမ်ကအဆောင်အခန်းနေနဲ့အကြီးကြီးကိုအသေးသေးလေးရှုံထားတဲ့ပုံမျိုးဗျကိုအားလူကသဘောကျပြီးတော့ရီတော့တာပဲဗျကျုပ်ကလည်းမှင်တက်မိသလိုဖြစ်ပြီးတော့ဘာမှမပြောနိုင်တော့ဘူးဗျကိုအားလူကိုသူ့ခါမှာထိုးထားတဲ့ဓာချုံနဲ့အိမ်ကလေးရဲ့တိုင်တွေကိုကိုအားလူကသူ့ခါမှာထိုးထားတဲ့ဓာချုံလေးနဲ့အိမ်ကလေးရဲ့တိုင်တွေကိုတူပါလေရောဗျကျုပ်ကလည်းပါဇက်ကဘာမှမပြောဘဲနဲ့ငေးကြည့်နေမိတာပေါ့ဗျကိုအားလူကအိမ်ကလေးကိုတူးပြီးတာနဲ့ဆွဲမလိုက်တယ်ဗျအင်္ဂလိပ်ကလည်းအန်ကိုက်ကိုကျွတ်ထွက်လာတယ်ဗျဒီအင်္ဂလိပ်ကွာချစ်စရာလေးကွာချစ်စရာကောင်းလိုက်တာတို့ရွာကလေးတွေကြည့်ဖို့အတွက်အိမ်ယူသွားအောင်ပါပဲကွာအဲ့လိုပြောပြီးတော့အင်္ဂလိပ်ကိုတေချာကြည့်ပြုံကြီးလုံနေတယ်ဗျပြီးတော့မှဘာစိတ်ကူးရသွားလဲမသိပါဘူးဗျသူ့မှာပါလာတဲ့ကျိုးနဲ့အင်္ဂလိပ်ကိုရှိတယ်ပြီးတော့ပေါက်ပင်ကြီးတစ်ပင်ရဲ့ကိုင်းမှာသွားပြီးတော့ကျိုးနဲ့ရှီထားလိုက်တယ်ဗျအင်္ဂလိပ်ကလေထဲမှာလှုပ်နဲ့ဖြစ်နေရပါဗျပြီးတော့မှအင်္ဂလိပ်ရဲ့တကားပေါက်တွေဖွင့်ပတင်းပေါက်တွေဖွင့်ပြီးတော့ပြောသဗျငှက်ကလေးတွေနေချင်းရင်နေလို့ရတာပေါ့ကွာအဲ့လိုပြောပြီးတော့တောင်ပေါ်ကနေပြန်ဆင်းသွားတယ်ကျုပ်လည်းသူ့နောက်ကနေကပ်ပြီးတော့လိုက်သွားခဲ့တယ်ကျုပ်ပါစကတော့စကားတခုံးမအောင်ပြောလို့မထွက်ဘူးဗျတာတီထတော့လေနေအောင်မှစောင်းနေပြီအကြာကြီးအဲ့လိုနေထိုင်မကောင်းဖြစ်နေအောင်မယ်ထတော့အမေကနိုးလို့ကျုပ်ကနိုးသွားတယ်ဗျဒီတော့မှနေကင်းကြောင်တောင်ကြီးအိမ်မက်မက်နေမှကျုပ်တီသွားတာဟုတ်ဗျဒါပေမဲ့အိမ်မက်ကတော်တော်လေးတော့စမ်းနေဗျဟုတ်ဖဲနေဗျတည်သွားတဲ့ကိုအာလူနဲ့ကျုပ်နဲ့ယုံလိုက်သွားကြတယ်လို့ဗျဟိုပြီးတော့တောင်ပေါ်မှာထူးထူးဆန်းဆန်းအင်္ဂလိပ်ကိုတွေ့လို့လေဗျဒီလူကလည်းလက်စော့လိုက်တာပါဗျလွန်ပါလေရောအိမ်ကိုမြေကြီးကနေတူးပြီးတော့တစ်ပင်မှာကျိုးနဲ့ဆွဲထားခဲ့တယ်ဗျဟာဒါတကယ်ဖြစ်တာတင်နေဗျကိုအာလူတောထဲမှာတကယ်လုတ်ခဲ့တာတင်နေဒါကြောင့်သူ့အိမ်ကြီးကိုလေထဲမှာမြောက်တက်နေတာဖြစ်မယ်ဗျဟာဒုက္ခပါပဲဗျကိုအာလူကျုပ်ကိုအိမ်မက်ပေးတာတင်နေဗျသူတယောက်တည်းယုံလိုက်သွားတာဘာဖြစ်ခဲ့တယ်ဆိုတာကိုဘသူမှမသိတော့ကျုပ်ကိုအတိပေးပြီးတော့အကူကြီးတောင်းတာဖြစ်မယ်ဗျကျုပ်ကလည်းအိမ်နေရနေကြပြထအဘကိုသွားမေးလိုက်တယ်ဗျအဘခွေးမတက်တောင်းဆိုတာရှိလားဗျဟာရှိတာပေါ့ကွာဟိုကကပလီစုကနေညောင်ဝိုင်းဘက်ကိုနည်းနည်းဆက်သွားပြီးတော့တောင်ပေါ်ကိုတက်ရတယ်လို့ပြောကြတယ်အဘတော့တခါမှမသွားဘူးဟဲ့ဘာဖြစ်လို့လဲကိုအာလူတို့ကိစ္စဒီတောင်ပေါ်မှာဖြစ်ခဲ့တဲ့ပုံပဲဗျအဘရဲ့အေးလေဒီလူငယ်ကလည်းခွေးတွေခေါ်တောင်တွေပေါ်တက်ယုံနေလိုက်တာဟုတ်ကွာဘာတွေများလုတ်ခဲ့လို့တော့မှမသိတာသူတို့အင်ကြီးကလည်းလေထဲမှာမြောက်နေတာဆိုတော့တော်တော်လေးကိုဒေါသကြီးနဲ့လှုပ်လိုက်တာပဲလူလေးရဲ့ဟာဒေါသဘလောက်ကြီးနဲ့လှုပ်လာလဲဆိုရင်ကိုအာလူပိုက်ထရဦးတွေအသေးတွေဘာမှမရှိတော့တာကြည့်ပြီလေအဖရဲ့ကျုပ်ကကိုအာလူအာတုဘကိုမသွားတော့ဘူးဗျအိမ်မှာပဲငြိမ်ပြီးတော့တွေးနေတယ်ညကြတော့ကြောက်ခဲရောက်လာတယ်ဘယ်လိုလဲကွာကြောက်ခဲရဘာထူးသေးလဲဘာမှမထူးကြဘူးဗျအိမ်ကြီးကတော့ဒီတိုင်းပဲဗျလေထဲမှာပဲတွဲလောင်းကြီးကိုဖြိနေတော့မယ်ကိုကြီးတာတီရောဘာတွေတိပြီးပြီလဲတိတော့တိပြီးကြောက်ခဲရဲ့ဒါမှလည်းမသေးကြသေးဘူးငါနေခင်ကအိပ်ပျော်တဲ့အချိန်မှာကိုအာလူကငါ့ကိုအိမ်မက်ပေးတယ်ကွာသူဘာလုပ်ခဲ့တယ်ဆိုတာကိုပြတယ်ကွာဒါမှလည်းမသေးကြသေးဘူးကွာဟိုတကယ်လို့အဲ့ဒီအိမ်မက်ထရအတိုင်းဟုတ်တယ်ဆိုရင်တော့မှငါသဘောနဲ့ငါမလုပ်ရဲဘူးကွာဒီကိစ္စဟာဘလို့ပုံကူမျိုးနဲ့ပတ်သက်နေမှန်းမသိဘူးကွာဟာဟုတ်လားကိုကြီးတာတီရဲ့ဒီကောင်ကပါဇက်လုံနေဆိုတော့ကျုပ်ကလည်းတီးပြီးသားလေဗျာဒါကြောင့်မလို့အရေးအမွေလောက်တော့ပြောပြလိုက်တာနောက်တော့ကျုံမှလည်းတော်တော်နဲ့အိတ်မပြောဘူးဗျအဲ့နဲ့အမေတို့နဲ့ထိုင်ပြီးစကားပြောနေတာညတကောင်ကြော်တာမဲ့ပဲအိတ်ဖြစ်တော့တယ်ဗျကျုပ်ကမဖဲဝါရဲ့ကိုဝဲရုပ်လေးကိုထုတ်ပြီးတော့မဖဲဝါကိုအကြောင်းကြားလိုက်တယ်ဗျမဖဲဝါကျုပ်တို့ရွာမှာတော်တော်လေးကိုထူးဆန်းတဲ့အဖြစ်ပြက်တွေဖြစ်နေတယ်ကိုအာလူဆိုတဲ့လူကြောက်စရာကောင်းတဲ့အသေးစိုးနဲ့တေးသွားတယ်ဦးတွေအသေးတွေလည်းထုတ်စားသွားတယ်ဗျပြီးတော့ကိုအာလူတို့နေတဲ့အိမ်က
မြေကြီးတွေကနေကျွတ်ထွက်ပြီးတော့လေထဲမှာတစ်ခုခုနဲ့ရှိတ်ထားသလိုမျိုးတွဲလောင်းပြီးဖြစ်နေတာဗျကျုပ်ဘာလို့ရမယ်ဆိုတာပြောပြပါပါတင်းချိုင်းချင်မှာမဖဲဝါကျုပ်ခေါင်းနဲ့ထိလိုက်တာနဲ့တင်ကျုပ်အိပ်ပျော်သွားရောဗျအိမ်မက်ထဲမှာမဖဲဝါမမြင်ရဘူးဗျလေတွေကလည်းတဟူဟူတိုက်နေတာဘယ်နေရာမှန်းလည်းမသိဘူးဗျကျုပ်အဝတ်တွေဆိုတာလေလေထဲမှာတစ်ဖက်ဖက်ကိုလွင့်နေတာဗျကျုပ်စပင်းနေတော့မှလေတိုက်လူအောင်လွင့်နေတာဒါတီငါပြောမယ်အာလူးဆိုတဲ့ကောင်ခွေးမတက်တောင်မှနေတဲ့တစီလေးရဲ့အိမ်ကိုရေကြီးရနေတူးပြီးတော့တစ်ကိုင်းမှာကျိုးနဲ့တွဲလောင်းဆွဲထားခဲ့တယ်အဲ့ဒီအချိန်ကတစီလေးခရီးသွားနေလို့မတိလိုက်တာမဟုတ်ရင်အဲ့ဒီနေရာမှာတင်ပွဲချင်းပြီးသွားမှာတစီလေးဆိုတာတက်တန်းထောင်ကျော်ရှိနေပြီသူ့မှာရှိတဲ့အစွမ်းကတချို့နတ်တွေတောင်မှတုလို့မရဘူးကြားလားနင်အကောင်ကတကယ့်ပုတ်ကူမှာသွားပြီးတော့စော်ကားမိတာကိုတော်သေးတာပေါ့တားတရအာလူးတယောက်ပဲတေလို့တအိမ်လုံးတတ်သွားလဲငါအံ့ဩမှာမဟုတ်ဘူးဟာကျုပ်တို့ကုညီပေါင်းမဖေးဝါရဲ့ဟိုကျုပ်တို့ဘယ်လိုများလုပ်ရမလဲဗျအေးတစေလေးကလူတယောက်ရဲ့လက်တန်းလောက်ပဲရှိတာဒါမှလည်းအလိုရှိရင်အိမ်လောက်ဖြစ်ဖြစ်တောင်လောက်ပဲဖြစ်ဖြစ်ဖန်ဆင်းနိုင်တယ်ခွေးမတက်တောင်ကျော်ကြီးတစ်ခုလုံးရဲ့တောင်ပိုင်ကြီးကလည်းတစေလေးပဲဟဲ့နင်တို့သိလားကျုပ်တော့ဘာမှမသိတော့ဗျာဒါဆိုရင်ငါပြောမယ်လက်သမားကောင်းကောင်းခေါ်3ရက်အတွင်းနင်တို့တွေအရောက်သွားတစေလေးရဲ့လက်ဝက်ချက်ကဦးတွေအသေးတွေကလေးစားတွေတိတ်ကြိုက်တာနင်တို့ကအမဲဦးအသေးကလေးစားစုံနေအောင်ရှက်ပြီးတော့တွားကြွေးကြပြီးရင်အာလူအစာတောင်းမှန်ကြရှိထားတဲ့တစေလေးနေတဲ့အိမ်တိတိချက်ချယူပြီးတော့နဂိုနေရာမှာပြန်ပြီးတော့တီးပေးလိုက်ပြီးတာနဲ့သူ့အိမ်နဲ့ပတ်ဝန်းကျင်အမွေးနှံသားတွေဖြန့်ပေးလက်သမားခေါ်သွားတာကအိမ်ကိုတိတိချက်ချစရေးကင်ပြီးတော့ပြန်တဲပေးဖို့ပဲသိလားသူ့အိမ်ကိုရွရွဆောင်ဆောင်တဲပေးလို့ကတော့နင်တို့အကိုလုံးတေးလိုက်မယ်ဒါတီနင်ဥဆောင်ပြီးတော့တိတိချက်ချလှုပ်ပေးလိုက်ကြားလားဟုတ်ကဲ့မဖေးဝါကျုပ်လိုက်သွားလိုက်ပါမယ်ကျုပ်လန့်လို့တော့အာယုံတော့မှမတက်သေးဘူးဗျအဲ့လေကျုပ်ကပြန်အိတ်လိုက်တယ်ဟိုဟာလူကအာတုပရှာပြီးတော့2ရက်ကြာတော့ကျုပ်နဲ့10အိမ်ကောင်း3ယောက်လောက်လက်သမားကောင်းကောင်း2ယောက်လောက်ခေါ်ပြီးတော့အမဲသားဟင်းအိုးကြီးကိုဝဘိုးလုံးနဲ့ရှို့ထန်းခွေးမတက်တောင်ကိုတက်ကြတယ်တောင်ပေါ်ရောက်တော့ကျုပ်အိမ်မက်ထဲမှာတွေ့ရတဲ့အတိုင်းပဲဗျဟိုဟာလူအင်္ဂလိပ်တူးတဲ့နေရာပြီးတော့အင်္ဂလိပ်ကိုကျိုးနေချီပြီးပေါက်ကိုင်းကြီးထဲမှာတွဲလောင်းဆွဲထားတာကိုကျုပ်တို့လည်းတွေ့ရောဗျကိုကန်တို့10အိမ်ကောင်းနေဆိုမှကျုပ်ပြောတာကိုကြိုသိနေကြတာဆိုတော့အခုလိုမြင်လိုက်တဲ့အချိန်မှာတော်တော်လေးကိုအံ့ဩသွားကြတယ်ဗျလက်သမား2ယောက်ကလည်းတစ်ပင်မှာတွဲလောင်းချထားတဲ့အင်္ဂလိပ်ကိုဖြုတ်ချငကိုနေရာကတိုင်ပေါက်လေးတွေမှာတီတီပပလေးတွေစွတ်ချပြီးတော့ရွယ်ဆောင်မနေအောင်တီတီချာချာလေးတိုင်းထွာကြတယ်ဗျပြီးတော့မှအင်္ဂလိပ်ကိုခိုင်းနေအောင်မလှုပ်အောင်လှုပ်လိုက်ကြတယ်ကျုပ်စိတ်တင်တစီလေးကိုမဖဲဝါကကြိုတင်ပြီးတော့တောင်းပန်ထားတဲ့ပုံပဲဗျကျုပ်တို့လာမဲဆိုတာတစီလေးကလည်းကြိုသိနေတယ်ထင်တယ်ဒါကြောင့်ကျုပ်တို့ကိုဘာမှမလုပ်ဖဲနဲ့ကြည်တာမျိုးလည်းဖြစ်မယ်ဗျအင်ကိုကြကြနနပြန်ဆောက်ပြီးတော့မှကျုပ်တို့တွေယူလာခဲ့တဲ့အမဲဥကလေးစားတွေဟင်းအိုးကိုဖွင့်ပြီးတော့ကျွေးလိုက်တယ်ခွေးမတက်တောင်ပိုင်ကြီးတစီလေးခမကျုပ်တို့ရွာသားကိုအာလူရဲ့မတိမှုမိုင်မဲမှုအတွက်ကျုပ်တို့ရွာသားအားလုံးကတစီလေးကိုတောင်းပန်ပါတယ်ဗျကျုပ်ကမဖဲဝါမိတ်ဆွေတားတေးပါတစီလေးကြိုက်တဲ့အမဲဥကလေးစားတွေကိုတစီလေးစားဖို့အတွက်ယူဆောင်လာပါတယ်ပျော်ပျော်ကြီးစားပါတစီလေးဗျကျုပ်ကမျက်ကွင်းစေးကွင်းထားတော့မြင်နေရတာပေါ့ဗျဟုတ်ပါဗျာလက်တန်းလောက်ကလေးဗျသူ့အင်္ဂလိပ်တကားလေးဖွင့်ပြီးတော့ထွက်လာတယ်တစီလေးဗျတနန်းကုန်းသားတွေကအမိုက်အမဲအာလူအစားကိုတောင်းပန်ပါတယ်တွဲလောင်းဆွဲထားတဲ့အင်ကြီးကိုပြန်ချပေးပါဗျမဖဲဝါရဲ့မိတ်ဆွေကျုပ်တာတေးကတောင်းပန်ပါတယ်ဗျဟောတစီလေးကကောင်းပါအိုးထုံအနီလေးစောင်းထားတာဗျသူ့ကောင်းကအိုးထုပ်ကိုရှုပ်ပြီးတော့ကျုပ်ကိုဝှေ့ပြတယ်ဗျပြီးတော့ပြန်တော့ဆိုတဲ့ပုံစံမျိုးလက်ဟန်ပြတယ်ဗျကျုပ်လည်းကိုကန်တို့စိန်ကောင်းတွေကိုလက်ကုပ်ပြီးတော့ရှေ့တုတ်တင်ခဲ့တာဟောဗျာရွာပြန်ရောက်တော့ရွာတွေကကြွက်စီနဲ့ဖြစ်နေတာဗျဘာဖြစ်ပြန်ပြီလဲဆိုပြီးစုံစမ်းလိုက်တော့ကိုအာလူအင်ကြီးကငကိုအတိုင်းပြန်ဖြစ်သွားပြီဆိုပြီးတော့သွားကြည့်ကြတာပေါ့ဗျာဒီတော့မှပဲကိုကန်ရောစိန်ကောင်းတွေရောလက်သမားစီယာ2ယောက်ကိုပြုံးနိုင်ကြတော့တာဗျကျုပ်အိမ်ပြန်ရောက်တော့နေတော်မှတော်တော်လေးစောင်းနေပြီဗျအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးဆရာတာတေးရေးသားထားတဲ့တစေလေးနေတဲ့အင်းဆိုတဲ့ဇလန်းပဲဖြစ်ပါတယ်ခင်ဗျာတစိတ်ရင်သွေးအသက်တရားမနေရအမှုတရားတွေ့ရဆိုတဲ့စကားလည်းလွတ်မှန်တာဗျဘာလို့နဲ့ပြာသူလာတောင်ကွယ်လို့ပေါ့ကျုပ်တို့အညာမှာကဒီနှစ်အေးချက်ကတော့စံချိန်ထင်လောက်ရဲ့ဗျတိန်ထားတဲ့နှမ်းရိုးတွေတောင်မှညတိုင်းမီးလုံရလို့ကုံငံနီးနေပြီဗျဒီရာသီဒီလိုညတွေမျိုးကြရင်တော်တော်များများဝိုင်းနေတဲ့မှာကမီးဖူကြတယ်ဗျမီးဖူတွေးလို့ဝင်ပြီးတော့မီးလုံရင်လဲလက်ဖက်ကျွေးရင်နှွေးချမ်းတိုက်နဲ့စကားဝိုင်းဖွဲ့ပြီးတော့ရောက်တရရပြောကြတယ်ဗျကျုပ်တို့အညာဒလေးထဲမှာလွတ်ကိုအံ့ဩကိုကောင်းတဲ့ဒလေးတစ်ခုရှိသေးတယ်ဗျရွာတွေကဘသူအိမ်မှာဧည့်သည်ရောက်လို့တဲ့ဆိုရင်တော့
အိမ်သားတယောက်ကသွားပြီးတော့မိဖွဲ့စကားပြောပြီးရင်ကို့အိမ်ကိုထမင်းစားဖိတ်ကျွေးတယ်ဗျအ ਨੇ ဆုံးတော့အိမ်လေခေါ်ပြီးတော့လက်ဖက်နဲ့ရင်းနှီးချမ်းလေးတော့အဲ့ခံနေဗျကို့ဆွေတဲ့မျိုးတွေကအိမ်တအိမ်မှာဧည့်သည်ရောက်လာလို့ကတော့အဲ့ဒါကိုဧည့်သည်လိုပဲသဘောထားကြတော့ဗျကျုပ်တို့အညာသားတွေဟာခင်ချက်ဗျဟာတာတေပါလားကွာတာတေဘိုးတို့ဝိုင်းဘက်ကိုမလာတာလဲကြာပေါ့နော်ဒီညတော့ကျုပ်တို့ဝိုင်းဘက်မှာမီးမလုံဘူးဗျကြောက်ခဲနဲ့တမနီကကိုကြီးတာတေဒီညတော့ဘိုးလေးဘူးတို့ဝိုင်းမှာသွားကြရအောင်ဗျဘိုးလေးဘူးကြီးပြောပြတာတွေကိုနားမထောင်ပြတာတော်တော်ကြားနေပြီဗျအေးကောင်းသားပဲကွာငါလဲနှမ်းပစ်ထုတ်ကိုဘိုးလေးဘူးကိုပေးဖို့ဟာတစ်ခါမှမရောက်ဘူးကွာဘယ်ကနှမ်းပစ်ထုတ်တော့ကြောက်ခဲကမေးတာဗျဟိုတလောကမျိုးရောက်လို့ဝဲလာလိကွာဟိုနှမ်းနဲ့ထိုးထားတာစေးဘက်ဝင်တယ်လို့ပြောလို့ဘိုးလေးဘူးတော့ဝဲလာခဲ့တာကွာဘိုးလေးဘူးတော့ကျုပ်တို့ရွာသားတွေကခင်းကြတာဗျလူကြီးတွေရောလူငယ်တွေပါဘိုးလေးဘူးခင်းကြတာနော်ကိုကြီးတာတွေကတန်မနီကလည်းဘိုးလေးဘူးကိုလှုပ်ခနေကောင်းဗျဒီတော့ဒီကောင်ကဝင်ပြောတယ်ဗျဘိုးလေးဘူးဆိုတာကကျုပ်တို့ရွာမှာအသက်ကြီးဆုံးဘိုးတော်ကြီးဗျအသက်60ကျော်နေပြီအရက်ကတော့ပူပူလေးဗျရောင်တုံးလေးနဲ့အခုချိန်ထိကိုတတိကောင်းတော့ဗျငငယ်ကအကြောင်းတွေကိုတတိရနေတော့မဲဗျဘာတစ်ခုမှမမေ့ဘူးဗျဘိုးလေးဘူးတို့ဝိုင်းနေရကျုပ်တို့ရောက်တော့ဘိုးလေးဘူးကကျုပ်တို့လှမ်းပြီးတော့နှုတ်ဆက်တယ်ဗျဟုတ်တယ်ဘိုးရေအခုတလောမျိုးကဘာကြီးကိုသွားပြီးတော့ကြော့နေတာဗျဟိုရောက်တဲ့ညပဲဘာကြီးကလေးဖြတ်တာနဲ့မျိုးမှာတော်တော်လေးကိုကြာသွားတယ်ငွေစိတ်အကိုကြီးကိုဆိုတာထင်တယ်ဟုတ်တယ်ဘိုးရေဟိုကဘာကြီးကလည်းလူမျိုးကြီးလေမျိုးမှာတယောက်တည်းနေတာအေးပါကွာပြည့်စုံမဲ့သူမရှိတော့လဲခတ်သားပါလားကွာရော့ဘိုးဒါဘိုးစားဖို့အတွက်နှမ်းနဲ့ထိုးထားတယ်နှမ်းပြစ်မဟုတ်ဟာတာတရဘဲသွားဘိုးတော့တတိယသားပဲအေးတာတို့ပါဗျာတာတို့ကျုပ်တို့ရောက်တော့ဘိုးကဝိုင်းထဲမှာမီးလုံရင်းနဲ့စကားပြောနေတာဗျသူသားတွေသမီးတွေကဘိုးကိုထင်းနေပါတွေထိုးပေးမီးဖို့ပေးထားတာရင်းနှီးနဲ့လက်ဖက်တုံနဲ့ရွာတွေကလူကြီး3ယောက်လောက်ကလည်းဘိုးနဲ့စကားပြောဖို့အတွက်ရောက်နေကြတာဗျဘိုးကြီးတာတေကြီးလာမှပဲကျုပ်တို့ရမှာအာကိုတခုတော့ဖြစ်လာခဲ့တယ်ဗျအေးဟုတ်တယ်မောင်ချင်းမင်းပြောတာလဲဟုတ်တယ်ကွတာတရရဲရွာကြီးဆိုရင်လေရှေ့ကနေပြီးတော့ဥဆောင်တာဘိုးရဲ့ပြီးတော့တာတရပယောဂါတွေပါဆိုလဲဆရာတစ်ပိုင်းဖြစ်နေပြီဗျဟုတ်ပါအဲ့ဒါလဲဘိုးကြပါတယ်ဘိုးဆရာတစ်ပိုင်းမဟုတ်ပါဘူးဗျကျုပ်ကဆက်စုတဲ့ကောင်းဆိုတော့လေထူတာစမ်းတာတွေကိုတွေးကျင်မြင်ကျင်တော့ဆရာသမားကြီးနောက်ကိုရှောက်လိုက်နေတော့ပါဘိုးရဲ့အေးဒါလည်းကောင်းတာပဲကလေးရဲ့ဘဖူတူတာပညာတွေတိုးတာပေါ့ကွယ်ပုပ္ပါယုံကျောင်းဆရာတော်ဥကုနာတော့သူ့တစ်ဖက်တာတိကိုလှုပ်ကိုရှီးမွန်းတာနို့မောင်းတာတိတင်းချိုင်းဆောင်မဖဲဝါနဲ့လေခင်မင်းနေဆိုခင်မင်းတာတော့မဟုတ်ပါဘူးဗျဟိုဘလို့ကြောင်းဆိုတာတော့ကျုပ်လည်းမပြောတတ်ပါဘူးဘို့ရဲ့ကျုပ်ကပြင်ပြီးတော့စားပွဲတောက်ပွဲတွေပြင်ရင်မဖဲဝါကြီးကလာစားသေးတယ်ဗျဟိုကျုပ်မှလည်းအကြောင်းရင်းရှိလေမဖဲဝါကိုလည်းမေးလို့ရတယ်ဘာဖြစ်တယ်ဘာလို့ရမလဲဆိုတာမဖဲဝါကျုပ်ကိုပြောပြတယ်ဗျဟာတာတရအဲ့ဒါခင်တာပေါ့ကွာစကားဝိုင်းမှာထိုင်ပြီးတော့နားထောင်နေတဲ့ဥမောင်ဆိုတဲ့ဘိုးတော်ကြီးကကျုပ်ကိုပြောတယ်ဗျမင်းကိုမဖဲဝါစောင့်ချောက်တယ်လို့ပြောလို့ရတာပေါ့ကွာဘာမှမပြောဘဲနဲ့လက်ဘွားတွေကိုမီးလုံနေတဲ့ဘိုးတော်ဦးစိန်ညက်ကလည်းဝင်ပြောတယ်ဗျဘာပြောတာတရအရွယ်နဲ့မလိုက်အောင်အတွေ့အကြုံတော့များသားဗျဘိုးလေးဘူးကကျုပ်ကိုပြောရင်းကနေတခုခုကိုတွေးနေတဲ့ပုံပဲဗျအားလုံးကလည်းဘိုးလေးဘူးဘာပြောမလို့ဆိုပြီးတော့နားထောင်နေကြတာကြောက်ခဲနဲ့တမလီကလည်းခေါင်းလေးမောလို့ဗျဘိုးအသက်50လောက်ကထူးထူးဆန်းဆန်းတစ်ခုကိုကြုံခဲ့ဘူးတယ်ပြောပြရအောင်မင်းကွာအဲ့ဒီတုန်းကဘိုးတယောက်တည်းတောထဲတက်ခဲ့တာကွစကားဖြတ်ပြီးတော့ပြောရအောင်မယ်တာတီဘိုးကတောထဲတောင်ထဲမှာဒုက္ခရောက်နေတဲ့တရိษံလေးတွေကိုခဏကဲခဲ့ဘူးတယ်ကွဝေယုံကြားထဲမှာညက်နေတဲ့ရေတို့ဆက်တို့ဆိုရင်လည်းအမြဲတမ်းလွတ်ပေးတာဘယ်တော့မှတက်ဖြတ်ပြီးတော့အိမ်ယူလာတာမျိုးမလုပ်ဘူးကွာတခုတော့ဘိုးကဲရတာတရိษံမဟုတ်ဘူးကွာတစေသားမီကိုကဲရတာဗျာတစေသားမီကိုဟုတ်လားဘူးဟုတ်တယ်ဗျာအလေရိုးမအနောက်ဖက်ရှက်မှာတောမီတွေလောင်မာလျော့ကွာတောမီကလည်းကူးတာမှမြန်ပါကွာဘိုးဆိုတာလေတောခုတ်ဓာကြီးကိုကိုင်းပြီးတော့ဘယ်ရနေပြီးတော့ထွက်ရမှန်းတော့မသိတော့ဘူးဖြစ်နေတာဟဲ့တဖြည်းဖြည်းနဲ့မိုးတွေကလည်းရှုပ်သွားရောဘိုးလေတောရရနေထွက်လို့မရတာနဲ့ဖြစ်နေရောဟဲ့အဲ့မှာတင်တောရရနေအော်တန်နေကြားတယ်ကွာတအီဆိုတဲ့အတန်ကြီးကွာဘိုးလေကြက်သိန်းတွေတဖြည်းဖြည်းထသွားတာပေါ့ကွာဘာတန်ကြီးအောင်ဆိုပြီးတော့ဘိုးကလည်းတိတိကျကျနားထောင်ကြည့်တော့ဟောတဟာဆိုတဲ့အတန်ကဲကြပါဆိုပြီးတော့အော်နေတာကွာဒီတော့မှမိတွေလောင်နေကြားထဲမှာအတန်ကြီးကိုကြားရလို့ဘက်ကိုဘိုးလည်းပြေးသွားတာဟဲ့ညဘက်ကြီးဆိုပေမဲ့လေတောမီကလောင်နေတော့လေတတော်လုံးလင်းထိန်နေတာဟဲ့တနေရာကိုရောက်တော့တောမီတွေဝိုင်းနေတဲ့နေရာမှာစပင်ဖားလိုက်နဲ့ဒ
တမင်ကြီးအင်ကြီးတွေကဆုပ်ဆုပ်ပြက်ပြက်နေတရေမကြီးရဲ့သူ့လက်ထဲမှာကင်ထားကြီးရောရက်နေတဲ့တစီမလေးတယောက်ရဲ့တွေးလိုက်ရတယ်ဟိဟာဘိုးကတရေမြင်ရတာလားဟုတ်လားဘယ်တော့မှမမြင်ရပါဘူးကွာအဲ့ဒီညမှာဘလို့ဖြစ်ပြီးတော့မြင်ရတော့ဆိုတာတော့ဘိုးလည်းမပြောတတ်ဘူးတာတရရေးလူကြီးတွေပြောကြသလိုကန်နှိမ့်လို့မြင်ရတာပဲနေမှာပေါ့ကွာဒါနဲ့ဘိုးကဘာလုပ်တုံးဗျပထမတော့ဘိုးကလန့်သွားတာပေါ့ကွာတစီတရေဆိုတာဘိုးသက်မှာတခါမှတော့မြင်ဘူးတာမဟုတ်ဘူးလေအခုလိုမျိုးတောနက်ကြီးထဲမှာညဘက်ကြီးတော်မီတွေကလည်းလောင်းနေတာဆိုတော့တော်တော်လန့်သွားတာပေါ့ဒါမဲ့လေတောထဲမှာဒုက္ခရောက်နေတဲ့တရိษံလေးတွေကိုဘိုးကကယ်ခဲ့တာဆိုတော့တရေမှာတားမီကိုကယ်ဖို့ဘိုးချက်ချင်းတွေးလိုက်တယ်အချိန်ကလည်းမရတော့ဘူးဆိုတော့ဘိုးကလည်းလက်ထက်ကတောခုတ်ဓားနဲ့တစ်ပင်တေးသေးတွေကိုခုတ်ပြီးတော့မီလန်ကိုဖြတ်ပြစ်လိုက်တယ်ဘိုးတကူလုံးရွှေတွေမှာရွှဲနေအောင်နင့်နေရပေါ့အဲ့လိုခုတ်ပြီးတော့တနေရာမှာမီလန်ကပြတ်သွားရောဟိဒါမဲ့လေတောမီကတော့အချိန်ပြင်းနေတော့မီလန်ကတော့ခဏပဲပြတ်မှာပြီးတော့လမ်းကူးပြီးတော့လောင်းမှာဒီတော့လမ်းပြတ်တာနဲ့ဘိုးကတရေမှာတားမီကိုလှမ်းအောင်လိုက်ရတယ်ကွာပြေးဒီဘက်ကိုပြေးမြန်ပြေးဟဲ့အဲ့လိုអော်လိုက်တော့ဘိုးလုံနေတာတွေကိုငေးပြီးတော့ကြည်နေတဲ့တရေမှာတတိဝင်လာပြီးတော့သူ့သမီးလက်ကိုဆွဲပြီးတော့ပြေးတော့တာပဲဟိတရေမှာကြီးရောတရေမှာကလေးရောသပင်းလေးဆိုတာလေထဲမှာကိုလွင့်နေတာဟိတရေမှာတားမီလွတ်သွားတော့ဘိုးလေလေညာကိုတက်ပြီးတော့မီးလို့ရအောင်ရှောင်ခဲ့ရတာပေါ့ကွာအဲ့ညတော့တောထဲမှာပဲတညအိတ်လိုက်ရတယ်မနဲ့မိုးလင်းလို့ဘိုးလက်နိုးလာတော့ဘိုးအိမ်နေတဲ့နဘေးနာမှာဝင်းမဲ့နေတဲ့ငပြောသီးတွေကွာဘိုးလည်းငပြောသီးတွေကိုခွာပြီးတော့စာနဲ့စားပစ်လိုက်တာကွာဘိုက်ကိုကားသွားရောဟိနောက်မှတွေးမိတာကွာညဘိုးကယ်ခဲ့တဲ့တရေမှတားမိများဘိုးစားဖို့အတွက်ငပြောသီးတွေလာထားသလားလို့လေဟောဟုတ်မှာဘိုးရဲ့ကြောက်ခဲ့ရဘိုးလှမ်းပြီးတော့ပြောတယ်ဗျတန်မဏိကတော့မျက်လုံးလေးပြူးပြီးတော့နားထောင်နေတယ်စကားကြုံလို့ကျုပ်လည်းပြောရအောင်မယ်ကျုပ်ကတော့ဘိုးလိုမျိုးတစီတားမိကိုတွေ့တာတော့မဟုတ်ဘူးဗျမြင်းစည်းလာတဲ့လင်မယားနှစ်ယောက်ကိုတွေ့တာဗျဟာစိန်ညက်ရဲ့မြင်းစည်းလာတဲ့လင်မယားနှစ်ယောက်ကိုတွေ့တာများကွာအစမ်းလားဟဲ့လင်မယားပဲကွာမြင်းစည်းခြင်းလဲစီးမှာပေါ့ကားမောင်းခြင်းလဲမောင်းမှာပေါ့ဟာကိုချင်းရမတူးပဲနဲ့ကျုပ်ကပြောမလားဗျကျုပ်ကလည်းအဲ့တုန်းကဖျက်ပြူကိုသွားတာဗျမကြီးတန်းအထိကိုကားနဲ့လိုက်သွားပြီးတော့ဟိုကြတော့လှဲငါသွားရတာနှုတ်နေပါအောင်ကိုညက်ရဲ့ဟိုမင်းဟာဖျက်ပြူအထိကိုဘာသွားလောက်တာတော့ဒီလိုကွာငမောင်ရဲ့ဒီတုန်းကရှေးဟောင်းဒင်းကားပြားတွေကလေခစ်ထားနေရဟိဟိုဒင်းကားဟောင်းတွေကိုဈေးကောင်းပေးဝယ်ကြလို့ငါအဲ့ဒီဘက်ကိုဒင်းကားပြားဝယ်ဖို့အတွက်သွားတာကွာအလုတ်ကောဖြစ်ရလားပထမတစ်ခေါက်ကတော့ဖြစ်တယ်ကွာနောက်တစ်ခေါက်ကျတော့လေထင်တလောက်မဖြစ်တော့ဘူးဒီသမောင်ကွာငါစကားတော့ဘယ်ရောက်သွားတော့မသိတော့ဘူးမကြီးတန်းနေကားငါသွားလင်းငါသွားတော့လေကြောက်ခဲကဥစိန်ညက်ကိုဘုံကြီးတရားထောက်တယ်လို့မျိုးထောက်ပြီးတယ်ဗျအေးအဲ့ဒါလှဲနဲ့ဖျက်ပြူကိုသွားဟိုပြိုကျနေတဲ့ဖျားနာကိုမရောက်တယောက်မှာကျုပ်တို့လှဲနောက်ကနေခွာတန်ကြားလို့လှဲ့ကြည့်လိုက်တော့မြင်းနှစ်စီးဗျအသားကြောက်ကိုစီးလာတာကျုပ်ကလည်းတိတိကျကျကြည့်နေရပြုမြင်းနှစ်စီးကိုရင်ပေါင်တန်းပြီးတော့စီးလာတာအနားနီးတော့မှတိတိကျကျမြင်လိုက်ရလားယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ဗျနှစ်ယောက်စလုံးဝတ်ထားတာလည်းဘယင်ခစ်ကနန်းတွင်းသူနန်းတွင်းသားတွေဝတ်တဲ့ပုံစံမျိုးဗျယောက်ျားရောင်တွဲလေးနဲ့ဟိုပဝါပန်းရောင်လေးကိုပေါင်းလို့မိန်းမတော့ရှီလုံကြီးနဲ့ခထောင်အင်ကြီးလေးဝတ်ထားလို့ဒီခေတ်မှာတော့ဒီလိုဝတ်စားမျိုးတွေကဇက်ထဲမှာပဲတွေ့နိုင်တော့တာလေဗျာအဲ့လိုမျိုးကျုပ်တို့လဲနဲ့9ပေလောက်အကွာပြီးတော့ဖြတ်စည်းသွားတာဗျကျုပ်လည်းတိတိကျကျလိုက်ကြည့်နေတာပေါ့ကျုပ်တို့လဲကိုလည်းတစ်ချက်လေးတောင်မှလှဲ့လို့ကြည့်သွားဦးဗျလဲကိုကြော်ပြီးတော့ပေ20လောက်ကွာကိုရောက်သွားတော့ဖြတ်ခနဲ့ကိုပျောက်သွားတယ်ဗျဒီတော့မှကျုပ်ကဟာအဲ့လိုဆိုပြီးတော့អော်လိုက်မိတယ်ဗျအဲ့မှာရင်ကျုပ်နဲ့အတူအဖော်ပါလာတဲ့ကျုပ်ရဲ့တူအောင်သိန်းဟာလေဘာဖြစ်လို့တော့အဲ့လိုကျုပ်ကိုအလန့်တကြားနဲ့မေးတယ်ဗျကျုပ်ကလည်းဒီကောင်ကိုအံ့ဩသွားပြီးတော့ဟဲ့အောင်သိန်းမင်းမြင်းတွေကိုပျောက်သွားတာမင်းမမြင်ဘူးလားကွာအဲ့လိုပြန်မေးတော့အောင်သိန်းကကျုပ်ကိုပြူးလူပြဲတဲ့နဲ့ကြည့်ပြီးတော့လေးစိမ့်ညက်ပြောတော့မှဘယ်ဟာမြင်တော့ဗျဟိုကျုပ်တော့ဒီနားမှာမြင်းတကောင်မှတော့မမြင်ရပါဘူးဗျအဲ့လိုပြောတယ်အဲ့တော့မှကျုပ်လည်းလဲမောင်းနေတဲ့ကောင်လေးကိုမေးရတော့တာပေါ့ဗျာဟာငါတူရဒီခုနဟာလဲကိုကြော်တက်သွားတဲ့မြင်းတကောင်မြင်းစည်းလာတဲ့ယောက်ျားနဲ့မိန်းမမမြင်ဘူးလားကျုပ်လည်းမမြင်မိပါဘူးဗျအဲ့လိုလဲမောင်းတဲ့ကောင်လေးကပြောတယ်အဲ့မှာတင်ကျုပ်ကလည်းကျုပ်မြင်လိုက်တဲ့မြင်းတွေအကြောင်းသူတို့ကိုတိတိကျကျပြောပြတာပေါ့ဒီတော့မှပဲလဲမောင်းတဲ့ကောင်လေးကပြောတယ်ဗျဘိုင်းမြင်တာအုပ်ဆက်ဆောင်နေဖြစ်မယ်ဗျဒီလိုဖျက်ပြိုနားကြီးမှာအုပ်ဆက်ဆောင်နေသွားလာနေကြတယ်လို့လည်းပြောတယ်ကြားဘူးလေဗျဒီတော့မှကျုပ်လည်းကျုပ်မြင်ခဲ့တာဥစ္စာဆောင်နေပဲဆိုပြီးတော့ကျုပ်ကတွေးလိုက်မိတယ်ဗျဒါမဲ့လည်း3ယောက်သားမှာတော့ကျုပ်တယောက်ပဲမြင်ရတာတော့ကျုပ်ဒီနေ့ထိကိုတွေးလို့မရဘူးဖြစ်နေတယ်ဗျတိမ်ညက်ပြောတာတော့ကျုပ်အတွေ့အကြုံလည်းပြောရအောင်မယ်ဗျဘိုးရှင်ကလည်းစကားဆလိုက်ပြီဗျနွားများတ
ရဲတစေးဆိုရင်လွတ်ကိုကြောက်ကြတာဗျဟာကိုချင်းရလေသူတို့ကလည်းနာနာဘာဝတွေကိုမြင်ရတာလေဗျာအေးဗျကိုမောင်ပြောတာလေဟုတ်လိမ့်မယ်တစေးတရဲနဲ့ကြုံရင်လူထက်ကိုသူတို့ကကြောက်ကြတာပဲဗျအဲ့တုန်းကကျုပ်ကကပ်ပလီစုကိုနှမ်းမျိုးတွေတွားဝဲတာဟိုနှမ်းမျိုးဝင်းကနေကပ်ပလီစုကမစိမ့်တို့အုပ်စုကအတင်းဆွဲနေရတဲ့ထန်းတော်တွေဝင်ပြီးတော့ထန်းရီတောက်တာနဲ့မိုးရှုပ်ရောဗျလာရောင်ကတော့ရှိတာပေါ့အကျုပ်ကလည်းလဲကိုမြင်မြန်ပဲမောင်းလာခဲ့တာပါမကြီးပင်အုံကလေးနာလေးတွေရောက်တော့နွားတွေကတုံကနေရက်ပြီးတော့ရှေ့ကိုနည်းနည်းလေးမှမတိုးတော့ဘူးဗျနှာခေါင်းနေရဆိုလဲတဖူးဖူးနဲ့ကိုမှုန်နေရောဗျကျုပ်လဲနွားတွေကိုဖိမောင်းရတော့ဘူးဗျနဂန်နဲ့ထိုးလဲမသွားဘူးဗျပေပြီးတော့ခံနေတာဗျအဲ့နဲ့ကျုပ်လဲဟိုကြည့်ဒီကြည့်နဲ့ကိုလိုက်ပြီးတော့ကြည့်တော့မှသွားတွေးတာဗျတကိုယ်လုံးမဲမောင်နေတဲ့အကောင်ဗျစပင်တွေကလည်းအရှိကြီးဗျမျက်နှာကြီးကလည်းအုတ်ကျနေတာရင်ဘက်လောက်ကိုရောက်နေတာအောက်ပိုင်းမှာလည်းပစိုးတော်ပါတယ်ဗျဟိုဒူးကောင်းလောက်ကိုတော့တိုတိုကြီးကိုဝှက်ထားတာမကြီးပင်အုတ်အောက်မှာရက်နေတာဗျကျုပ်လည်းဘာလို့အောင်မှမသိဘူးပေါ့ဗျတောက်ထားတဲ့ထိုင်းရီအချိန်လေးကလည်းပျောက်သွားတော့တာပေါ့ဗျအဲ့မှာတင်ကျုပ်စားဖို့ဆိုပြီးတော့ငစိန်တို့ညီကိုတွေထည့်ပေးလိုက်တယ်အမဲကြောက်ထုတ်ကြီးကိုတတိယသွားပြီးတော့ဟိုပေးလိုက်ရင်ကောင်းမလားလို့စဉ်းစားနေတာဗျကျုပ်တွေးတာကိုမဲနဲ့နေတဲ့ဒီတရေကြီးကတိုံရတယ်ဗျတအီအီလို့អော်ပြီးတော့သူ့လက်နှစ်ဖက်ကိုရှေ့ကိုတန်းပြီးတော့ဖြတ်နေဗျတောင်းတဲ့သဘောပေါ့ဗျမင်းစားဖို့အမဲကြောက်တွေငါပေးခဲ့မယ်ငါသွားမယ်လမ်းကိုမနှောက်ရှက်နဲ့ရော့အဲ့လိုဆိုပြီးတော့ကျုပ်ကငစိန်တို့ပေးလိုက်တဲ့အမဲကြောက်ထုတ်ကြီးကိုပြစ်ပေးလိုက်တယ်စပင်ရှည်ရဲ့တရေကြီးကအထုပ်ကိုလှမ်းဖမ်းယူပြီးတော့တခါတည်းကိုပျောက်သွားရောဗျအဲ့မှာတွေနွားတွေလည်းတုတ်ချီတင်တော့တာပဲဗျထနောင်းကုန်းခဏလေးတဲ့ကိုရောက်တော့တာဗျကျုပ်တို့လည်းဘိုးလေးဘူးတဲပေးထားတယ်လက်ဖက်ကလေးကိုစားလိုက်အကြမ်းပကလေးကိုတောက်လိုက်နေနားထောင်လို့ကောင်းနေတာပေါ့ဗျာတော်တော်လေးညံ့နေတော့မှဘိုးလေးဘူးတို့အင်းကနေကျုပ်တို့တွေပြန်လာခဲ့ကြတယ်ဗျနောက်တနေ့ကျုပ်ကအဲ့ရကနေနိုးတော့အမေကကျုပ်ကိုစီးပြီးတော့ပြောတယ်ဗျဟေးတာတီနင်ထမင်းချမ်းစားခြင်းစားဖို့အတွက်ငါဝက်သားဟင်းဖယ်ထားတယ်ကျန်တာတော့ထမင်းကြီးစားတော့မှပဲစားမယ်အမေကဝက်သားဟင်းဘယ်ရရလို့တော့ချက်တာလဲမတွေ့ပါလားငါချက်တာမဟုတ်ဘူးနင့်တွေးလေးပြားကြီးလာပြီးတော့ပေးသွားတာမနေ့ကသူတို့တွေပဲတွေအကုန်သိမ်းဆဲပြီးသွားပြီဆိုပြီးတော့ဗန်ပွေးကုန်းမှာဝက်သားစုံမှားတယ်မနေဘူးသုံးပိတ်တာတောင်ကြော်တယ်တဲ့ဘုန်းကြီးကိုလည်းစွန်းပို့တယ်လေရထရွာတွေကလူကြီးသူမတွေကိုလည်းဟင်းပို့တယ်ငါစီကိုလည်းလာပို့တာကြိုက်တလုံးနဲ့ဟဲ့ဩဟုတ်လားတွေးလို့ပဲတွေရောဘလို့နေသေးတုံးတော်တော်လေးရတယ်ဆိုပဲဈေးကောင်းလဲရတော့တခါတည်းကိုရောင်းပြလိုက်တာဆိုပဲဩအဆင်ပြေတာပေါ့ဗျာသူတို့လင်မယားတွေအလုတ်လုတ်တာလေတော်တော်ကိုတက်ညီလက်ညီကိုရှိတယ်ဗျမနဲ့အစိုးရထမင်းတောင်းထည့်ပြီးတော့ຢာတဲ့ကိုစင့်ကြတာအပါလေးကလှဲမောင်းလို့တွေးလေးကသူတို့သမီးပဲစိန်မကိုရင်ခွင်ထဲမှာထိုင်ခိုင်းပြီးတော့စောင်းတက်တဲ့ရှုံပြီးတော့ခေါ်သွားတာပဲစိန်မကလည်းငုတ်ကူလေးထိုင်ပြီးတော့အိပ်ပြီးတော့လိုက်သွားရတာဗျပဲစိန်မကိုခေါ်သွားရတာပဲဟေးအိမ်မှာထားခဲ့လို့လည်းမရဘူးအေးမအေးသွားလေရကိုဒီကောင်မလေးတကောက်ကောက်လိုက်နေတာလေຢာတဲ့ရောက်မှာပဲတစ်ပင်အောက်မှာဂျာလေးတစ်ချက်ခင်းလို့စော့ခိုင်းထားတာဆိုပဲဆွဲချင်းတောင်းထဲမှာလည်းပဲစိန်မကစားတဲ့အိုးပုတ်တွေအယုတ်တွေထည့်ပြီးတော့သွားတာဆိုပဲဗန်ဘိုးပင်အောက်မှာဖြာခင်းပေးထားရင်တယောက်တည်းကိုစကားတပြောပြောနဲ့စော့နေတော့တာတဲ့ဟဲ့ကလေးကလည်းကလေးအေးလေးရထားတော့အဖေရောအမေရောအလုံးမပြတ်တော့စီးဝါတက်တာပေါ့ဟဲ့ညဘက်အေးလွန်းတော့ကျုပ်တို့တွေလည်းဘဲမှာကောင်းကောင်းအိတ်နိုင်မှာတော့ဗျခဏခဏနိုးနေတာပေါ့မနေ့ရောက်တော့အိယာလေးစောစောမထနိုင်ဘူးဗျကျုပ်ဆိုရင်လည်းမနေ့ကို9နာရီကျော်လောက်မှနိုးတော့တာကြီးပဲဗျကိုကြီးသားတွေကျုပ်ကနိုးတော့နေပြီဗျအိယာထဲမှာစောင်ချုံပြီးတော့ကွင်းနေတာဝိုင်းဝါနေကျုပ်ကိုခေါ်နေတာကြောက်ခဲအတန်းဗျကျုပ်အိယာနေကြပြားကြရထလို့ဝိုင်းဝါကိုလှမ်းကြည့်လိုက်တယ်နင်းနေမှာကြလိုက်တာမှန်ဗျာပိတ်နေတာပဲဝိုင်းဝါကိုမြင်ဖို့နေနေသားသားရှေ့ကတလန်လောက်တော့မှမမြင်ရဘူးဗျကြောက်ခဲလားလာလေကွာဝင်ခဲ့ဟုတ်ပါဗျာကြောက်ခဲဗျတိတ်အေးရင်လေဘင်းသားကိုတော့မှလုံအောင်လှုပ်ထားရလေဗျကြောက်ခဲကခုံနှမ်းမှာဝင်ထိုင်လိုက်တာနဲ့ကျုပ်ပြောလိုက်တယ်ဗျစောစောကြီးပါလားကွာကြောက်ခဲရဟာမစောတော့ဘူးဗျကိုကြီးသားတွေအဲ့ရထားနောက်ကျနေလို့ချစ်နိုင်တောင်ထုံးနေပြီပေါ့ဟေးဟုတ်လားကွာခဏဆောင်ကွာကျုပ်ကလည်းကြပြားကြရမျက်နာတစ်ပြီးတာနဲ့အမေအစင်နှစ်ထည့်ပြီးထားတဲ့ထမင်းချမ်းပကံနဲ့ကျန်းကျင်ဒီပန်ထရီဖြော်ကိုအိမ်ချီကိုယူခဲ့ပြီးတော့ထမင်းစားရင်တောင်းရင်နဲ့ကြောက်ခဲနဲ့စကားပြောရတာပေါ့ဘိုက်ကလည်းစားနေပြီလေဗျာကြောက်ခဲအကြောင်းတစ်ခုခုတော့ရှိပြီထင်တယ်ဟုတ်တယ်ဗျာကိုကြီးတာတရတွေးလေးပြားကြီးတို့အိမ်ချီနားမှာညတရေမကြီးကိုမြင်လို့တဲ့ဟေးဟုတ်လားဟုတ်တယ်ဗျတွေးလေးပြားကြီးရောဘာလေးတိုးဖြူရောမြင်ရတာတဲ့ဗျဒီမနဲ့ကြတော့လေဘာလေးတို့မျက်နှာချင်းဆိုင်တက်တဲ့ဝိုင်းဟာအကြီးလေးဒေါ်စင်မကြီးကလည်းညာသူလည်းမြင်ရတယ်လို့ပြောတယ်ဗျဟာဒါဆိုရင်တော့ဟုတ်လို့ပေါ့ကွာတရေမှာဘလို့ပုံစံတုံးကွာကြောက်ခဲရဲ့အရက်အရှိကြီးတယ်ဗျသပင်ဖားလာကြီးချလို့တဲ့
မျက်နာရောကိုလုံးတွေရောစပိန်တွေမှဖုံးနေတာတဲ့ဗျစပိန်တွေကတရေမရဲ့ဒူးကောင်းလောက်ထိကိုဖုံးနေတာဆိုပဲဗျအဝတ်စားတွေရောပါသလားဟာကိုကြီးတာတွေကလည်းစပိန်တွေကတကူလုံးဖုံးနေပါတယ်ဆိုမှတော့အဝတ်စားတွေပါလားမပါတော့ဘယ်သိမလို့ဗျအေးဒါဆိုရင်လည်းဟုတ်တာပဲကွာနှုတ်တရေမဒွေးလေးပြားကြီးလို့ဝိုင်းချီမှာဘာလုပ်နေရတော့သူတို့ပြောတာတော့ဘာမှမလုပ်ဘူးတဲ့ဗျဝိုင်းချီမှာခောက်တော့ခောက်ပြန်ရှောက်လိုက်အိမ်ထဲကိုလိုက်ကြည့်လိုက်နဲ့လုံနေရတယ်ဗျဝိုင်းစီကိုထိလိုက်ရင်မီးပူသလိုတုံကနေကိုဖြစ်သွားတာဆိုပဲဗျဘာလေးတိုးဖြူကတော့ဒီနေ့ပဲတွေအောင်လို့ဆိုပြီးတော့မနေ့ရတယ်ပဲဖုန်းကြီးเจ้าမှာစွန့်ကတ်တဲ့ဗျပုပ်ပါယုံเจ้าဆရာတော်ကလည်းသူတို့လင်မယားကိုပရိတ်ရီတပလင်ပေးလိုက်တယ်ဆိုပဲပြီးတော့ဆရာတော်ကအမိန့်ရှိသေးတယ်ဗျဒီပရိတ်ရီထဲမှာစေးဝါးတွေပါတယ်အိမ်ရောက်ရင်ရေနဲ့ပွားပြီးတော့ဝိုင်းစီယိုတွေမှာပတ်ဖြန်းထားလိုက်အဲ့လိုဆရာတော်ကမှားလိုက်တာနဲ့ဘာလေးတိုးဖြူကလည်းဝိုင်းထဲမှာရောဝိုင်းချန်စီယိုတွေမှာရောပရိတ်ရီတွေကိုလိုက်ပြီးတော့ဖြန်းနေဆိုပဲဒါကြောင့်ဝိုင်းချန်စီကိုတရေမှမကိုက်နေတာဖြစ်မှာပေါ့ကြောက်ခဲ့ရဲ့ဟုတ်မယ်ဗျကိုကြီးတာတရဲ့နေပါအောင်ကြောက်ခဲ့ရဲ့အဲ့ဒီတရေမှကနောက်ဆုံးဘယ်ရောက်သွားတော့ဒွေးလေးပြားကြီးလို့ပြောတာတော့သူတို့အိမ်ရှိကနေမကြီးပင်ပုံတက်သွားတယ်တဲ့ဗျဟေးဟုတ်လားကွာဒါဆိုရင်ငကိုတွေကအဲ့ဒီပင်မှာနေတဲ့တရေမှလည်းဖြစ်မှာပေါ့ကွာဒါတော့မပြောတတ်ဘူးဗျကြောက်ခဲနဲ့ကျုံနဲ့စကားကောင်းနေလိုက်ကြတာ10နာရီထိုးလောက်ပါရှိတယ်ကြောက်ခဲပြန်သွားတယ်ဗျကြောက်ခဲပြန်ပြီးတော့မကြပါဘူးဗျအမေကရွာထဲကနေပြန်လာတယ်အဖတော့ပါမလာဘူးဗျဟဲ့တာဒီနင်ဘယ်ချိန်မှနိုးလာတာတော့ချစ်နိုင်လောက်မှနိုးလာတာဗျဒါဒီတို့ကတော့နော်မအိမ်လည်းမအိပ်ဘူးအိပ်ပြီးဆိုရင်လည်းမနိုးတော့ဘူးနော်ဒါတော့မှကြောက်ခဲလာနိုးလို့နိုးတာဒါထက်အဖရောဗျအေးနင်းပါနဲ့ငါနဲ့တာမောင်တို့မိစိန်တို့အိမ်မှာစွန့်ကပ်ဖိတ်လို့သွားကြတာနင်းပါတော့အဲ့ဒီအိမ်ကလူကြီးတွေနဲ့စုမိပြီးတော့စကားကောင်းနေကြတာနဲ့ပြန်မလာသေးဘူးလေသူကြောက်ခဲကစောစီနင်းစီကိုဘာလာလောက်တာတော့ညဒွေးလေးပြားကြီးတို့ဝိုင်းရှိမှာတရေတွေးလို့တယ်အမေရပေါက်ချာချာရဲ့ဘသူကတော့မြင်တာတော့ဒွေးလေးပြားကြီးရောသူ့ယောက်ျားဘာလေးတိုးဖြူရောဝိုင်းရှိကအကြီးဒေါ်စင်မကြီးရောမြင်တာတယ်ဗျဟာတရေကထီလာမလားတရေမကြီးလူပြောတယ်ဗျစပင်ကလည်းတကူလုံးဖုံးနေတာဆိုပဲဘလူတွေဖြစ်ပြန်ပြီတော့နေရလဲဆက်နဲ့နော်ပါရအောင်မှာပါလားဟုတ်လားတာတီမပါလို့ဘဲဖြစ်မလို့အမေရဒါကိုရွာပဲမဟုတ်ဘူးလားရွာမတန်းလို့ရှိရင်တော့အားလုံးဒုက္ခရောက်မှာလေဗျာဒါလည်းဟုတ်တာပဲဒါကြောင့်ရွာတက်အောင်ဆိုပြီးတော့နှစ်တိုင်းလမ်းစုံလမ်းကွာတွေမှာပရိဒီပါတွေရွတ်တာပေါ့ဟဲ့ဒီကြားထဲမှာမကောင်းဆိုးကနေဘယ်ကနေများရောက်လာတော့အချိန်ကြီးကတော့စောင့်ကြည့်ရအောင်မေးမေးရသူ့ဟာသူပျောက်ချင်လဲပျောက်သွားမှာပေါ့ဗျာတနေ့ကုန်လုံးတလှုပ်လုံးနဲ့လှုပ်เสียရှိတာတွေလှုပ်ကြသွားเสียရှိတာတွေသွားကြမိုးချုပ်တော့မှပဲနားကြပြီးတော့မီးလုံကြတာပေါ့ဗျာမီးလုံရင်ကနေစကားစမီပြောတော်တော်လေးနဲ့နှွေးလာပြီဆိုတော့မှအိယာဝင်ကြရောပြုတောင်းနဲ့ဟဲ့ဒါတီထားစမ်းမိကင်းကတန်ချောင်းတွေခောက်လို့မိများလောင်သလားဟဲ့ကျုပ်လည်းအိယာနေနိုးပြီးချက်ချင်းထားလိုက်တယ်ပြီးတော့ဝိုင်းထဲကိုဆင်းပြီးတော့တောင်မြောက်လေးပါကိုကြည့်လိုက်တာပေါ့ဗျာဟိုဘက်ကိုပြေးဟိုဘက်တောင်ဘက်ရွာအရှိပိုင်းကအော်တန်ကြီးကြားရတယ်ဗျဒါဆိုရင်တော့မိလောင်တာမဟုတ်ဘူးတကိုးတဝက်တွေရှိမယ်လို့ပဲကျုပ်တွေးမိတယ်ဗျကျုပ်အိမ်မော်ပြန်တက်ခဲ့တယ်မီးမဟုတ်ဘူးအမေရတကိုးလိုက်နေရပါတကိုးနေနော်ဒီလောက်အေးနေရကြတယ်သူများပစ္စည်းကိုခိုးရတယ်လို့အလုတ်လုတ်စားရင်တော့မှဒီထက်ကိုဇိမ်ချီအောင်မယ်ကျုပ်မရတော့သူ့ရဲ့ထုံးစံအတိုင်းပွားစီပြောတာပေါ့ဗျာကျုပ်ကတော့အိမ်ရထဲမှာပြန်ဝင်ပြီးတော့ကွေးနေလိုက်တာစောကမီးလုံထားတဲ့အရသာလေးတောင်ပျောက်သွားရောပြုကျုပ်လည်းအနှွေးတက်ကလေးကိုပြန်ရပြီးတော့မှီးကနေအိပ်ပျော်ပြီးတဲ့ရှိသေးတယ်ပြုတောင်နဲ့ဟဲလောက်ကြပြန်ပြီဒီတကိုးဟာဘလို့တကိုးတော့တာတရဲ့တကိုးဆိုတာလူမင်းတခါတော့ပြေးရောမော့လားအခုတော့တကိုးကတကြော့ပြန်လာပြီးတော့ခိုးနေတာလားဟဲ့ကျုပ်လည်းမသိဘူးအမေရထူးသားဗျအမေနဲ့ကျုပ်နဲ့ပြောနေတာအဘကတော့ဘာတစ်ခုမှဝင်မပြောဘူးပြုခဏနေတော့ကျုပ်လည်းအိပ်ပျော်သွားတယ်နောက်တစ်ခါတော့တန်ချောင်းမခောက်တော့ဘူးလို့ထင်ခဲ့တာပဲဗျကိုကြီးတာလေးဟေးဘသူတော့ကျုပ်နိုးယုံရှိသေးတယ်ဗျဝိုင်းဝါခေါ်တန်ကြလို့ရောင်ပြီးတော့ထူးလိုက်တာတာတီထတော့ဟိုဟာကြောက်ခဲနဲ့တမ်မီဝိုင်းထဲကိုဝင်လာကြပြီတခုထူးလို့လာတာဖြစ်မယ်ဟဲ့ကြောက်ခဲလားလာဟာဟိုဟာတမ်မီမော်လားလာကြအမေရပဲဒီနှကောင်လှမ်းပြီးတော့ခေါ်လိုက်တယ်ကျုပ်လည်းမျက်နှာကပြာတစ်ပြီးတော့ထွက်လာခဲ့တာပေါ့ဗျာကြောက်ခဲနဲ့တမ်မီဘာထူးတော့ကွာမနေ့ညကျုပ်ပြောတဲ့တရေမကြီးပေါ့ဗျာညရွာထဲမှာဟိုပြေးဒီပြေးနဲ့လုံနေလို့ကင်းသမားတွေကြောက်ပြီးတော့ထွက်ပြေးကြတာဗျမပြေးခင်တန်ချောင်းတွေခောက်ကြတာပေါ့ဗျာဟုတ်လားငါတခိုးမက်လို့ဟာအေးဘယ်ရတာတော့ဗျတခိုးဆိုရင်တန်ချောင်းခောက်တန်တခါပဲကြားရင်ပြေးမှာပေါ့ဗျ
အချစ်ဘက်ကင်းကိုခောက်ပြီးတော့ခဏကြတော့တောင်ဘက်ကင်းရလဲတရေမကြီးကိုမြင်လို့ဆိုပြီးတော့ထခောက်ကြတာဗျဒီညတော့ရွာထဲမှာကင်းတိုးပြီးတော့ချမှာဖြစ်မယ်ဗျလူနေရင်တော့ဘသူမှထပ်ပြီးတော့စောင့်ကြမှာမဟုတ်ဘူးဗျလွတ်ကိုကြောက်သွားကြတာဗျကျုပ်လည်းဘာလို့ရင်ကောင်းမလဲလို့တွေးနေတာဗျဘာဖြစ်လို့တော့ဆိုတော့တိတိကျကျတိမှဖြစ်မှာလေဗျကဲကြောက်ခင်းတဲ့တမနီဒီညမဖဲဝါကိုစားပွဲပေးပြီးတော့မေးကြဖို့လားရှိတော့တယ်ကွကျုပ်ကလည်းပြောတော့ဒီကောင်တွေကခေါင်းလေးတွေကိုထောင်နေပြုဒါမျိုးတွေဆိုရင်ဒီကောင်နှစ်ကောင်ကလည်းစိတ်ဝင်စားတဲ့ကောင်ကြီးလေးဗျာထမင်းစားပြီးတဲ့အချိန်ကြောက်ရင်မင်းတို့နှစ်ကောင်ပြန်လာခဲ့ကြငါကြက်ဝယ်ဖို့တပတ်စံပေးလိုက်မယ်ငါပြောပပတခါတည်းခုတ်လာခဲ့ကြဒီကောင်နှစ်ကောင်ကစိတ်ချရတယ်ဗျနေခင်းမရောက်တော့ကျုပ်စီကိုပြန်ရောက်လာတယ်ကြက်ကောင်လည်းအမွှေးနှုတ်ပြီးသားပါလာတယ်ထမင်းတူကြက်သားတူဝိုင်းပြီးတော့ချက်လိုက်ကြတာကြက်ရောဗျအားလုံးကြက်တော့မှကျုပ်ကပြောတယ်ဗျကဲကြောက်ခဲမီးလောင်ကုန်းကဒေါ်တုတ်ကိုသွားခေါ်ကွာဟာကိုကြီးတာတီမြောက်ပိုင်းကအကြီးမဖြူတို့အိမ်မှာဒေါ်ထွေးရောက်နေတယ်ဗျကျုပ်အကျိုးကြောင့်ပြောပြပြီးပြီဗျဒေါ်ထွန်းကစောင့်နေလိမ့်မယ်အချိန်ကြရင်သာလာခေါ်လို့ဒေါ်ထွန်းကမှားလိုက်တယ်ဗျဟေးဟုတ်လားမင်းအောင်မတော်တော်ကိုလှုပ်တက်နေပြီပဲကွာကဲဒီညဒေါ်ထွန်းကိုခေါ်ပြီးတော့တင်းញိုင်းထဲကမဖဲဝါကိုပင့်ကွာစားပွဲလဲပြီးတော့ငါခါတိုင်းလိုပဲငါလှုပ်တယ်လို့ကိစ္စတွေပြောပြလိုက်ကွာမဟုတ်တာဗျမဖဲဝါကျုပ်ပင်လို့လာမလားဗျမလုပ်ပါနဲ့ဗျမဖဲဝါမလာပဲတခြားတရေတွေရောက်လာရင်အသက်ဘေးကနေထွက်လို့ထွက်မှန်းအောင်မသိဖြစ်သွားလိမ့်မယ်ကျုပ်ကရီစီယာပြောလိုက်တော့တမ်မဏိကရီတယ်ဗျရှင်းနာရီထိုးတာနဲ့ဒေါ်ထွန်းတို့ဝင်လာပြီးတော့ကျုပ်တို့ထနောင်းကုန်းတင်းញိုင်းကိုရောက်လာခဲ့တယ်စားပွဲကိုကူပေါ်မှာပြင်ခါတိုင်းလိုပဲမဖဲဝါကိုကျုပ်ကပင့်နေဟောတူနဲ့ဟောမကြလိုက်ပါဘူးဗျမဖဲဝါရဲ့ခွေးနဲ့ကြော်ကြီးဥတန်ကြားလိုက်ရတယ်ဗျမဖဲဝါနဲ့ခွေးဥတန်ကြီးကျုပ်ပဲကြားလိုက်ရတာလေဗျကျန်တဲ့လူတွေတော့ဘယ်ကြားမလို့ဟောကူတွေကိုဖြတ်ပြီးတော့ရွေးလာပြီးပြိုဖြူဖြူအရိပ်ကြီးဟာဒေါ်ထွန်းကိုပြေးကတ်လိုက်တယ်ဗျစပင်ကိုဖားလာချပြီးတော့လက်အုပ်ကလေးရှိတဲ့ဒေါ်ထွန်းကလက်ကြီးတွေကော့ကွေးပြီးတော့ထလာပြီးပြိုဟောပါဇက်ကလည်းအတန်တွေပါထွက်လာပြီးဗျမတ်တက်ရက်ပြီးတာနဲ့ကူကြီးပေါ်ကစားပွဲကိုလှမ်းကြည့်တယ်ဟောခုံပြီးပြိုမဖဲဝါခုံပြီးလွှာကနေကိုပြိုကူပေါ်မှာအကြနာထိုင်ပြီးတော့စားတောင်းနေတယ်ပြိုခဏနေတော့ကျုပ်ကိုလှမ်းကြည့်တယ်မဖဲဝါကျုပ်တို့ထနောင်းကုန်းရွာတဲကိုညဘက်ရောက်ရင်စပင်အချီနဲ့တရေမကြီးရောက်လာလို့ပါဟဲ့တာတီအဲ့ဒါဘန်ပွေးပင်ကတရေမသားမီးဟဲ့သူကလေးကပြားကြီးရဲ့ကလေးနဲ့ຢာထဲမှာကစားဘက်ခင်နေကြတာပဲသိမ့်ပြီးတဲ့နေ့မှာပြားကြီးသမီးကတရေမလေးကိုသူ့အိမ်လိုက်ခဲ့ဖို့အတွက်အတင်းလျှော့မော်ပြီးတော့ခေါ်လာတာစံချီတရေမကတခြားသွားနေတော့သူ့ကလေးကပြားကြီးသမီးမနဲ့လိုက်လာတာနောက်နေ့လေရောက်တော့ပြားကြီးတို့လင်မယားကစွန့်ကတ်တယ်ဆရာတော်ကပရိတ်ရည်တွေပေးလိုက်တယ်အဲ့ဒီပရိတ်ရည်တွေကစေးဝါးတွေလည်းပါတယ်အဲ့ဒါကိုပြားကြီးယောက်ျားကဝိုင်းရှန်စီယိုးမှာဖြန့်လိုက်တယ်ညရောက်တော့စံချီမကသူ့ကလေးရှိနေမှန်းသိလို့လာခေါ်တာဒါပေမဲ့အထက်ကကလေးကလည်းတဝိုင်းလုံးဖြန်းထားတဲ့ပရိတ်အစွမ်းကြောင့်ဝိုင်းပြင်ကိုမထွက်နိုင်ဘူးအပြင်ကအမေကလည်းကလေးကိုဝင်မခေါ်နိုင်ဘူးအဲအကြောင်းသပင်ရှီမကဟိုပြေးဒီပြေးလုံနေတာကြာလာရင်စံချီမဒေါသထွက်ပြီးနင်းတို့ရွာဒုက္ခပေးလိမ့်မယ်ဒီညပဲနင်းကလေးကိုစံချီမနဲ့ပြန်ထည့်ပေးလိုက်ဘလို့လုပ်ပြီးတော့ကလေးကိုထုတ်ပေးရမလို့ဗျကြံစည်းကိုတနေရာဖောက်ပေးလိုက်လေအဲ့ဒီအပေါက်ကနေကလေးကိုထုတ်ပေးလိုက်ကျုပ်တို့တွေရွာပြန်ရောက်တော့9နာရီခွဲနေပြီချက်ချင်းပြင်ကြတာဟုတ်ဗျာဟိုဘာလေးတိုးဖြူနဲ့ဒွေးလေးပြားကြည့်လို့မဖဲဝါပြောတာတွေကိုပြောပြရတာပေါ့ဘာလေးရောဒွေးလေးပါအံ့ဩနေကြတာဗျဟဲ့ပဲစိန်လာစမ်းဒီကိုအဲ့လိုဒွေးလေးကပဲစိန်ကိုခေါ်လိုက်တယ်ဗျပဲစိန်ကလည်းကုတ်ကလေးသူ့အမေရှိကိုရောက်လာတယ်ဒွေးလေးခင်ဗျာကျုပ်တူမလေးကိုမစူမကောင်းနဲ့နော်ကျုပ်ဘာသာကျုပ်မေးမယ်အဲ့လိုဒွေးလေးလို့လင်းမယားကိုကျုပ်ကဟန့်တားလိုက်တော့မှပဲစိန်ကိုမေးရတာဗျပဲစိန်နင်ຢာရဲရအပြင်မှာနင်းနဲ့ဗန်ပွေးပင်အောက်မှာကစားနေကြကောင်းမလေးတယောက်ကိုခေါ်လာခဲ့တယ်ဆိုပဲစိန်ကဘာမှမပြောဘဲနဲ့ခေါင်းလေးပဲညှိပြတယ်ဗျဘာလဲနင်းတကယ်ချင်းကိုခင်လို့လားဟုတ်တယ်သူနဲ့ကစားရတာပြောလို့အော်အေးနေအောင်တကယ်ချင်းနာမည်ကဘာတဲ့တုံးသူ့မှာနာမည်မရှိဘူးတဲ့သူ့ကိုမဲစိန်လို့ခေါ်တယ်ဟာမဲစိန်ဟုတ်လားဒီနာမည်ကဘသူပေးတာတော့သမီးပေးတာသမီးကပဲစိန်ဆိုတော့သမီးတငယ်ချင်းသူ့ကိုမဲစိန်ပေါ့ကိုကြီးတာတည်းရဲ့အေးပါအားလုံးကဝိုင်းကြီးကြတယ်ဗျငိုအားထက်ရီအားတန်နေဆိုတာဒါမျိုးကိုပြောမှာပေါ့ဗျပဲစိန်ကိုဒေါသဖြစ်နေတဲ့ဒွေးလေးပြားကြီးတောင်မှသူ့သမီးကိုကြည့်ပြီးတော့ရီနေသေးတယ်ဗျဘာလေးတိုးဖြူကလည်းရီတာပေါ့ဗျကဲပဲစိန်နင်းတငယ်ချင်းမဲစိန်ကိုပြောလိုက်သူ့မေလာခေါ်လိုက်မယ်လို့ကိုကြီးတာတီပြန်ထည့်ပေးလိုက်မယ်လို့သိလားဟုတ်ပြီလားပဲစိန်ပဲစိန်ကမျက်လုံးပြူးလေးနဲ့ခေါင်းကြီးပြတယ်ဗျပဲစိန်တက်ကခုမှ6နှစ်ပဲရှိသေးတာလေဗျဟောတူနဲ့ခွေးတွေဥလာပြီးဗျနိုင်ကြည့်လိုက်တော့တကောင်းတောင်ကြော်ပြီးဗျကျုပ်ကချန်စီကိုနည်းနည်းဖြတ်လိုက်တယ်လူတယောက်သာဝင်ယုံပေါ့ဗျ
ချန်စီယိုက10ချောင်းလောက်ကိုခဏလောက်နှုတ်လိုက်တာပေါ့ဗျာပြီးရနဲ့နှမ်းထဲတဲ့ဂွမ်နီအိတ်ခွန်ကလေးကိုလေကားအနေနဲ့ချန်စီယိုအပေါက်ကိုရောက်တဲ့အထိဆက်ပြီးတော့ခင်းလိုက်တယ်ဗျဂွမ်နီအိတ်ကော်စောပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ဝိုင်းမြေပေါ်မှာပရိတ်ရည်တွေကလည်းဖြန်းထားလေဗျာမဲစိန်နင်းလို့ဘယ်ရမတော့ဗျပြီးတော့မှကျုပ်ကမျက်ကွင်းစီကွင်းလိုက်တယ်ကဲသမီးပဲစိန်နင်းတကယ်ချင်းမဲစိန်ကိုသွားခေါ်တော့ကျန်တဲ့လူတွေကလည်းအိမ်နေရန်ဒီမှာကပ်ပြီးတော့ထိုင်ပေးနေကြတာပေါ့ဗျာပဲစိန်ကအိမ်ပေါ်တက်ကိုတက်ပြီးတော့ပြန်ဆင်းလာတယ်ဟောပဲစိန်တော့မှပါလာပြီဗျစပင်အရှိကြီးနဲ့ဗျညနာရောတကူလုံးပါစပင်ရှည်တွေအုပ်နေရောဗျစပင်တွေရလဲဒူးကောင်းလောက်ကိုဖုံးနေတာဗျလာခလေးဘာမှမကြောက်နဲ့ကိုကြီးတာတီကိုတိုင်နင့်အမေလက်ထဲကိုအပ်ပေးလိုက်မယ်အဲ့လိုပြောပြီးတော့ကျုပ်ကရှိရနေသွားတယ်စပင်ရှင်နဲ့တရေမလေးကလည်းကျုံနောက်ကနေလှုပ်လှုပ်နဲ့လိုက်ခဲ့တာဗျဟောရောက်ပြီဗျရွာလမ်းပေါ်မှာစပင်ရှင်နဲ့တရေမကြီးကရက်နေတာဗျအရက်မှာ10ပေ9ပေလောက်ကိုရှိတယ်ဗျမဲစိန်လိုစပင်ကလည်းတကိုယ်လုံးကိုအုပ်နေတာဗျကျုပ်ကလည်းမဲစိန်လေးကိုဂွမ်ဒီအိတ်ခင်းထားတဲ့ဘောကနေခေါ်လာတယ်ဒီတော့ तू ကရှောက်လို့ရသားဗျမဲစိန်ကကျုံနောက်ကနေခတ်ခွာခွာနေလှုပ်လှုပ်နဲ့လိုက်လာတယ်ကျုပ်ကချန်စီယိုပေါက်နာကိုရောက်တော့မဲစိန်ကိုလက်ညှိုးထိုးပြတယ်မဲစိန်နင်ဒီပေါက်ကနေထွက်လို့ရပြီထွက်မဲစိန်ကကျုပ်လူထားတဲ့ချန်စီယိုပေါက်ကနေထွက်သွားတယ်ဟာရတယ်ဗျမဲစိန်လေးထွက်လို့ရသွားပြီဗျချန်ပီယံရောက်တော့မဲစိန်ကရက်ပြီးတော့အနောက်ကိုလှည့်ကြည့်တယ်လေကားရင်မှာမတ်တက်ကလေးရက်နေတာပဲစိန်ဗျတလုံးလုံးနဲ့ဝိုင်းနဲ့ကိုထွက်သွားတဲ့တရဲမာလေးကိုကြည်ပြဗျကျုပ်ကပဲစိန်ကိုအံ့ဩပြီးတော့ကြည်နေလိုက်တယ်ဗျမဲစိန်တက်တာနောက်တစ်ခါကျရင်လာခဲ့အောင်တော့တူဆော့ရအောင်ပဲစိန်ကတရဲမာလေးကိုလှမ်းអော်ပြီးတော့ပြောနေတယ်ဗျဟောစပင်ရှင်နဲ့တရဲမာကြီးကသူ့သမီးမဲစိန်လေးကိုဆွတ်ခနဲ့ရှီလိုက်ပြီးတော့ရွာလယ်လန်းတိုင်းရစ်ခနဲ့ပြေးပြီးတော့ပျောက်သွားလျောဗျကျုပ်ကလည်းလေကားရင်ကနေပြီးတော့တွေ့လေးရက်နေတဲ့ပဲစိန်လေးကိုကောက်ရှိပြီးတော့သူ့မျက်နှာလေးကိုတိတိကျကျကြည့်လိုက်တော့ပဲစိန်လေးခမမှာတော့မျက်ရည်စားလေးတွေနဲ့ဗျခုတင်ဆက်ပေးခဲ့တာကတော့စာရေးဆရာကြီးဆရာတာတီရဲ့တဆိတ်ရင်သွေးဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ခင်ဗျာသွားနှုတ်တဲ့တဆိတ်ဒီလိုမျိုးကျုပ်တို့အညာမှာရွာခဲ့တယ်ဗျဘဲနဲ့ဗျညတကောင်ကြော်လောက်ကနေစရွာလိုက်တယ်မို့အခုချိန်ထိကိုမတိတ်သေးဘူးဗျစွန်းခံဝင်းချင်းတောင်ရောက်နေပြီကောင်းကင်ကြီးတစ်ခုလုံးကလည်းမဲလို့ဗျတိတ်သွားလိုက်ခဏကြာတော့ရွာချလိုက်နေဗျကျုပ်တို့တောင်သူတွေကတော့ဒီလိုမျိုးဆိုလွတ်ကြိုက်တာပေါ့ဗျာထုံတုံးကိုပခုံးပေါ်မှာထမ်းလို့နွားနှကောင်ကိုဆွဲပြီးတော့ယာတဲ့ကိုတန်းစင်ကြတာဗျအဲ့ဒီထဲမှာတာတေးကအခြေဆုံးပါဗျလူတွေယာတဲ့ကိုရောက်တော့ထုံတုံးတက်နေတုံးရှိသေးတယ်ကျုပ်ကတစ်စက်လောက်တောင်ထွန်ပြီးနေပြီဗျဘိုးကလည်းတစ်ဖြိုက်လောက်ရွာလိုက်တိတ်သွားလိုက်နေဗျကျုပ်ကအိမ်ကနေထွက်လာကြတဲ့ကအမေကိုတခါတည်းမှားပြီးသားဗျကျုပ်ကိုထမင်းတောင်လာပို့ဖို့လေဗျဒီအခါမျိုးမှာရာကိုဖိပြီးတော့ထွန်ရမှာဗျအဘကထမင်းတောင်လာပို့တော့မုန်းတောင်တဲ့နေပြီဗျဒါမဲ့လည်းအခုတီကိုတစ်ချက်မအောင်နေမမြင်ရသေးဘူးအမေချက်တဲ့ကြက်သားကာလာသားချက်ဆက်လေးနဲ့ထမင်းကလည်းစားကောင်းပါဗျစားတော့ပြီးတော့ထနှောင်းပင်လေးအောင်မှာကျုပ်ကလည်းငကားစေးဘောလေးကိုဖွာပြီးတော့နားနေတယ်ကျုပ်လည်းနားနွားကြီးတွေကလည်းနားဖို့ဗျပြီးခဲ့တဲ့မိုးတစ်ဖြိုက်နှစ်ဖြိုက်ကလေးကရုံးကန်ထလာတဲ့မြက်ခင်းစိမ့်စိမ့်လေးတွေကတော့ဒီကောင်ကြီးတွေအကြိုက်ဖို့ဗျထမ်းပင်ကြီးရဲ့အောက်ကမြက်ခင်းပေါ်မှာဒီကောင်တွေကတဝက်ကိုကြိတ်နေကြတာဗျကျုပ်ကထွန်းတုံးပြန်တက်တဲ့အချိန်မှာဒီကောင်ကအစားကိုဝနေပြီဗျညနေ9 နာရီလောက်ထိကိုကျုပ်ကထွန်ပစ်လိုက်တာနောက်တနေ့ကျတော့မိုးကမရွာတော့ဘူးဒါမဲ့လည်းရာမြေတွေကတော့စိုးထိုင်းလေးဗျကျုပ်တို့တောင်သူတွေအကြိုက်အနေထားပေါ့ဗျာတပတ်လောက်ရက်ဆက်ထွန်ပြီးတော့ကျုပ်တို့ရာနေနှံ့သွားပြီဗျကျုပ်ကအရှိရာထွန်ပြီးသလောက်အဘနှမ်းကျဲတယ်ဗျကျုပ်ရာအားလုံးထွန်ပြီးတော့အဘတို့ကိုကူပြီးတော့နှမ်းကျဲပြလိုက်တယ်အလုတ်တီအားလုံးပြီးရောဆိုပါတော့ဗျာမိုးကောင်းတော့ဇောကပ်ပြီးတော့လှုပ်လိုက်တာပင်မန်းလို့ပင်မန်းတော့မှမသိလိုက်ဘူးဗျအလုတ်တီအားလုံးပြီးလို့နောက်တစ်ရက်ကိုရောက်တော့ကျုပ်ကဖျားပါလေရောဗျာကျုပ်တို့ရွာရဲ့ဒလေးပေါ့ဗျာကြက်ခိုးနဲ့ကွန်းရွက်ပြုတ်ရီတောက်ဆရာမောင်စင်းနီလုံးတောက်မရရင်ငန်းနီကျော်တောက်ရတာပေါ့ဗျာရွှေကလေးထွက်လာလိုက်အပူလေးကျသွားလိုက်ရွှေကြောက်ကလေးနဲ့ပြန်ထလိုက်နေပဲအပူပြန်တက်လိုက်နေလုံးလေလိုက်နေရပြို့ချက်လဲမနှဲတော့ဘူးဗျဟဲ့ငွေစိနင်းသားတော့ဗမာစည်းနဲ့မတိုးတော့ဘူးထင်တယ်စေးထိုးစရာခေါ်မထင်တယ်အဘအမေကိုပြောတော့အမေကကောင်းလေးညိတ်နေကျုပ်လဲတော့ဘူးအဲ့လိုပြောမှုပဲကိုညံရဒီနေ့မှမကြရင်တော့စေးထိုးစရာခေါ်ဖို့ပဲတော့အိုးငွေစင်ရတော့စေးထိုးစရာခေါ်မပြင်ဒီနေ့ဘာစောင့်ကြည့်နေအောင်မှာတော့အခုပဲသွားပြီးတော့ပင့်ရည်ကဲငါအခုပဲသွားပြီးတော့ပင့်လိုက်အောင်မယ်ကျုပ်လဲတော့နုံနေပြီဗျစေးထိုးစရာမီးလောင်ကုန်မှရှိတာလေဗျာအဲ့မှာအစိုးရကျမ်းမာရေးစေးပေးကန်းရှိတယ်ဗျစေးမှုတယောက်ကအမြဲတမ်းထိုင်နေအနီးနားရွာတွေကလည်းလိုက်ပြီးတော့ကုတယ်ဒါပေမဲ့ဗျာ
အိမ်ပြင့်ရင်တော့ရှေးကြွားကစေးဖို့လေးတော့ရှိတာပေါ့ဗျာကျုပ်တို့စီမှာတော့အိမ်ပြင့်တဲ့ဒလေးတော့ရိုးနေပြီဗျအဖပြန်လာတော့ဆရာပါလာတယ်ဆရာကတော့ဖူးပြက်ပြက်ဗျနာမည်ကတော့ဦးထေးဆွေလို့ခေါ်တယ်စစ်လိုက်တော့မတော့ဘူးဗျကွန်းတော့လွတ်ကြိုက်တယ်လူဗျတဘောကတော့အာကြီးကောင်းပဲဈေးလေလိုက်သားဗျကျုပ်တို့ဒေသလူတွေကတော့ဆရာဦးထေးဆွေကိုလွတ်ကိုအားကိုးကြတာဗျကျုပ်လဲနဲ့လေဆရာဦးထေးဆွေကို3-4ခါလောက်ပို့ပေးပူပါတယ်တာတီဘလို့ဖြစ်တာတုံးကွာတမ်မနီတာတီရဒီတခါတော့ဖျောင်းတာတီဖြစ်နေပြီလားအိမ်မော်ရောက်တာနဲ့တပြိုင်နက်တည်းဆရာဦးထေးဆွေကကျုပ်ရဲ့အိယာဘေးမှာဈေးအိတ်ကလေးကိုရှာပြီးတော့ရီရီမောမောနဲ့နှုတ်ဆက်တယ်ဗျပြီးတော့ကျုပ်ကိုသွေးပေါင်ချိန်နေအပူချိန်တိုင်းနေဟာအပူကတော်တော်လေးတက်နေပါလားဘယ်နှစ်ရက်ရှိနေပြီတော့ဆရာကြီးဆရာမောင်တိုက်ငန်းနီကျော်တိုက်နေတပတ်လောက်တော့ရှိနေပြီအမေကဝင်ပြောတယ်ဗျဆရာဦးထေးဆွေကကျုံမျက်စိကိုလေတိတိချာချာစစ်တယ်ကဲဒီလိုလို့ဒီနေ့ကျွန်တော်ဆေးထိုးပေးခဲ့မယ်တောက်ဆေးလဲပေးခဲ့မယ်မနှက်ပြန်မနှက်စောစောကျုပ်လာခဲ့မယ်အဘညံလာမခေါ်နဲ့တော့နော်ကျုပ်ကကျုပ်ပဲလာခဲ့မယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟိုလာပြီးတော့ပြင်ရမယ်ဆိုရင်လည်းပြောပါဆရာကြီးကျုပ်တို့တွေအပန်းမကြည့်ပါဘူးဟာမလားလဲမလားနဲ့ဘိုးကြရင်ရတယ်အဲကျုပ်ကသားကျုပ်လာခဲ့မယ်အဘညံတာတီမဟုတ်ဘူးလေဗျာတာတီကပြဿနာမရှိဘူးဗျသူ့နောက်ကမဖဲဝါတယောက်လုံးရှိနေတာဗျပြောလို့ပြောတာမဟုတ်ဘူးဘိုးညံရဲ့ကျုပ်မီးလောင်ကုန်းဈေးကန်းထိုင်တာနှစ်ကိုနဲတော့တာမဟုတ်ဘူးဗျတာတီနေမကောင်းဘူးလို့တခါမှမကြားဘူးဗျဒီတခါတော့ပဲတာတီကိုစေးကူပေးဘူးတယ်ဗျဆရာဦးထေးဆွေကပြောပြောပပနေတတ်သူဗျဆရာပြောတာလေဟုတ်တော့လေဟုတ်သားဗျကျုပ်ကစေးထိုးရလာအောင်ဖျားနာမျိုးတော့တခါမှတော့မရှိဘူးဗျထမင်းတို့မုံတို့တော့ဘာမှမကြွေးနိုင်ဘူးကြီးရေဟိုဂလူးကိုရေလေးပါလေးကြက်ပြုတ်ရေလေးပါလေးတော့တိုက်ဗျကျုပ်စိတ်ထဲမှာတိုက်ဖိုက်ဖြစ်နေတာလို့ထင်တယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကြက်ပြုတ်ရေတိုက်ရင်လည်းအဖက်မကြွေးနဲ့နော်အရေလေးပဲတိုက်ရမယ်မှားစရာရှိတာတွေမှားပြီးတော့ဆရာဦးထေးဆွေပြန်သွားတယ်အဘလှဲနေလိုက်ပူပါတယ်နောက်တရက်2ရက်3ရက်လောက်တော့စေးထိုးပေမဲ့လည်းကျုပ်အဖျားမကြဘူးဗျဆရာဦးထေးဆွေကအဘနဲ့အမေတို့ပြောတော့တာပဲဗျအဘညံနဲ့အကြီးတာတီတော့တိုက်ဖိုက်ဖြစ်နေပြီဗျကြာရင်ဒီကောင်အယိုးပဲကြံလိမ့်မယ်ကျွန်တော်ပြောသလိုဒါလုပ်ဗျမနေ့ဖြန်မြို့ကစေးရုံမှာစေးရုံတက်ရမယ်ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးပါမယ်ဘာမှမစိုးရင်နေစေးရုံမှာကြတော့စေးဝါကစုံနေဗျခဏနဲ့ပျောက်သွားမှာပါဟာဆရာပြောတဲ့အတိုင်းလုပ်ပါမယ်ဗျာအဘလည်းသဘောတူတယ်ဗျအားနဲ့ကျုပ်လည်းမြို့ကစေးရုံပေါ်ကိုရောက်ခဲ့တော့တာပေါ့ဗျာမြို့မှာအမေအကူကျုပ်ပါကြီးရှိရလေဗျာကျုပ်မြို့ကျောင်းတက်တုန်းကနေခဲ့တဲ့အိမ်ပေါ့ထနန်းကုန်းကကျုပ်တို့ဝိုင်းကိုအမေတူမတွေကိုစောင့်ခိုင်းလိုက်တာပေါ့အမေရောအဘရောကျုပ်နဲ့လိုက်ပြီးတော့နေတယ်ဗျအဘတို့အိမ်မှာနေတာပေါ့ဗျာဆရာဦးထေးဆွေကလည်း3-4ရက်တစ်ခါလောက်တော့လာကြည့်ပါတယ်မြို့မှာဆရာဦးထေးဆွေရဲ့မိသားစုတွေကလည်းရှိတယ်လေဗျာဆရာပြောတာလည်းဟုတ်သားဗျစေးရုံတက်ပြီးတစ်ပတ်လောက်ကြာတော့ကျုပ်အပူတွေကမတက်တော့ဘူးဗျကျုပ်လည်းတော်တော်လေးကိုထူထူထောင်ထောင်ချိလာတယ်စေးရုံထဲမှာဟိုလျှောက်လိုက်ဒီလျှောက်လိုက်နေလုံနေတာပေါ့ဗျာလူကတော့တော်တော်ပိန်သွားတယ်ဗျအခုဒီကိုထမင်းမစားရသေးဘူးလေဗျာအရေးပဲတောက်နေရသေးတာချက်စွပ်ပြုတ်လေးတောက်လိုက်အဖက်မပါအောင်ပိတ်ကလေးနဲ့စစ်ပြီးတော့တောက်ရတယ်ဗျအခုတော့ဒီလောက်မလုပ်ရတော့ပါဘူးဘိုက်ထဲမှာအစာမရှိတော့လဲညဆိုရင်အိတ်မပျော်ဘူးဗျအစာပိုင်းကတော့အဘတလဲဘာကြီးတလဲနဲ့စောင့်ပေးတယ်2ရက်လောက်ကြာတော့ကြောက်ခဲနဲ့တမဏိလိုက်လာပြီးတော့ကျုပ်ကိုစောင့်ကြတာဗျကျုပ်လည်းဒီကောင်တွေရောက်လာမှာပဲအားပိုရှိသွားတယ်ဗျကျုပ်တက်တဲ့အခန်းမှာပဲကျုပ်တယောက်တည်းပဲရှိတာဘေးကတင်နှလုံးစလုံးကလည်းအလွတ်ဗျညဆိုရင်ကြောက်ခဲနဲ့တမဏိကကတင်တစ်လုံးစီမှာအိတ်ကြရတာကျုပ်လည်းတော်တော်နေကောင်းသွားပြီလေဗျအိတ်တယ်သာပြောတာပါကြောက်ခဲနဲ့တမဏိကလွတ်ကိုအိတ်ဆက်တဲ့ကောင်လေးတွေဗျကျုပ်ပြင်များမလှုပ်လိုက်နဲ့လှုပ်လိုက်တာနဲ့ဒီကောင်နှစ်ကောင်ကခေါင်းထောင်ပြီးတော့ကြည်ကြပြီးသားဗျဒီနေ့တော့လေကျုပ်ကိုထမင်းစာကျွေးပြီးဗျကျွေးတယ်ဆိုပေမဲ့လည်းခက်ပြော့ပြော့ရှက်ပြီးတော့နည်းနည်းဆဆားရတာပေါ့ဗျာဆရာဝန်ဆရာမတွေကလည်းအပူပြန်တက်မလာအောင်လို့စောင့်ကြည့်ကြတယ်မတက်ဘူးဗျအပူလည်းမတက်တော့ဘူးဘိုက်ထဲကိုအစာလေးဝင်သွားလို့လာတော့မသိဘူးဗျညဟုတ်တာနဲ့မျက်စိလေးစင်းလာပြီးတော့အိတ်ရှင်လာတာဗျကျုပ်စောစောပဲအိတ်လိုက်တယ်ဗျကိုကြီးတာတေအိတ်တာအိတ်ဒါမှအားရှိမှာဗျကြောက်ခဲရပြောတဲ့ဗျဒီကောင်ပြောတာလေဟုတ်တာပဲဗျအဲ့လိုဆိုပြီးကျုပ်လည်းအိတ်ပြစ်လိုက်တယ်မလေးဗျာကျုပ်သွားပြီကျုပ်သွားပါသွားပြီအလုပ်ကြပါအောင်တွေးထွက်ကုန်ရေးဗျလူတယောက်ကငဲတန်းပါအောင်អော်လိုက်တဲ့အတန်ကြီးပြိုနှိမ့်ဆိုင်အိပ်ပျော်နေတဲ့ကျုပ်ရောကောင်လေးနှစ်ကောင်ရောလန့်နိုးသွားတယ်ဗျဟောကျုပ်ခဲဘာဖြစ်တာတော့ကွာမသိဘူးကိုတာဒီဟိုကျုပ်သွားပြီးတော့ကြည့်လိုက်အောင်ပဲဗျအဲ့လိုကျုပ်ပြောတယ်ဗျကြောက်ခဲရလဲလွတ်ကိုဆက်စုတဲ့ကောင်ဗျတဖြောင်းဖြောင်းနဲ့စေးရုံထဲမှာပြေးလာတဲ့ရှီတန်ကြီးကြားနေရတယ်ဗျဟာဖြစ်ပြန်ပြီထင်တယ်မဖြစ်တာကြာမှဘယ်ကနေပြန်ပေါ်လာတော့မသိပါဘူးကွာဒီတန်ကဖိုးကင်းလို့ခေါ်တဲ့စေးရုံဝန်ထမ်းကြီးရဲ့အတန်းဗျ
ဘယ်ကနေပေါ်လာမလို့ဖိုးကင်းရဲ့ရွှေသွားပါတဲ့လူစေးရုံလာတက်လို့ပေါ်လာတာဖြစ်မှာပေါ့ဖိုးကင်းကိုပြောလိုက်တဲ့လူကကိုရှိန်မောင်နေဗျသူကလည်းစေးရုံဝင်နှမ်းပဲဗျကျုပ်ကထင်မေးကနေဖြတ်သွားရင်းကနေပြောသွားတာဗျသူတို့နှစ်ယောက်ပြောသွားတာကိုကြားတော့ကျုပ်တော်တော်အံ့ဩသွားတယ်ဗျရွှေသွားရှိတဲ့လူစေးရုံလာတက်လို့ပြန်ပြီးတော့ပေါ်လာတာဆိုတာဘာသဘောတုံးဗျခဏနေတော့ကြောက်ခဲကကျုပ်စီကိုပြန်ရောက်လာတယ်ဟာဘယ်လိုဖြစ်တာတုံးကြောက်ခဲစေးရုံတစ်ခုလုံးနဲ့လူတွေကအားလုံးလန့်ကုန်ကြပြီကွာကြောက်ခဲကလူတွေဝိုင်းအောင်နေတဲ့ကတင်ဘက်ကိုတစ်ချက်လှည့်ကြည့်ရဲဗျပြီးတော့မှပြောတယ်ဗျဒီလိုတဲ့ကိုကြီးတာတီရဲ့ဒီစေးရုံမှာထူးဆန်းတဲ့အကြောင်းတစ်ခုရှိတယ်ဗျဟေးဘလို့များလုံးကြောက်ခဲရဲ့ဒီစေးရုံကိုရွှေသွားပါတယ်လူတယောက်စေးရုံလာတက်ရင်းကနေညဆိုရင်အိမ်မက်မတ်တာပဲတဲ့ဗျဟေးအိမ်မက်ဟုတ်လားကြောက်ခဲဟုတ်တယ်ဗျအိမ်မက်မတ်တာတဲ့အိမ်မက်ထဲမှာတရုတ်ကြီးတယောက်ရောက်လာပြီးတော့ရင်ဘက်ပေါ်တက်ခွာစီးတယ်ပဲဗျပြီးရင်ပါဆက်ထက်ရရွှေသွားကိုသူ့လက်ကျန်းကြီးနေတယ်မရမကဆွဲနှုတ်တော့တာပဲတဲ့ဗျအိမ်မက်ထဲမှာသွားနှုတ်ခံရတဲ့လူကသွေးတွေထွက်ပြီးတော့မချိမဆက်နာလုံးလို့ကုန်းပြီးတော့အော်ပါလေရောတဲ့ဗျအော်စေးရုံတရုံလုံးစုညံပွက်လို့ရိုက်သွားတာဒါကြောင့်ကိုဟုတ်ပါဗျာဒီလူကတော့အိမ်မက်ထဲမှာသူ့သွားပါသွားတယ်လို့ထင်နေရတယ်ဗျနှုတ်နေပါအောင်ကြောက်ခဲ့ရဲ့ဟိုဒီလူသွားကဘာမှမဖြစ်တော့ဘူးလားစကားနေတဲ့တံမဏိတော်မှမနေနိုင်တော့ဘူးဗျစိတ်ဝင်စားတာနေတယ်မေးတယ်ဗျဟာတံမဏိရလေကွာအိမ်မက်ပါဆိုကမှသူ့သားဘာဖြစ်မှာတော့ကွာအကောင်းပေါ့ကြောက်ခဲ့ရတံမဏိကိုလှည့်ပြီးတော့ပြောတယ်အိမ်မက်ဆိုပေမဲ့ရွှေသွားစီယာကြီးကတော့တော်တော်လန့်သွားတယ်ပုံမေကျုပ်ကပြောလိုက်တော့ကြောက်ခဲရကျုပ်ကိုပြောတယ်ဗျဟာလန့်တာပြောမနေနဲ့ဗျခုညာတွင်ချင်းပဲစိတ်ယုံကနေပြန်ဆင်းမလာတော့ပြောနေတာစင်ဝါလူတွေကမလဲကိုဖြောင်းဖြပြီးတော့ပြောနေရတယ်ဟေးဟုတ်လားကိုဖိုးကင်းတို့ကပြောတာလားကွာကြောက်ခဲရဟုတ်တယ်လေကိုကြီးတာတရအိမ်မက်ပဲအဖရဲ့ကြောက်စရာမရှိပါဘူးစိတ်ထဲမှာလည်းဆွဲမနေပါနဲ့လို့ကိုဖိုးကင်းတို့ကပြောတာဗျအေးဒီတော့ရွှေသွားစရာကြီးကဘာပြောတော့ဟေ့ဖိုးကင်းဒီကိစ္စအိမ်မက်ဆိုးပေမဲ့သွေးယူတာယူမတ်တဲ့အိမ်မက်တော့မဟုတ်ဘူးကွာငါသိတယ်နောက်တညသာဒီအိမ်မက်ထက်မှန်ငါလန့်ပြီးတော့တေးမှတေးကြတယ်ကွာအေးအခုညမစင်းရရင်မနဲ့မိုးလင်းတာနဲ့ငါစင်းမယ်ငါလက်မထိုးပြီးတော့စင်းပါကွာဒီညလဲငါပြန်ပြီးတော့မအိပ်ရဲတော့ထိုင်နေမယ်ဟာအလောက်တောင်မေးလားကွာကြောက်ခဲရဲ့ဟုတ်တယ်ဗျာကိုကြီးတာတေးရဲ့အဲ့ဒီချွေသွားစရာကြီးကပြောပြောဆိုဆိုနဲ့သူ့ပစ္စည်းတောင်မှကောက်သိမ်းနေပြီဗျအေးလေ तू ကအိမ်မက်မတ်တဲ့သူပဲကွာ तू ကတကယ်လန့်သွားတဲ့လူပဲကဲပြန်အိတ်ကြကွာအစိုးရရှိသေးတယ်ကျုပ်တို့တွေပြန်အိတ်လိုက်ကြတယ်ပြောရအောင်ပဲဗျကျုပ်ကသွားလေရမှာလဲကျုပ်ရဲ့ဆွေးလွယ်အိတ်ကိုယူသွားမြဲလေဗျဒီတော့ကျုပ်လွယ်အိတ်ထဲရမျက်ကွင်းစည်းလေးရောမက်ဖဲဝါရဲ့ကိုဝါအယုတ်ကလေးရောအစုံပါတယ်ပေါ့ဗျကျုပ်ကခဏကြာတော့ပြန်ပြီးတော့အိတ်ပျော်သွားတယ်ဗျဟဲ့တာတီအဲ့ဒါတစီလျှောက်တာဟဲ့လွန်ခဲ့တဲ့9နှစ်လောက်ကအစိတ်ခတ်ခံရပြီးတေသွားတဲ့တရုတ်ကျင်းဟုံရဲ့အလောင်းကိုရင်ခွဲယုံကကောင်းကရွှေသွားတွေနှုတ်ယူလိုက်တယ်ဒီတရုတ်ကသူ့ရဲ့ရွှေသွားတွေကိုဆွဲလန်းပြီးတော့မကျွတ်လွတ်ဖဲနဲ့ဒီစေးရုံမှာတစီဖြစ်နေတာဟဲ့ရွှေသွားပါတဲ့လူတွေစေးရုံတက်လာရင်အဲ့လိုပဲလာပြီးလှုပ်နေကြဟာဟုတ်လားဒါဆိုရင်ရွှေသွားပါတဲ့လူတွေစေးရုံကိုလာတက်ရဲမှာတော့မဟုတ်တော့ဘူးမဖဲဝါရဲ့အေးဟုတ်တာပေါ့ဒါဆိုရင်ဘယ်လိုလုပ်ရမလို့မဖဲဝါဒါတီအစွဲကြောင်ဖြစ်တဲ့တစီကိုဘယ်လိုရှုလို့မှမကျွတ်ဘူးသူ့ရွှေသွားတွေရမှာပဲသွားမှာနင်သူ့ရွှေသွားတွေကိုပြန်ရအောင်လုပ်ပေးလိုက်ပေါ့ကျုပ်လက်နိုးသွားတယ်ဗျအိမ်မက်ဗျကျုပ်အိမ်မက်မှတ်နေတာအိမ်မက်ထဲမှာမဖဲဝါကိုကျုပ်မမြင်ရဘူးဗျအတန်ပဲမှတ်တဲ့အိမ်မက်ဗျဒီအိမ်မက်မျိုးကျုပ်ကိုမဖဲဝါပေးဘူးလေဗျကျုပ်နဲ့အတူသူ့ကိုယ်ပါအယုတ်ကလေးရှိနေတဲ့အခါပေါ့ဗျကျုပ်စဉ်းစားတယ်ဗျဒီစိမ်းရုံမှာရောက်နေတဲ့ဒုက္ခကိုကျုပ်ရောက်တော့ရှင်းလင်းပေးခဲ့တယ်ဗျကျုပ်ကိုစေးကူပေးတဲ့ကျေးဇူးကိုစက်တဲ့တဘောပေါ့ဗျကျုပ်ကဘယ်လိုလုပ်ရမလဲဆိုတဲ့အကြံစီနဲ့နောက်တစ်နေ့မှာဆီယာမတွေနဲ့အတူတူကိုဖိုးကင်းကျုပ်စီကိုရောက်လာပြီးတော့သွေးပေါင်ချိန်တာတို့အပူတိုင်းတာတို့ဘာလို့လှုပ်တယ်ဗျဒီမှာတင်ကျုပ်ကကိုဖိုးကင်းကိုလက်ကုပ်ပြီးတော့မေးတယ်ညာလန့်អော်တဲ့လူရှိသေးလားဗျကိုဖိုးကင်းစိတ်ယုံဆင်းသွားပြီဗျဘလို့မှပြောလို့မရဘူးညာသူတော်တော်လန့်သွားတာဗျဟုတ်တယ်ကွာငါတို့လည်းဒီကိစ္စအတွက်ကိုတော်တော်စိတ်ညစ်နေရပါကွာကြားလာရင်စိတ်ယုံနာမည်ပြတ်တော့မယ်ကွာဒါမျိုးအရင်ကဘယ်နှခါလောက်ဖြစ်ဘူးတုံးဗျဟိုတော့ကတော့မဖြစ်ဘူးကွာဒီနောက်ပိုင်း4-5နှစ်အတွင်းမှာပဲဖြစ်လာခဲ့တာအခုလိုပဲရွှေသွားစိုက်ထားတဲ့သူတွေစိတ်ယုံတက်လာရင်အမြဲလိုဖြစ်တတ်တာပဲဒီမှာကိုဖကီကျုပ်ကထနောင်းကုန်းကတားတီပါဒီကိစ္စမျိုးတွေကိုကျုပ်မဖဲဝါရဲ့အကူအညီနဲ့ရှင်းပေးနိုင်တယ်ဗျဟေးထနောင်းကုန်းကတားတီဟုတ်လားအော်သိပြီဒီစေးယုံမှာတခါစေးယုံလာတက်တဲ့လူတယောက်မင်းအကြောင်းနေပြောဘူးသွားတယ်ကွာအဲ့ဒီတုန်းကလည်းဒီလိုမျိုးတခါဖြစ်ဘူးတယ်ကွာအဲ့မှာတင်ဒီလူကမင်းအကြောင်းကိုပြောဘူးတာငါတို့လည်းမင်းကိုလာပြီးရှာဖို့အတွက်ဆိုတာတခါမှမအားနိုင်မလုပ်ဖြစ်တာဟိအခုတော့လေတိုက်ဆိုင်တယ်လို့ပြောရမှာပဲတာတီညတော့မင်းရှိမာတင်ဒီအဖြစ်ကဖြစ်သွားလေကွာဟုတ်တယ်ကိုဖုတ်ကင်းရဲ့
ကျုပ်ခမရကိုတခုလောက်တော့မေးချင်တယ်ဗျဟာမေးကွာဒါတရမေးယုံနေမကောက်ဘူးလေဒီကိစ္စအတွက်ဆိုရင်မင်းလူသားလားပြောကွာဒါတရင်တော့ငါတို့စေးရုံကလှုပ်ပေးပါမယ်ဒီလိုဗျကိုဖိုးကင်းရဟိုခမရတို့စေးရုံရဲ့ရင်ခွဲယုံမှာအလုတ်လုတ်တဲ့သူရှိလားဟာရှိတာပေါ့ဒါတရမိုးသီးဆိုတဲ့ကောင်းလေအရက်ရှိရှိခါကိုင်းကြီးကွာဘိန်းစားတဲ့နေရာမှာတော့ရှမ်ပီယံပေါ့ကွာနတ်သမီးမိချစ်ဘူးကုန်လေးထဲမှာငရုတ်ကောင်းစေးလောက်ရှိတဲ့ဘိန်းလုံးမဲမဲလေးတွေကိုအပြည့်ထည့်ထားတာကွာဘိန်းလုံးလေးတွေကိုလည်းစီတုတ်ထားလိုက်တာမှနတ်ပြောင်နေတာပေါ့အဲ့ဒီဘိန်းလုံးလေးတွေကိုအမြဲမျိုးတဲ့ကောင်းကွာအဲ့ဒါဘာဖြစ်လို့တော့တာတီးရဲ့ကျုပ်ကအဲ့လူတွေ့ကျင်နေဗျဟေးမင်းကမိုးတီကိုတွေ့ကျင်နေဟုတ်လားဟုတ်တယ်ဗျကိုဖိုးကင်းရဲ့ဘာဖြစ်လို့တော့ဒီမျိုးကလူတွေကမိုးတီရရင်ခွဲယုံမှာအလုံးလုံးတာဆိုပြီးတော့တိတ်ပြီးတော့ဆက်ဆံကျင်တာမဟုတ်ဘူးကွာသူလာရင်လည်းကြက်တီတုံးတယ်လို့ထင်နေကြတာဒီစေးရုံကိုမိုးတီခေါ်လာလို့လည်းမဖြစ်ဘူးကွာတာတီရဒီလိုဆိုရင်တော့ကျုပ်သူ့ကိုတွားပြီးတော့တွေ့မယ်ဗျဟေးတကယ်လားဒါဆိုရင်တော့မင်းငါအခန်းကိုလာခဲ့ကွာငါမိုးတီကိုခေါ်လိုက်မယ်ပြီးရင်မင်းတို့နှစ်ယောက်ချင်းတွေ့ပြီးတော့မင်းမေးချင်တာတွေမေးပေါ့ကွာတောင်းနေဗျကိုဖိုးကင်းတိတ်တော့မကြဘူးဗျကိုဖိုးကင်းကျုပ်ကိုလာခေါ်တယ်ကျုပ်ကသူ့အခန်းကိုလိုက်သွားတယ်ကိုမိုးတီဆိုတဲ့လူကိုကျုပ်တွေ့တယ်ကျုပ်ခြေလမ်းတော်မှာတုံသွားတယ်ဗျလူကအရက်ရှည်ကြီးတွားခေါ်ဗျမျက်လုံးကြီးတွေကလည်းဆွေးပြီးတော့စောင်းနေတာဗျဂျပန်တွေကလည်းအုတ်တိုက်နေတာပဲဗျဒီလူတစေမကြောက်ဘူးဆိုတာသိရတယ်ဗျကြောက်ချင်ကြောက်ရင်လည်းတစေရတာသူ့ကိုကြောက်လိမ့်မယ်ဗျကျုပ်သူနဲ့မလန်းမကန်းမှာထိုင်ပြီးတော့သူ့ကိုလိုရင်းပဲမေးလိုက်တယ်ဗျကိုမိုးတီလွန်ခဲ့တဲ့9နှစ်ကအစိတ်ခတ်ခံရပြီးတော့တေသွားတဲ့တရုတ်ကျင်းဟုံရဲ့အလောင်းထဲကနေရွှေသွားဘယ်နဲ့ချောင်းလောက်နှုတ်ယူလိုက်တော့9ချောင်းဟာအေးငါမတော့ပါဘူးဒီလူကတော်တော်ကြီးရတယ်ဗျ9ချောင်းလို့လွတ်ကနေပြောလိုက်ပြီးတော့မှအတင်းကိုညင်းတော့တာဗျနေပါဦးမင်းဟာပလိတ်ဘက်ကလားဒါမှမဟုတ်ရင်စုံတော့လားဟာဗျာကိုမိုးတီကလည်းကျုပ်ရွယ်နဲ့ဘလို့လုပ်ပြီးတော့စုံတော့ဖြစ်မတော့ဗျဒါဆိုရင်မင်းဟာဘလို့လုပ်ပြီးတော့တိနေရတော့ကျုပ်ကိုမဖဲဝါပြောတာဗျဘာမဖဲဝါဟုတ်လားဒီလူကသူ့ရဲ့မျက်စိဆွေနဲ့ကျုပ်ကိုစိုက်ကြည့်နေတယ်ဗျမင်းမဖဲဝါကိုတိလားဟာကိုမိုးတီကလည်းတိလို့ပြောနေရပါဗျာဟိုခမရောမဖဲဝါကိုတိလားငါမဖဲဝါကိုတိတာပေါ့ကွာဟိုတစ်ခါနှစ်ခါတော့မြင်မှုပါတယ်ဟာကြောက်ကြပါကွာအရက်က10ပေကျော်လောက်ကိုရှိမှထင်တယ်မျက်လုံးကြီးနှလုံးကလည်းหนีရဲပြီးတော့ပြူးထွက်နေတာကွာအခုပြောရင်းနေတော့စက်သိန်းကြီးထလာပြီဒီပါအောင်ကိုမိုးတီရဲ့ခမရရင်ခွဲယုံရောက်လာတဲ့အလောင်းတွေကိုရွှေသွားနှုတ်နေကြလားအေးဟုတ်တယ်ကောင်လေးငါဘိန်းစားကွာဘိန်းဘိုးလေးပါလေရအောင်နှုတ်တာပေါ့ကွာဒါဆိုရင်တရုတ်ကျင်းဟုံရဲ့ရွှေသွားတွေကိုနှုတ်တုံးကထူးထူးခြားခြားဖြစ်တာရှိသေးလားဗျဟာရှိလိုက်တာမှကွာငါတက်မှာတခါမှတော့မဖြစ်ဘူးကွာဘလို့ဖြစ်တာတော့ကိုမိုးတီရဲ့ဒီလိုကွာဟိုတရုတ်ကျင်းဟုံကသူ့မိန်းမ2ယောက်ရှိတယ်ကွာမိန်းမကြီးကဒီကိစ္စကိုမကျေနပ်လို့သူ့ကိုအစိတ်ခတ်ပြီးတော့တတ်လိုက်တာဒီမိန်းမကလည်းထောင်နေပါတွေကိုကြာသွားတယ်လို့တော့ကြားတယ်ကွာအဲ့ညတရုတ်ကျင်းဟုံကိုရင်ခွဲပြီးသွားလို့ငါကိုယ်တိုင်ပဲတရုတ်ကျင်းဟုံရဲ့ဘိုက်ကိုအချီကျိုးအနက်နဲ့ချုပ်လိုက်တာဒါမျိုးဆရာဝန်တွေကငါ့ကိုခိုင်းနေကြကွာဒီမှာတင်တရုတ်ကျင်းဟုံရဲ့ဗစက်ထဲမှာရွှေသွားတွေအများကြီးပါလာလို့ငါတွေ့လိုက်တာပေါ့ကောင်းလေးရဲ့ဆရာဝန်တွေပြန်သွားတော့မှငါလည်းတယောက်တည်းရင်ခွဲယုံထဲမှာကြံနေခဲ့တာလေအဲ့မှာတင်ရင်ခွဲယုံတကားကိုပိတ်ပြီးတော့ကျင်းဟုံရဲ့ရွှေသွားတွေကိုနှုတ်ဖို့အတွက်လှုပ်တာပေါ့ကွာငါပစိုးကိုကြောင်ကြိုက်လိုက်တယ်ပထမအဆုံးခွဲတဲ့ကြောက်ခုံပေါ်မှာကျင်းဟုံရဲ့အလောင်းကြီးကိုအပေါ်တက်ပြီးတော့ခွထိုင်လိုက်တာကွာဟာခမရမကြောက်ဘူးလားဗျကိုမိုးတီရဲ့ဟာကောင်းလေးရဲ့ငါအမြဲတမ်းဘိန်းမူးနေတဲ့ကောင်းကွာကြောက်တာတွေမကြောက်တာတွေငါဘာမှမသိဘူးငါတော့ကအရေးကြီးတာဘိန်းမိုးရဖို့အဓိကပဲပြောပါအောင်ဗျကိုမိုးတီရဲ့ငါမှာပလေယာအသေးလေးတစ်ချောင်းကရှိနေရဲ့ကွာအဲ့လည်းပဲငါသွားနှုတ်နေကြလေတရုတ်ကျင်းဟုံရဲ့လက်နှစ်ဖက်ကလည်းရင်ဘက်ပေါ်မှာရှက်ရတာတင်ထားတာကွာငါလည်းကျင်းဟုံရဲ့ပါဇက်ကိုဖြဲရွှေသွားတွေကိုတစ်ချောင်းပြီးတစ်ချောင်းနှုတ်တာပေါ့ကွာအားလုံး9ချောင်းကွာငါမှတ်မိတယ်တရုတ်ကတထေးဆိုတော့ရွှေကိုအတုံးလိုက်ကိုလှုပ်ထားတာကြီးငါလည်းနောက်ဆုံးသွားနှုတ်ပြီးတော့ကြောက်ခုံပေါ်ကနေပြီးတော့ဆင်းတော့မယ်အလုံးမှာဟမ်ဘာဖြစ်တော့ကိုမိုးတီကျုပ်ဖြင့်အံ့ဩလို့မေးလိုက်တာဗျဘာဖြစ်မလို့ကောင်းလေးရင်ဘက်ပေါ်မှာရှက်တင်ထားတဲ့တရုတ်ကျင်းဝင်လက်ကြီးနှစ်ဖက်ကဝုန်းကနေမြောက်တက်သွားပြီးတော့ငါရင်ဘက်ကိုစောင့်တွန်းလိုက်တဲ့ဟေ့ငါဆိုတာနောက်ကိုလန်ပြီးတော့ပြုတ်ကျသွားတယ်ကွာဒါမဲ့လည်းကွဲပြဲတာတော့မဖြစ်ဘူးကွာလက်တီလည်းနည်းနည်းပွန်းသွားတာပေါ့ငါလည်းအောက်ပြုတ်ကျသွားတဲ့ရွှေသွား9ချောင်းကိုလိုက်ကောက်ပြီးတော့ပလေယာကိုလည်းကောက်ယူလိုက်တယ်ကွာတရုတ်ကျင်းဝင်ရဲ့အလောင်းကိုကြည့်လိုက်တော့ဒီတိုင်းပဲကွာရင်ဘက်ပေါ်မှာလက်နှစ်ဖက်ကရှက်ရသားပဲငါလည်းဘာမှပြောမနေတော့ဘဲနဲ့ရှေ့တုတ်တင်ခဲ့တာပေါ့ကွာကိုမိုးတီရဲ့စကားဆုံးတော့ကျုပ်ကပြောတယ်ကိုမိုးတီအခုခမည်းသွားနှုတ်ခဲ့တဲ့တရုတ်ကျင်းဟုံကမကျွတ်သေးဘူးဗျဒီဆေးရုံပါရွှေသွားပါတဲ့လူတွေလာတက်ရင်သွားလာနှုတ်တယ်လူတွေလန့်ကုန်ကြပြီဗျကိုမိုးတီကခေါင်းကြီးစိုက်ချပြီးတော့ပြောတယ်ဗျငါကြားတယ်ကောင်းလေးအဲ့ဒီသွားနှုတ်တဲ့တစီဟာတရုတ်ကျင်းဟုံဆိုတာလေငါသိတယ်ကွာ
ငါစိတ်မကောင်းပါကွာဒါမဲ့လည်းငါလည်းဘာမှမတက်နိုင်တော့ဘူးကောင်းလေးရသူ့ရွှေသွားတွေလည်းငါရောင်းပြီးဘိန်းဝယ်စားလိုက်တာကွာကြာပေါ့ကွာကျုပ်လုတ်ပေးပါမယ်ကိုမိုးတီအကျိုးအကြောင်းသိကျင်လို့ကိုမိုးတီကိုမေးတာပါကျန်တာတွေတော့ကျုပ်လုတ်လိုက်ပါမယ်ကျုပ်ကကိုဖိုးကင်းနဲ့တိုင်ပင်ပြီးတော့ချက်ချင်းစီစဉ်ရတယ်ဗျမျိုးထဲမှာသွားဆိုင်ဆရာဝန်တယောက်ကိုဖိုးကင်းကိုခေါ်လာတယ်တရုတ်အဖိုးကြီးဗျနာမည်ကတော့ရပူရှိတဲ့ရွှေသွားတွေစိုက်တဲ့နေရာမှာလွတ်ကိုတော်တဲ့သူဆိုပဲကျုပ်ကသူ့ကိုကျင်းနဲ့ရွှေသွား၅ချောင်းကိုအမြန်ဆုံးလှုပ်ဖို့အတွက်ပြောလိုက်တယ်သွားတွေကလည်းစိုက်မှာမဟုတ်ဘူးဗျစွန့်မှာကျုပ်သွားမှာစွန့်မှာဗျသွားဆိုင်စရာကျုပ်ပြောတာကိုသဘောပေါက်တယ်ကျုပ်သွားတွေကိုပလာစတာနဲ့တေချာတိုင်းထွာပြီးတော့ပြန်ယူသွားတယ်ဗျကျန်တာတွေတော့ကိုဖိုးကင်းကတာဝန်ယူတယ်ကြတင်ငွေကိုလည်းသူကပေးတယ်တဲ့ဗျညနေ9 နာရီလောက်ကျတော့ကျင်းနဲ့လှုပ်ထားတဲ့ရွှေသွားလေးတွေရလာပြီဗျကိုဖိုးကင်းကယူလာတယ်ကျုပ်ကလည်းရွှေသွားအတုလေးတွေကိုကျုပ်ရဲ့သွားမှာစွတ်လိုက်တယ်တော်လိုက်တဲ့သွားစရာကြီးပါဗျာကွက်တီပဲဗျကျုပ်ပါစက်ထဲမှာရွှေသွား၅ချောင်းကစိုက်လိုက်တာဒီတိုင်းပဲဗျညမိုးရှုပ်တာနဲ့ကျုပ်မျက်ကွင်းစီးကိုကွင်းလိုက်တယ်ကြောက်ခင်းတဲ့တံမဏိကိုလည်းအမေတို့အဘတို့နဲ့ပြန်ထည့်ပေးလိုက်တယ်ခလေးတွေထိတ်လန့်မှာစိုးလို့ပေါ့ဗျတာတီနင်းဟာလေနေမကောင်းလို့စင်းယုံလာတတ်တာတော့မှကောင်းကောင်းမနေနိုင်ဘူးနော်နင်းကိုတော်တော်အံ့ဩဖို့ကောင်းတယ်အဲ့လိုအဘတို့ကမပြန်ခင်ကျုပ်ကိုပြောသွားတယ်ဗျကျုပ်ကတော့ရွှေသွား၅ချောင်းကိုစိုက်ထားတဲ့ပါဇက်ကိုဟန်ပါပါဖြဲလို့ရီးပြလိုက်တယ်ဗျပြီးတော့စေးယုံတွေကရွှေသွားတွေပေါ်အောင်လို့သွားကိုတစ်ဖြည်းဖြည်းလှုပ်ပြီးတော့ရှောက်နေတယ်ဗျသစိတ်ကြီးကျင်းအောင်မြင်အောင်လေဗျညရောက်တော့ကျုပ်ကပါဇက်ကိုဟာလို့အိတ်ချင်အောင်စောင်းနေတယ်တစ်ချက်ဟောက်တန်အောင်မှပေးလိုက်သေးတယ်ဗျတကောင်ကျော်လောက်ကြတော့ရှည်တန်ကြားပြီဗျတစ်ချက်နဲ့တမန်တလင်းပေါ်မှာချက်တိုက်ပြီးတော့ခြောက်လာတဲ့ရှည်တန်ဗျကျုပ်အခန်းချီကိုရောက်တော့ရှည်တန်ကရက်သွားတယ်ဟောအခန်းထဲဝင်လာပြီဗျကျုပ်ရဲ့ကထင်ပေးနာမှာရက်သွားတယ်ကျုပ်ကလည်းပက်လက်အိတ်နေရနေမျက်စိကိုမတိမတာလေးမိကနေဖွင့်လိုက်တယ်အော်တရုတ်ကြီးတယောက်ဗျကျဲကြီးတောင်မှတက်မထားတဲ့ရှက်အင်းကြီးဗျဘိုက်ကလည်းချုပ်ရကြီးနဲ့ဘိုက်ကိုအချီကျိုးအနှံ့နဲ့ရှုပ်ထားတာဗျတရုတ်ကြီးကကျုပ်ပါဇက်တွေကရွှေသွားတွေကိုစိုက်ကြည့်နေတယ်ဗျပြီးတော့ပါဇက်ကြီးဖြဲပြီးတော့ရီးနေတယ်ဟာဟုတ်သားဗျပါဇက်တွေကသွားတွေကိုနှုတ်ထားတာဗျဟောင်းလောင်ကြီးဗျဒါဘိန်းစားမိုးသီးရဲ့လက်ချက်ပဲဖြစ်မှာပေါ့ဗျဟာကျုပ်ကတင်ပေါ်တက်လာပြီမျိုးဖျားကျုပ်ရင်ဘက်ပေါ်မှာကာယာကြီးခွာလို့ထိုင်ချလိုက်ပြီဗျအလေးချိန်တော့မရှိဘူးပေါ့ကြီးဗျဟောကျုပ်ပါဇက်တွေကရွှေသွားတွေကိုသူ့လက်ကြီးနဲ့ပုတ်ကြည့်နေပြီဟောကိုင်ပြီမျိုးကိုင်ပြီဟာနှုတ်ပြီဗျနှုတ်ပြီဟာစွဲနှုတ်ပြီဗျသူ့လက်ထဲပါသွားတဲ့ရွှေသားကိုငုံကြည့်ပြီးတော့ပြုံးနေတယ်ဗျဟောထက်နှုတ်ပြန်ပြီဗျထက်နှုတ်ပြီတစ်ချောင်းနှစ်ချောင်းဟာပြီးတော့နောက်တစ်ချောင်းဟာနောက်ထပ်တစ်ချောင်းဟာပြေးသွားပြီဗျငါးချောင်းပြေးသွားပြီဗျဟောကျုပ်ကလည်းခလောနဲ့အိတ်ချင်အောင်ဆက်ဆောင်နေရပါဗျာဟောသူ့ပါဇက်ထဲကရွှေသွားတွေကိုပြန်ဆိုင်နေပြီဗျတစ်ချောင်းနှစ်ချောင်းသုံးချောင်းနောက်တစ်ချောင်းဟောငါးချောင်းလုံးစိုက်လိုက်ပြီဗျဟာတရုတ်ကြီးဟိုကျေနပ်သွားပြီဗျပြုံးကြီးလုံနေတယ်ဗျကျုပ်ကတော့ဟောက်တန်ပေးနေရပါဗျာပြီးတော့ကျုပ်ပါဇက်ကိုမတိမတာပိတ်လိုက်တယ်ဟောကျုပ်ရင်ဘက်ပေါ်ကနေဆင်းသွားပြီဗျအမေကျုပ်ကိုတောင်တစ်ချက်ကြည့်လိုက်သေးတယ်ဗျထွက်သွားပြီဗျထွက်သွားပြီကျုပ်အခန်းထဲကနေခြေထောက်ကြီးကိုချက်တိုက်ပြီးတော့ထွက်သွားတာဗျတစ်ချက်နဲ့အော်တော်တော်ဝေးထိခြေတန်းကိုကျုပ်ကြားနေရတော့ငယ်ဗျနောက်တော့ကျုပ်လည်းအိပ်ပျော်သွားရောဗျမနဲ့မိုးလင်းတော့ကျုပ်အိပ်ရနိုးတော့ကျုပ်ဘေးနားမှာကြောက်ခဲရဲ့တမ်မဏိရဲ့ရောက်နေပြီဗျဒီကောင်နှစ်ကောင်ကကျုပ်ကိုစိတ်မချလို့အစိုးရရောက်လာတာဗျကိုဖိုးကင်းလည်းရောက်လာပြီတာတီဘလို့တော့ကွာအားလုံးပြီးသွားပြီဗျကိုဖိုးကင်းရဒီမှာလေကျုပ်ကသွားတွေကိုစစ်ပြလိုက်တယ်ဗျဟာမင်းမနေ့ကတက်ထားတဲ့ရွှေသွားတွေရောညာတရုတ်ကြီးချင်းဟိုကလာယူသွားပြီလေဗျဟေးဟုတ်လားတကယ်ယူသွားလားကွာဟာကိုဖိုးကင်းရလေဗျတကယ်ကိုယူသွားတာဗျခမည်းတော်စေးရုံမှာရွှေသွားပါတဲ့လူတွေဘလောက်ပဲလာတက်တယ်ဗျသွားနှုံမခံရတော့ဘူးဗျဟာဝမ်းသာလိုက်တာတာတီယာဒီเจ้าနေဆရာဝန်ကြီးနဲ့ဆရာမတွေကိုငါအခုပဲပြောလိုက်တော့မယ်ကွာသူတို့လည်းဒီကိစ္စအတွက်တော်တော်စိတ်ညစ်နေကြတာကွာကိုဖိုးကင်းကကျုပ်အခန်းထဲကနေကြပြကြရထွက်သွားတယ်နောက်3ရက်ကြာတော့ကျုပ်လည်းစေးရုံကနေဆင်းပြီးတော့ရွာကိုပြန်လာခဲ့တာဟုတ်ဗျာတွင်းအောင်တစီဒီကောင်ကိုကျုပ်တို့တငယ်ချင်းတွေအားလုံးကပရစ်လို့ခေါ်တယ်ဗျခေါင်းဟာကြီးကြီးနှစ်ဖူးဟာပြောင်မျက်လုံးဟာပြူးညနေဘက်ကလည်းစုပ်ချွန်းနေဗျဒါကြောင့်လည်းပရစ်လို့ခေါ်ကြတာပေါ့ဗျာစကားပြောတာလည်းခမည်းနားထောင်ကြည့်ပရစ်တန်ဆူဆူဆက်ဆက်အတန်မျိုးဗျဒီကောင်နာမည်ကသိန်းအေးရဲ့ဒါပေမဲ့လည်းတရွာလုံးကသိန်းအေးလို့ဘယ်သူမှမခေါ်ကြဘူးပရစ်လို့ပဲခေါ်ကြတာသိန်းအေးကိုပရစ်လို့ခေါ်ရတဲ့အကြောင်းရင်းနောက်တစ်ခုကလည်းရှိသေးတယ်ဗျအဲ့ဒါကလည်းတော်တော်ထူးဆန်းတဲ့ကိစ္စတစ်ခုဗျဘာလို့လဲဆိုတော့ပရစ်နဲ့တူတဲ့သိန်းအေးကပရစ်ဖမ်းတဲ့နေရာမှာလေအတော်ဆုံးမလို့ပေါ့ဗျာတို့ထဏောင်းကုန်းတရွာလုံးကသိန်းအေးလောက်ပေးလိုက်တော်တဲ့ကောင်တကောင်းပေါင်မရှိဘူးဗျဟိုတုန်းကကျုပ်တငယ်ချင်းအောင်စိန်တို့
လှင်လဲဆိုပေမဲ့လည်းပရစ်ဖမ်းရင်တော့သိန်းအေးကိုဘလို့မှရှင်းလို့မရဘူးဗျနောက်ပြီးတော့ပရစ်ဆိုတဲ့ကောင်ကလူကောင်တိတ်တိတ်ညက်ညက်လေးဗျအိမ်ချွတ်ထားရင်ရင်ဘက်ကမောက်မောက်ကလေးနဲ့ပရစ်ကသူ့ရဲ့အတန်စီစီဆူဆူချာချာနေစကားကိုအော်ဟစ်ပြောတဲ့အခါရွာတွေကလူတွေကပရစ်ရမင်းရလေစကားကိုပရစ်တန်နဲ့ပြောမိပြန်ပြီကွအဲ့လိုပြောကြတယ်ဗျအဲ့လိုခါမျိုးကြရင်နောက်တစ်ယောက်ကလည်းဟဲ့အောင်ရပရစ်ပါဆိုကမှပရစ်တန်နဲ့ပြောမှာပေါ့ကွအဲ့လိုပြောကြတယ်ပရစ်ကကျုပ်ရဲ့တငယ်ချင်းဗျဒါမဲ့လည်းဒီကောင်ကမျိုးเจ้าတော့မတက်ဘူးဗျလေးတန်းအောင်ပြီးကြတဲ့ရွာမှာပဲနေခဲ့တာဒါမဲ့လည်းရဲရဲရွာကြီးရှိလို့ကတော့ပရစ်ကကျုပ်တို့အရင်ရောက်နေတဲ့ကောင်ဗျပြီးတော့ပရစ်ကလွတ်ဖင်ပေါ့တာဗျဘာပဲလှုပ်เสียရှိသူများလှုပ်ကိုထိုင်ဆောင်နေတာတော့မဟုတ်ဘူးဗျရှေ့ကနေထလှုပ်တဲ့ကောင်ဗျပရစ်ကပရစ်နိုင်တဲ့နေရာပရစ်ဖမ်းတဲ့နေရာမှာတင်ချန်ပီယံဖြစ်တာမဟုတ်ဘူးဗျတော်တဲ့ဝင်ပြီးတော့ခါထောင်တဲ့နေရာမှာလဲလွတ်တော်တာဗျခါထောင်နေဆိုတာကတဲတဲ့ခါတကောင်ရှိရတယ်ဗျပရစ်မှာဟာခါတဲဖို့အတွက်ခါတွေမွေးထားတာရှိတယ်ဗျခါသားစားခြင်းလို့ကတော့ပရစ်ကိုသာပြောလိုက်ပြီးရင်တရက်နှစ်ရက်လောက်စောက်ခမခါသားဟင်းနဲ့ထမင်းဝအောင်စားဖို့သာပြင်ပြီးတော့ဟိုတုန်းကဆိုရင်ပရစ်မှာဟာကြက်တဲတဲ့တောကြက်တကောင်ရှိတယ်ဗျအဲ့ဒီတဲကြက်လေးရှိနေတော့ဆိုရင်ကျုပ်တို့တငယ်ချင်းတစုထမ်းရီကားနဲ့ကြက်သားဆိုတာလေတိတ်ကိုပြက်လာတယ်မရှိဘူးဗျကျုပ်တို့အညာမှာကလည်းစောင်းမြည်ပဲနှုတ်တဲ့အရှိန်ဆိုတာလေတော်တော်အေးနေပြီဗျပဲနှုတ်ပဲရွှေတနေ့ကုန်လုံးပင်ပန်းကြတော့တာညဆိုရင်တုံးထူးတယ်လို့မျိုးအိတ်နေကြတော့တာဗျပဲသိမ့်လို့ပြီးပြီဆိုရင်တော့စီကျိတ်ဖို့အတွက်လန့်နာလန့်ထွက်တာထွက်ဖို့လုံးကြတာဖို့ပြုညနေဆောင်မှာကျုပ်လဲအလုတ်ကနေနားလိုက်ပြီးတော့ရေမိုးရှိုးတာပြုကျုပ်ရေမိုးရှိုးအဝတ်စားလဲပြီးလို့ကို့ပြက်မှာငကားဆေးဘော်လေးကိုထိုင်ပြီးတော့ဖွာနေတော့ရှိသေးတယ်ဗျဟဲ့အောင်တတိအလုတ်တွေပါပြီးပြီလားကွာဝိုင်းဝါနေအော်ပြောလိုက်တဲ့အတန်းဗျကျုပ်လှဲ့ကြည့်စရာတော့မလိုဘူးဗျဒီတရွာလုံးမှာဒီလိုအတန်းမျိုးဒီတတန်ပဲရှိတာဆိုတာကျုပ်တည်ရဲ့လေဟဲ့အောင်ပိတ်လာလေကွာမတ်တက်ကြီးရက်လို့ဘာလုပ်နေရတော့ဟာတတိထိုင်ဖို့လာတာမဟုတ်ဘူးကွာသွားဖို့လာခေါ်တာကျုပ်ကပရစ်ကိုလှမ်းပြီးတော့ကြည့်လိုက်တယ်ပရစ်ကသူ့လက်ထဲမှာကင်ထားတဲ့ငပြောဘတ်ထုတ်ကြီးကိုမြောက်ပြတယ်ဗျဟာဘာထုတ်ကြီးတော့ကွာပရစ်ရဲ့ခါတွေလေကွာငါမနေ့ကခါတွေထောင်းတာအကောင်30လောက်ကိုရတယ်ကွာတီးတီးချာချာကိုကြော်ထားတာလာကွာကိုထွန်းကျော်ကြီးရဲ့ထမ်းထဲကိုတွားရအောင်ဒါတီတို့ကဒါမျိုးဆိုရင်နှစ်ခါခေါ်ရရုံမရှိဘူးဗျာအိမ်ဘောကနေကပြားကရတက်တစ်တာကိုဖွင့်ပတ်စံယူပြီးရင်ပရင်နဲ့ရောအပြင်ကိုတုတ်ရှိတင်ခဲ့တာပေါ့ဗျာပရစ်ကခါကြော်လာမှတော့ကျုပ်ကထရေဖို့ရှင်းရတော့မှာပေါ့ဗျာဒီတော့ကိုထွန်းကျော်ထမ်းထဲမှာလူပြည့်လို့ဗျာဝါကုပြည့်လို့ကျုပ်တို့နှစ်ယောက်လဲထက်နှောင်းပင်အောက်မှာပဲချက်ကြောဖြာတစ်ချက်ကိုခင်းလို့နှစ်ယောက်တဝိုင်းဖွဲခဲ့တာပေါ့ဗျာပရစ်ယူလာတဲ့ခါကြော်တုတ်ကိုဖြီးလို့ဝိုင်းအလဲမှာထားလိုက်တယ်ဗျကိုထွန်းကျော်ကလည်းထရီနှစ်မြူနဲ့အုံမိုးခွက်ပက်လက်ကလေးနှစ်ခွက်ကိုယူလာပေးတယ်ဗျကျုပ်ကလည်းအိတ်ကက်ထဲမှာထည့်လာတဲ့ငကားစီးဘောလိတ်ကလေးကိုတကောက်ဖြာပေါ်မှာရှာလိုက်ပြီးတော့အိတ်ကက်ထဲကအစင်းသစ်ထည့်လာတဲ့ဒနုပြူမိကက်လေးပါထုတ်လိုက်တယ်ဗျပရစ်ကနှစ်ဖူးပြောင်မျက်လုံးပြူနဲ့ကျုပ်ကိုမော့ကြည့်ပြီးတော့ပြုံးနေဗျပရစ်ပြုံးပေါ့ဗျာဟေးငါကောင်ကတော့ငကားမှာငကားပဲကွာသွားလီယာမှာငကားပါတယ်ဆိုလို့ဖြစ်မှာပေါ့ကွာမရဘူးပရစ်တခြားဆက်လက်ကြီးပြောင်းတောက်တာလဲချောင်းဆုတယ်ပဲကွာဒါကြောင့်မလို့မင်းပြောသလိုသွားလီယာမှာငကားပါမှဖြစ်မှာပေါ့ကွာကျုပ်နဲ့ပရစ်နဲ့ရောက်တဲ့ရရပြောပြီးတော့ပရစ်ထောင်လာတဲ့ခါကြော်လေးတဝဝါပင်ကြရည်လေးတကြိုက်ကြိုက်နေပေါ့ဗျာပရစ်ရှင်ကုံသွားလို့ကွာတာတီရမဟုတ်ရင်ပရစ်ကြော်လေးပါမင်းမြည်ရမှာအခုလဲမင်းထောင်လာတဲ့ခါကြော်လေးကတော်တော်ကောင်းနေပါပြီကွာပရစ်ကမင်းကတော့ခါတဲကြက်တယ်ကတော့လွတ်ကူမှာကောင်းတယ်ကောင်းပဲကွာအာကုသူများတယ်ကောင်းဆိုတော့အာကုသူအကျိုးတန်တာပေါ့ကွာဒါတော့ပရစ်ရေမင်းတို့ငါတို့တောသူတောင်းသားတွေဆိုတာလေအာကုသူကြီးကြီးမားမားတွေကိုသာချောင်ကြတာပေါ့ကွာအာကုသူတေးသေးမားမားတွေကတော့ကြုံကြရတာပဲကွာဒိုးစီမှာပတ်စံရှိရင်ဝယ်စားဖို့အတွက်ဈေးတွေပါဒီမှာရှိတာမဟုတ်ဘူးလေကိုမိသားစုစားဖို့အတွက်အသားငါးတွေကိုကိုယ်တိုင်ရှာကြရတာအိမ်မှာမွေးထားတဲ့ကိုယ့်ဟာကိုယ်ပဲတက်ပြီးစားတောက်ရတာမဟုတ်လားပရစ်ရဲ့ဟုတ်တာပေါ့တားတရားအော်ဓာတ်ထန်နေပါအောင်ကွာမင်းကိုထူးဆန်းတာလေးတစ်ခုလောက်ပြောရအောင်မေဟေးဘာများတော့ကွာပရစ်ရမင်းငါတို့ຢာတဲ့ကတောင်ဖို့ကုန်းຢာကိုတိတယ်မလားဟာတိတာဗောကွာတောင်ဖို့တွေနှစ်ခုလားသုံးခုလားရှိရတယ်ကွာသုံးခုကွာဒါပေမဲ့လည်းတစ်ခုကခက်နေနေမှာနှစ်ခုကတော့နည်းနည်းမြင့်နေတိပြီအေးအဲ့ဒါဘာဖြစ်တုံးကွာပရစ်တီဘလောက်အရှင်ကုန်းငါတို့ຢာထဲမှာအဲ့ဒီတောင်ဖို့အောင်းနေပရစ်နှစ်ကောင်ကတော့ဘယ်အချိန်မှမကုန်ဘူးဟေးဘလို့ဖြစ်လို့တော့ကွာအရှိဘက်ကတောင်ဖို့ကပရစ်ကတစ်ချစ်ချစ်နဲ့អော်လိုက်ရင်အနောက်ဘက်ကတောင်ဖို့ကပရစ်ကလည်းတစ်ချစ်ချစ်နဲ့ပြန်អော်တယ်ကွာတခါတော့အဲ့ဒီပရစ်နှစ်ကောင်ကတချီတခြားနဲ့စကားပြောနေကြလားတော့ငါထင်ရတယ်ကွာမင်းဟာလေကွာဘာများတော့မှတ်တယ်ပရစ်អော်တာကိုများသူ့တည်တနာလုံနေရတယ်လို့ကွာ
ကျုပ်တို့နှစ်ယောက်ခါကြော်လေးစားလိုက်ထရီလေးကြိုက်လိုက်နေပေါ့ဗျာဒါဆိုရင်အဲ့ဒီပရစ်တီမင်းမနိုင်ဘူးလားကွာဟာငါလိုက်ရှာဘူးတယ်ကွာသူတို့ကိုနှိုက်ဖို့နေနေတတာတွင်းပေါက်တောင်မှရှာမတွေ့ဘူးဟေ့တန်ကတော့တကြစ်ကြစ်နဲ့ကိုအမြဲတမ်းထွက်နေရကွာတကောင်ကတော့တန်ချီဆွဲပြီးတော့អော်ရင်နောက်တစ်ကောင်ကလည်းတန်ချီဆွဲပြီးတော့អော်တယ်ခေတကောင်ကတန်ပြက်နဲ့អော်ရင်နောက်တစ်ကောင်ကလည်းတန်ပြက်နဲ့អော်တာကွာအဲ့ဒီပရစ်နှစ်ကောင်ကတော်ထူးဆန်းသားကွာသူတို့မှာပရစ်ရာသီဆိုတာမရှိဘူးကွာအမြဲတမ်းပဲអော်နေကြတာကွာအေးလေငါတို့ထနောင်းကုန်းကပရစ်နိုင်ချန်ပီယံကိုပရစ်တောင်မှလက်လျှော့ရတဲ့ပရစ်ဆိုရင်တော့ပေါ်သေးသေးတော့ဟုတ်မယ်မထင်ဘူးကွာကျုပ်ကပရစ်ပြောတဲ့တောင်ဖို့တွေကပရစ်တွေကိုလည်းလက်ခံလိုက်ရတာပေါ့ဗျာကျုပ်နဲ့ပရစ်ရွာထဲကိုပြင်ရောက်တော့မိုးတောင်မှရှုပ်နေပြီဗျဟဲ့တာတေးထတော့လေနင်းကိုခိုင်းစရာရှိလို့ဟဲ့နောက်နေမနေ့ကျတော့အမေကလာနိုးတာနေပဲကျုပ်ကနိုးသွားတယ်ဗျမျက်နာတိထမင်းစားပြီးလို့ငကားဆေးဘောလိတ်လေးကိုဖွာနေတော့တာတေးနင်းဗန်မွေးကုန်းကိုသွားစမ်းပါဟဲ့ဘသူစီကိုသွားရမှာတော့ဗန်မွေးကုန်းမြောက်ပိုင်းကမိဝိုင်းတို့အိမ်ကိုကိုစံရွှေတို့အိမ်ကိုလားဗျဘာပြောရမှာတော့မနေ့ကကိုစံရှိမယာမိဝိုင်းကလာပြောတယ်ဒီနေ့ထနောင်းကုန်းကတရုတ်ငကြောက်တို့ဝက်ပေါ်မလို့တဲ့အဲ့ဒါသူတို့အိမ်ကိုလာပို့မှာလို့ပြောတယ်အဲ့ဒါငါနှစ်ပိတ်တာမှားထားတယ်ဆရာတော်အကြောင်းကိုလည်းစွန်းအုပ်ပို့မလို့လေအဲ့ဒါနင်းသွားယူလိုက်ပတ်စံလည်းတခါတည်းယူသွားလိုက်နော်တပိတ်တာကို15ကျက်တဲ့ငွေ30ယူသွားဖျားစင်တောင်မှငါတင်ထားတယ်ဟဲ့ဟုတ်ကဲ့မေကျုပ်တောင်းလေးယူသွားလိုက်မယ်အေးယူသွားအထက်မှာငါပြောဘက်လေးခင်းခဲ့အောင်နော်ဒီတိုင်းပကုံးပေါ်ထမ်းလာရင်အိမ်ကိုသွေးစွန်းကုန်အောင်ပါဟုတ်ကဲ့ကျုပ်ကလည်းခွက်ဝင်တောင်းကလေးထဲမှာအင်းကပဲငါပြောဘက်လေးကိုခုတ်လို့တခါတည်းခင်းလိုက်တယ်ဗျအပေါ်ကနေအုပ်ဖို့အတွက်လည်းငါပြောဘက်လေးကိုအပိုယူလာခဲ့သေးတယ်ကိုစံချွေတို့လင်းမရတော့ကျုပ်တို့အတွက်ဝတ်သားတပိတ်သားတွေနှစ်တွဲကိုအစင်သစ်ဖယ်ထားပြီးသားဗျကျုပ်အိမ်ပြန်ရောက်တော့အမေကဝတ်သားကိုကိုင်နေလေဗျကျုပ်ကတော့အမေရဲ့မြေငရုတ်စုံလေးနဲ့ငရုတ်ဒီထောင်းရတာပေါ့ဗျတခွက်နဲ့မြေငရုတ်စုံကတစ်သားချပွင့်နဲ့ထောင်းတဲ့အတန်းကကြောင်ငရုတ်စုံထောင်းတဲ့အတန်းမျိုးနဲ့မတူဘူးဗျတခွက်နဲ့ကိုအတန်းထွက်နေတာကျုပ်တို့တောသူတောင်သားတွေဆိုတာကငရုတ်ဒီကိုညက်ပြီးတော့စီးပိုင်နေအောင်ထောင်းကြတာဗျရုပ်သီးစိတ်လေးခွဲပြီးတော့ထောင်းရင်လူကြီးတွေကအာကြီးစိတ်ဆိုးကြတယ်ဗျကျုပ်တို့ငငယ်တွေကရုပ်သီးထောင်းရင်ကနေအစေးပြောက်ပြီးတော့အစီးပေါက်နေမှာကြိုက်တာအစစ်မပြောက်ရင်ချက်ချင်းခေါ်ပြီးတော့ပြန်ထောင်းခိုင်းကြတာဗျကျတို့ကလည်းနှစ်ခါပြန်မထောင်းရအောင်လို့တစ်ခါတည်းညက်နေအောင်ထောင်းရတာပေါ့ဗျာဝတ်သားနူးသွားတော့အမေကစွန့်ကြိုင်ပြင်းနေပြီးတော့ကျုပ်ကလည်းဂျိုင်ဆွဲပြီးလို့အမေကိုဖုန်းကြောင်းလိုက်ပို့ပြီးတယ်ကျုပ်စီကတော့ပုတ်ပါယုံကြောင်းပေါ့ဗျာစွန့်ကြိုင်ပို့ပြီးလို့အိမ်ပြန်ရောက်တော့အမေလက်ရဝတ်သားဟင်းနဲ့ကျုပ်ကထမင်းစားလိုက်တာသုံးပကံနဲ့မောဝလို့ထက်ကိုထည့်ရသေးတယ်ဗျလူကြီးတွေပြောသလိုနန်ယိုဖက်ဒီကိုင်းဖြစ်သွားတာပေါ့ဗျာဘိုက်လေးသွားတော့မကြီးပင်အောက်ကကွတ်ပြစ်မှာဝါဘိုးချမ်းလေးကိုခေါင်းအုံပြီးတော့ကျုပ်ကအိတ်ရောဗျအိတ်ရာနေနိုးလာပြီမဲ့လေမျက်လုံးတွေကလည်းဖွင့်လို့ကိုတိတ်မရချင်ဘူးဗျကိုကြီးတာတေးကျုပ်ချက်ချင်းခေါင်းထောင်ကြည့်လိုက်တယ်ကြောက်ခဲဗျကျုပ်ခေါင်းထောင်ကြည့်တာမြင်တော့မှဒီကောင်ကဝိုင်းနေဝင်လာတယ်ဗျဟဲ့ကြောက်ခဲလာလေကွာဒီကောင်ကကျုပ်ဘေးနာကွတ်ပြစ်မှာဝင်ထိုင်နေဗျကိုကြီးတာတေးရွာထဲကတင်ကြားပြီးပြီလားဟေးဘာတဲ့တုံးကွာကြောက်ခဲရငါဘာမှလည်းမကြားမိပါလားကိုကြီးတာဒီနေ့ဘဲမှမရောက်သေးဘူးထင်တယ်ဟာရောက်ပါတယ်ကွာငါမနက်ကအမေနဲ့စွန့်ကြိုင်သွားပို့ပေးသေးတယ်ကွာအနောက်ပိုင်းမှာဖြစ်တာဗျဟာဘာဖြစ်တာတုံးကွာမိဘကြောင့်ကထမင်းနေဟင်းနေစားသွားလို့လေဗျထမင်းနေဟင်းနေဘသူကစားသွားတာတုံးကွာခွေးတွေဘာတွေရှိပါပေါ့ကွာမိဘတွေဘာပွင့်နေလို့ဖြစ်မှာပေါ့မဟုတ်ဘူးကိုကြီးတာဒီကမနက်ကဗန်မွေးကုန်းကကိုစံချွေတို့ဝတ်သားစုံသားတွေရောင်းလို့ကျုပ်တို့ရတော်တော်များများသွားဝယ်ကြတယ်အေးငါလည်းသွားဝယ်တယ်လေကွာဒီမနက်တောင်စွန့်ကြိုင်ပို့တာဒါကြောင့်လေကိုကြီးတာတီကစွန့်ကြိုင်ပို့လိုက်ရသေးတယ်အဲ့လူတွေကပို့ကိုမပို့လိုက်ရတာဟိဟင်းနူတော့အိုးလှက်ပြီးတော့အေးခံထားတာလေစွန့်ကြိုင်ပြင်ဖို့မိဖို့တဲ့ဝင်တော့ဝက်သားတွေတအိုးလုံးကိုပြောင်းသွားတာလေဗျာအိုးကတ်တောင်မှမရှိတော့ဘူးဆိုပဲဟာဒါဘလို့ဖြစ်တာတော့နေကင်းကြောင်ထောင်ကြီးမှာပြီးတော့တအိမ်လည်းမဟုတ်ဘူးဗျ3-4အိမ်လောက်ဖြစ်တာဟေးဟုတ်လားဒါဆိုရင်တော့တော်တော်ထူးဆန်းနေပြီကွာကြောက်ခဲ့ရနို့နေပါအောင်ဘသူတွေတုံးကွာဘိုးထုံးတို့အိမ်ရဲ့ပါတယ်ဗျပြီးတော့လေးဘာညိုတို့အိမ်လည်းပါတယ်နောက်တအိမ်ကြတော့ကျုပ်တငယ်ချင်းတောင်လုံးတို့အိမ်လည်းပါတယ်နောက်တအိမ်ချင်းရှိသေးတယ်ဗျအဲ့ဒါကတော့ဘသူအိမ်မှန်းတော့ကျုပ်လည်းမသိဘူးဗျဒါဆိုရင်တော့ဘယ်နေမလို့ကွာတအိမ်ကိုတပိတ်တာတော့အနည်းဆုံးရှက်မှာပေါ့၄အိမ်ဆိုတော့လေ၄ပိတ်တာကြောက်ခဲ့ရစားသွားတာနေတာမှမဟုတ်တာပြီးတော့နေကင်းကြောင်တောင်ကြီးမှာကျုပ်ကဘာပြောရမှန်းတော့မသိတာနဲ့ငကားစေးပေါ်လေးကိုမီးညီပြီးတော့ဖွာလိုက်တယ်ကိုကြီးတာနေဟောနောက်တယောက်ပြိုဝိုင်းဝါနေခေါ်နေရောဝင်လာတာတမ်မနီးဗျကြောက်ခဲရောတမ်မနီးရောစုံပြီလားဟေးလာကွာတမ်မနီးမင်းရောဘာကြားခဲ့တော့
တမ်မီကလည်းကိုပြစ်မှာဝင်ထိုင်လိုက်တယ်ဗျကိုကြီးတာတွေကိုကြောက်ခဲပြောပြီးတော့ပေါ့အေးရွာနောက်ပိုင်းကဝတ်သားဟင်းကိစ္စမလားဟုတ်တယ်ဗျအဲ့ဒီအိမ်ဒီမှာလူတွေစုယုံနဲ့ဒီအကြောင်းတွေကိုပြောနေကြတယ်လူတွေအားလုံးကလည်းတော်တော်အံ့ဩနေကြတာဗျနေကင်းကြောင်တော်ကြီးမှာမိဖို့တွေကဟင်းတွေဝင်စားသွားတာကိုတော်တော်အံ့ဩပြီးတွေးရခတ်နေရတယ်ဗျအေးကွာတမ်မီကငါနဲ့ကြောက်ခဲလဲဒါကိုပဲပြောနေကြတာနေကင်းကြောင်တော်မှာဘလို့ဖြစ်ပြီးတော့ဝတ်သားဟင်းတွေကပျောက်သွားတာတုံးဆိုတာတွေးလို့မရဘူးကွအော်နေပါဦးဗျတခုပြောသေးတယ်အဲ့ဒီဝတ်သားဟင်းတွေပျောက်တဲ့အိမ်ဒီမှာပရစ်အော်တန်အကျေကြီးကြားရတယ်ဗျဟာတမ်မီပရစ်ကတော့ဝတ်သားတွေစားသွားမလားကွာဟဲ့အောင်ကြောက်ခဲကတမ်မီကိုပြောတယ်ဗျလူတွေပြောနေကြတာကိုပြောတာဗျပရစ်ကတော့ဝတ်သားဟင်းဘဲစားမလို့ကျုပ်ကလည်းစေးဘောလေးကိုဖွားရင်းနဲ့ဒီကောင်နှစ်ကောင်ပြောနေတာကိုနားထောင်နေတာပေါ့ဗျနောက်တော့ဒီကောင်နှစ်ကောင်ကလည်းကျုပ်ကိုရှင်းအောင်နောက်ပြတီပြောရင်ညနေဆောင်တော့ထပြန်သွားကြတယ်ဗျညရောက်တော့အဘနဲ့မေကိုကျုပ်ကဒီအကြောင်းကြီးပြောပြတော့အဘတို့လည်းအံ့ဩနေကြတာပေါ့ဗျနေကင်းကြောင်တောင်ကြီးတော့ဒီရွာမှာလဲဖြစ်လိုက်ရင်အထူးဆန်းနေကြီးပဲအမေကပြောတာဗျပြီးတော့အဘတို့အမေတို့ငငယ်ကကြားဘူးတာတွေကိုပြောပြကြတာပေါ့ဗျာကျုပ်တို့အိယာတွေဝင်တော့တော်တော်ညံ့နေကြပြီဗျဟောတိုးတကိန်းကိန်းနဲ့လူဟဲလူလိုက်ဟာတောင်ဘက်ကိုချိုးသွားပြီဟာနှစ်ယောက်ဟာနောက်ဘက်ကိုတယောက်ပြေးသွားတယ်ဘယ်ဘက်ကိုသွားတာတော့ဟာကြက်ဖာနှကောင်ပါသွားပြီဗျို့အခွေးတွေဟောင်းနေတဲ့ဂျားတွေကလူအတင်းဝင်ဆွဲသွားတာဗျတာတိကြားလားလူသန်းနေကြားတယ်အမေကြားတယ်တကိုးထင်နေလူတွေဝိုင်းပြီးတော့လိုက်နေကြတာကျုပ်ပါပြောတာဗျအဘကလည်းနိုးသွားတော့အတန်ကြားတယ်ပုံပဲဗျကြွစီနဲ့ပြောနေတဲ့အတန်တွေကရွာရှိပိုင်းကကြားလိုက်တော်တော်ကြာတော့လေစကားပြောတဲ့နေကြားနေရတော့ဝင်ဗျနောက်တော့လေတဖြည်းဖြည်းနဲ့လူသန်းတွေကတိတ်သွားရောဗျမနေ့ကျတော့ရွာရှိပိုင်းကတင်းစော်ကျုပ်စီကိုရောက်လာတယ်ဗျလာကွာတင်းစော်ထိုင်အကျန်းတော့စေးလေးဖွားကွာညမင်းတို့ပိုင်းထဲမှာတခိုးဝင်နေထင်တယ်အေးအဲ့ဒါပြောမလို့ကွာတာတီရညငါတို့ဝိုင်းကိုဝင်နေခွေးတွေဟောင်းပြီးတော့လိုက်ဆွဲလို့ခွေးတွေကိုကန်ပစ်ခဲ့တဲ့ပုံပဲကွာငါအကူမွေးထားတဲ့ကြက်ဖာကြီးအိတ်တန်းပေါ်ကနေဆွဲချသွားတယ်ဟေးကြက်ဖာကြီးပါသွားလားပါလေရောကွာတာတီရပြီးတော့ငါတို့ဝိုင်းနေတဝိုင်းကျော်ကဘိုးဆန်ပါတို့ဝိုင်းနေရနေဒီလိုပဲခွေးတွေဟောင်းနေကြကြားတာနဲ့ဝိုင်းဝါအိတ်တန်းတက်နေတဲ့ကြက်ဖာကြီးတကောင်ပါသွားတာကွာဟေးဒီတကူကမြန်လိုက်လားသိန်းစော်ရဒီခဏလေးတွင်းမှာပဲနှစ်ဝိုင်းလုံးကကြက်နှစ်ကောင်ရအောင်ခိုးသွားတာတော်တော်လှင်းတဲ့တခိုးပဲသိန်းစော်ရဲ့ပြီးတော့တခိုးဆိုတာကလည်းလူနိုးမအောင်တိတ်ကြောက်ကြတာကွာညလိုမျိုးခွေးတွေဝိုင်းလိုက်မှာတော့ကတ်ကိုမကတ်တော့ဘူးလေအခုတကူကခွေးတွေဟောင်းတာတွေမဟုတ်ဘူးဝိုင်းလိုက်နေတာတော့ကြက်ကိုရအောင်ဆွဲသွားတယ်ဆိုတော့တော်တော်စဉ်းစားစရာပဲကွာညငါထွက်လိုက်တာကွာဒါတီးကငါတို့ပိုင်းကတကားလည်းမပွင့်နေဘူးကွာပိတ်ရတာပဲပြီးတော့မင်းလည်းရောက်ဖူးတာပဲကွာငါတို့ဝိုင်းစီယိုကလည်းအမြင့်ကြီးလေကွာတော့ခုံထွက်သွားလို့ရောရမလားကွာနောက်တစ်ခုကငါတို့စီယိုကိုတိုးထွက်သွားလို့ခွေးတိုးပေါက်တွေပါတယ်ဆိုတာလည်းရှိတာမဟုတ်ဘူးကွာဟိုဘက်ကဘိုးဆန်ပါတို့ဝိုင်းရအောင်ဘိုးဆန်ပါတို့ဝိုင်းရငါတို့လိုမျိုးဝိုင်းတကားတွေကိုမင်းတုံးထုံးလို့နေမကောက်ဘူးဟိတော့ကလောက်နဲ့ပါခတ်တာသူတို့ချန်စီယိုတွေကလည်းငါတို့ချန်စီယိုလိုပဲအမြင့်ကြီးကွာအပေါက်အပြဲလည်းရှိတာမဟုတ်ဘူးဘိုးဆန်ပါလည်းဒီလိုပဲပြောနေတာကွာဒီတကူကဝိုင်းတွေကိုဘယ်လိုလုပ်ပြီးရောက်နေကြတော့ပြီးတော့ချက်ချင်းကိုဘယ်လိုလုပ်ပြီးပြန်ထွက်သွားတာတော့ပြီးတော့ဘိုးဆန်ပါတို့ခွေးသုံးကောင်ကလည်းခွေးစွာလေးကွာတခိုးကိုထိုးဟောင်ပြီးတော့လိုက်ဆွဲတာပဲဒီကြားထဲကနေကြက်ဖာကြီးကိုရအောင်ဆွဲသွားတာကွာအေးကွာမင်းပြောပုံရဆိုရင်တော့တော်တော်ထူးခြားနေတာပဲသိန်းစော်ရဲ့ငါတို့ရှေ့ဝိုင်းကလေးအောင်ဘူးကတော့ညကလေးကနေဝိုင်းလိုက်ရင်အော်တာကွာတခိုးကနှစ်ယောက်ဟိတစ်ယောက်ကအနောက်ဘက်ကိုပြေးပြီးတော့အော်တာဒါမှမလဲကြံတဲ့လူတွေကတော့တစ်ယောက်ပဲမြင်နေဒါကလည်းနော်ပြီးမြင်လိုက်ကြတာမဟုတ်ဘူးတစ်ပင်ဘေးနားမှာလှစ်ကနေကိုပြေးကပ်လိုက်တာအေးလမ်းပေါ်မှာလှစ်ကနေပြေးလိုက်နေရစ်ကနေကိုမြင်နေရတာလူပြေးလိုက်တာမိဖို့နေတတမြင်းနဲ့လိုက်အောင်မှမိလိုက်မှာမဟုတ်ဘူးကွာအဲ့လောက်တော့မြန်လားကွာမြန်ချက်ကွာအေးနေအောင်ကွာအဲ့ဒီတခိုးတွေကပရစ်လိုမျိုးအော်တယ်ထင်တယ်ကွာပရစ်တန်နှစ်ခုကြားတယ်ကွာနှစ်တန်တောင်ဘက်ကတန်အနောက်ဘက်ကတန်ဒါဆိုရင်လေးအောင်ဘူးပြောတာဟုတ်ချင်ဟုတ်မှာကွာတခိုးကနှစ်ယောက်ဖြစ်မယ်ပရစ်လိုအော်ဒါကတော့သူတို့အချင်းချင်းအချက်ပေးတာလည်းဖြစ်မှာပေါ့ကွာဒါမဲ့တာတီကတောင်ပိုင်းရောအနောက်ပိုင်းရောလူတွေလည်းလူစံတွေကြားလို့ပြေးထွက်လာပြီးကြည့်ကြတယ်သူတို့လည်းဘာမှမတွေ့ဘူးပြောတယ်ကွာပရစ်အော်တန်တော့ကြားတယ်လို့ပြောတယ်ကျုပ်ကောင်းထဲမှာတော့တော်တော်ချုပ်သွားတယ်ဗျမနေ့ကဝတ်သားဟင်းကြီးအစားခံရတဲ့အိန္ဒိယလည်းပရစ်အော်တန်ကြားတယ်လို့ပြောတယ်ညာကကြက်ခိုးခံရတဲ့လူတွေကလည်းပရစ်အော်တန်ကြားတယ်ဆိုတော့တခိုးနယ်ပရစ်ကဘလို့များပတ်သက်နေလဲဆိုတာကျုပ်တော့တွေးလို့မရဘူးဗျသိန်းစော်ပြန်သွားတဲ့အထိကိုကျုပ်ကလည်းဆက်ပြီးတော့တွေးနေသေးတယ်ရွာထဲမှာတော့ထုံစံတိုင်းပေါ့ဗျာကင်းနေတွဲကြတာပေါ့
ကင်းတွဲသာဆိုပေမဲ့လည်းငကိုတွဲပြီးသားကင်းတွဲတွေရှိနေတာဆိုတော့လေကင်းချရုံပဲပေါ့ဗျာစောင်းနေဆိုတော့လေကင်းဆောင်ရတာရှမ်းတော့ရှမ်းတာပေါ့ကင်းထဲမှာမီးဖိုလေးတွေနဲ့မီးလုံကြတာပေါ့ဗျာရဲအေးရွာကြီးမှာအမြဲချီဆောင်တဲ့ကျုပ်တို့လိုကာလာသားကြီးတွေကိုကင်းတွဲတွေထဲမှာဘယ်တော့မှမထည့်ဘူးဗျကျုပ်တို့ထက်ကိုအဆင့်ငယ်တဲ့အရွယ်လေးတွေကိုကင်းဆောင်ကြတာဗျတတောင်တောင်နဲ့ညတနားရီလောက်ကြတော့ကျုပ်တို့ရွာလေပိုင်းဟာကင်းရစပြီးတော့တန်ချောင်းခောက်တယ်ဗျဟောအရှိပိုင်းကင်းလေခောက်ပြီးပြို့ဟောတက်ချွတ်ချွတ်နဲ့ပရိအော်တန်းဗျအကျဲကြီးပါလားကျုပ်သေးသေးချာချာနားထောင်နေဟောနှစ်တန်းဗျမြောက်ပိုင်းကတတန်ထွက်နေတယ်ဟောတတောင်တောင်နဲ့ခောက်ပြန်ပြီးပြို့မြောက်ပိုင်းကကင်းထဲတွေကလည်းတန်ချောင်းတွေခောက်ပြီးဗျဟောခွေးတွေလည်းထိုးဟောင်ကုန်ကြပြီးပြို့ခွေးတကောင်မချိမဆန်အော်တန်းလည်းကြားလိုက်ရတယ်ဗျဒါရွာအရှိပိုင်းကကြားရတာဗျဟောမြောက်ပိုင်းကခွေးတွေလည်းဟောင်းနေပြန်ပြီးပြို့လိုက်ဟိုမကြီးပင်နောက်ကိုကတ်နေတယ်ရွာအရှိပိုင်းကတခိုးလိုက်တဲ့တန်းဗျကျုပ်လည်းအိတ်မပြောရနဲ့အင်းရှိကခုံတန်းရမှာထိုင်ပြီးတော့နားစွန်နေတာဗျို့လိုက်ကြဟေးလိုက်ချဟိုချစ်မှာပျောက်သွားပြီကွာဟောတကြီးနေဗျို့လူတန်တွေခွေးတန်တွေကြားပရိသတ်တွေကလည်းညံလို့ပေါ့ဗျာနောက်တော့တရွာလုံးငြိမ်သွားတယ်ဗျကျုပ်လည်းပြန်အိတ်လိုက်တယ်မနဲ့မိုးလင်းတာနဲ့ကြောက်ခဲနဲ့တမဏိရောက်လာပါလေရောဗျို့ဝိတာတီညလည်းကြက်နှကောင်ပါသွားပြန်ပြီဗျို့ဟောအေးဘသူအိမ်တော့ကွာကြောက်ခဲရဲ့အရှိပိုင်းကကျုပ်တငယ်ချင်းကြော်ဆွေတို့အိမ်ရဲ့ဟိုမြောက်ပိုင်းကအကြီးလခင်တို့အိမ်ရဲ့ဗျအကြီးဆုံးကြက်ဖာကြီးဒီမှာရွေးပြီးတော့ဆွဲသွားတာဗျအကြီးလခင်တို့အိမ်မှာခွေးတစ်ကောင်လဲတေသွားတယ်ဗျဟေးဟုတ်လားခွေးကဘလို့ဖြစ်ပြီးတော့တေသွားတာတော့တခိုးကခြေထောက်နဲ့ကန်ပစ်လိုက်တယ်ထင်တယ်ကိုကြီးတာတီရဲ့ခွေးကနံရိုးတွေကျိုးကုန်ပြီးတော့နေရာမှာတင်တေသွားတာဟေးနံရိုးတွေကျိုးကုန်နေဆိုတော့ဒီတခိုးရဲ့ခြေထောက်ကန်ချက်ကပြင်းလာပြီလားကွာကြောက်ခဲရဲ့ဟုတ်တယ်ကိုကြီးတာတီပြီးတော့တခိုးကကြောင်ဆေးတွေဘာတွေများထိုးထားတဲ့ပုံရတယ်ဗျရွာထဲကလူတွေပြောနေကြတယ်ချန်စီယိုအမြင့်ကြီးတွေကိုဝင်ခုံထွက်လင့်ဟိုလှုပ်သွားတဲ့ပုံတွေဗျာပြီးတော့လူတွေဝိုင်းလိုက်လို့ပြီးရင်လေလက်ခနဲ့ကိုပြေးတာတယ်ဗျတစ်ပင်တွေပြေးကတ်လိုက်ဟိုပြေးထွက်လိုက်နေဟိုနောက်ဆုံးတော့လေပျောက်သွားတော့တာတယ်ဗျကိုကြီးတာတီကျုပ်စိတ်ထင်ရတော့တကူကကြောင်ဆေးထိုးထားတာမဖြစ်နိုင်ဘူးဗျပရစ်ဆေးထိုးထားတာဖြစ်မယ်ဗျပြင်းပြင်းနဲ့ပရစ်လိုអော်သွားတာတယ်ဗျပြီးတော့ဟိုတစ်ပင်တွေကိုပြေးပြီးတော့ကတ်တာပရစ်လေးလိုပဲတယ်ဗျတမဏိပြောတာကိုကျုပ်ကပြုံးမိတယ်ဗျကြောက်ခဲရတော့တဟဟနဲ့ရီတာပေါ့တမဏိကငါတော့ကြောင်စီပဲကြားဦးတာပါကွာဘယ်နဲ့လို့ပရစ်စီထိုးရမှာတော့မျက်လုံးလေးပုတ်ခတ်လုပ်ပြီးတော့ပြန်ပြောတယ်ဗျဟာကြောက်ခဲရဟိုမင်းတို့ငါတို့လူတိုင်းမသိတယ်မကြော်ကြားတာဖြစ်ရင်လည်းဖြစ်မှာပေါ့ကွာပရစ်စီမရှိဘူးလို့တော့ကျင်းတီပြောလို့မရဘူးလေခဏနေတော့ဒီကောင်နှစ်ကောင်ထပြီးတော့ပြန်သွားတယ်ဗျသူတို့ပြန်ပြီးတိတ်မကြဘူးဗျကျုပ်တငယ်ချင်းပရစ်ကရောက်လာတယ်ဟဲ့တာတီဟာပရစ်လာလေကွာပရစ်ကအိမ်ပေါ်တက်လာတယ်ကျုပ်ထိုင်နေတဲ့တန်းရမှာဝင်ထိုင်နေဗျမင်းခါထောင်သွားမတော့ဘူးလားကွာပရစ်ခါထောင်ဖို့တက်ကူကွာအိမ်ကကြက်တီညတခိုးဝင်ပြီးတော့မစွဲအောင်လို့လားညတိုင်းကိုအိမ်ထဲကိုသွင်းနေရတယ်ဟဲ့အေးပရစ်ရဒီကြက်တခိုးနှစ်ယောက်ကလည်းဘယ်ကနေဘလို့ပေါ်လာတော့ကွာဒီကိစ္စတွေပြောချင်လို့မင်းစီကိုလာခဲ့တာကွာအေးဘာကိစ္စတော့ကွာပရစ်ညတခိုးထွက်လိုက်တဲ့ထဲမှာငါလဲပါတယ်ကွာတာတီရတခိုးကပြေးတာလက်ခနဲ့ကိုပြေးတာကွာဟိုလူပြေးတယ်လို့ခြေထောက်နဲ့ပြေးတဲ့ပုံစံတော့မဟုတ်ဘူးဟဲ့ဟေးဒါဆိုရင်ဟိုစောစောကတမဏိပြောတာလို့ဖြစ်နေတာထင်နေကွာပြီးရဲ့တမဏိကဘာပြောလို့တော့ဒီတခိုးတွေကတစ်ပင်ကိုပြေးပြီးကတ်လိုက်ဟိုပြေးထွက်လိုက်နေပြေးကတ်လိုက်ပြေးထွက်လိုက်နေတဲ့ပြီးတော့ပရစ်လို့တော့អော်တယ်ဆိုတော့ဒီတခိုးတွေကကြောင်ဆေးစွမ်းတယ်လို့ပရစ်ဆေးထိုးတာလည်းဖြစ်မှာဟဲ့တမဏိဆိုတဲ့ကောင်ကတော့ကွာတော်တော်ကိုကြံဖန်တော့တွေးတတ်တယ်အေးကွာငါနဲ့ကြောက်ခဲလဲရီလိုက်တာမှပြောမနေတော့နဲ့ဟေးပရစ်ကကြုတ်တယ်ပြီးတဲ့ငကားဆေးဘောလက်ကလေးကိုနှစ်ဖွာသုံးဖွာလောက်ဖွာပြီးတော့မှကျုပ်ကိုပြောတယ်ဗျမင်းနဲ့ငါနဲ့ခါသားနဲ့ထိုင်းရီတောက်တော့ကငါပြောတယ်လေငါတို့တောင်ဖို့ຢာထဲမှာတောင်ဖို့နှစ်ခုကပရင်နှကောင်အချီချနဲ့អော်နေတဲ့အကြောင်းလေမင်းတော်မှငါ့ကိုပြောသေးရဲ့လေအဲ့ဒီပရစ်တွေကိုမနိုင်ဘူးလားလို့မေးသေးတယ်မလားအေးဒီကွာပရစ်ငါမှတ်မိတယ်အေးညတခိုးနှကောင်ဗဇက်ကနေអော်ရင်းနဲ့ပြေးသွားတာဒီအဲ့ဒီအတန်ကြီးကငါတို့တောင်ဖို့ကအဲ့ပရင်နှကောင်អော်တဲ့အတန်နဲ့တူတူပဲကွာဟေးဟိုမင်းကပရစ်အော်တန်ကိုခွဲခြားနိုင်လို့လားကွာဟာတာတရငါကပရစ်တန်ကိုကြားရနေတယ်အထီးမှခွဲခြားနိုင်နေကောင်းကွာပရစ်တန်တွေတစ်ခုနဲ့တစ်ခုမတူဘူးဆိုတာလဲငါငယ်လေးတွေကခွဲနိုင်တယ်ညငါကြားတယ်ပရစ်တန်တစ်ခုကတော့ငါတို့ຢာတွေကကြားတယ်အတန်တွေတစ်ထက်သေးပဲကွာဘာဆိုတော့ငါလည်းမသိဘူးအော်နေုံကွာညကင်းဆောင်တဲ့ကောင်းလေးတွေပြောတယ်ကွာတကိုးတွေမလာခင်ပရစ်တွေအုပ်လိုက်ကြီးရွာတွေကိုဝင်လာတယ်တဲ့ကွာပရစ်တွေဝင်လာပြီးတော့မှပရစ်အော်တန်နှစ်ပေါက်ကပေါ်လာပြီးတော့ကြက်တီကိုဝင်ဆွဲထားတယ်ဟိဟုတ်လားမင်းပြောတော့ပရစ်ရှင်ကုံသွားပြီဆိုဒီပရစ်တွေကဘယ်ကထွက်လာတော့အေးအဲ့ဒါကြီးထူးဆန်းနေတာအဲ့ဒါမင်းကိုလာပြောပြတာကွာတာတီးရဟိုဒါမျိုးတွေကြတော့မင်းကလည်းသိနိုင်မယ်လေကွာကျုပ်တွေးမိတယ်ဗျကျုပ်ကိုဆရာနွန်ဖပြောဘူးတယ်
ဒါမျိုးဟုတ်မဟုတ်တော့တေချာမသိဘူးလေဗျာမနေ့ကတည်းကကျုပ်ကပရစ်ကိုမှားလိုက်ပြီးသားဗျည9နာရီထိုးတာနဲ့ကျုပ်တို့နှစ်ယောက်ရွာထဲကိုထွက်လာခဲ့မယ်ပရစ်ဘယ်မှာတော့ကွာမင်းပြောတယ်တောင်းမို့လေဟိုရှိမှလေကွာပရစ်ကလက်ညှိုးထိုးပြနေရအောင်ကျုပ်ကြည့်လိုက်တော့ဟုတ်သားဗျတောင်ဖို့က3ခုတောင်ဗျဟိုကျုပ်ဘေးဘီကိုကြည့်လိုက်တော့လေထမ်းမီ3ပင်ရှိတယ်ဗျလာဟေးပရစ်ဟိုထမ်းမီအောက်မှာပဲပုံနေကြရအောင်အဲ့လိုပြောရင်းကနေကျုပ်ကလည်းထမ်းမင်မဲအနောက်မှာပဲဝင်ပြီးတော့ပုံကတ်လိုက်တယ်ကျုပ်နဲ့ပရင်နဲ့ဆေးဘောလေးလေးမီးညီပြီးတော့တိရွက်စိမ့်လေးနဲ့အုပ်မီးရောင်ကိုမမြင်အောင်ဖွက်လိုက်တယ်ဗျည7နာရီထိုးတော့ပရင်အော်တန်စပြီးတော့ကြားရတယ်ကျုပ်ကမျက်ကွင်းစေးကွင်းပြီးသားဗျဆေးအိတ်ထဲမှာပါတဲ့ရေစင်ပလင်းလေးတွေကိုထုတ်ပြီးတော့ရေစင်နဲ့နားနှစ်ဖက်ကိုပုတ်လိုက်တယ်ဒီရေစင်ကဘိုးလူပဲကျုပ်ကိုပေးခဲ့တဲ့တောတာဓာတ်အင်ကြီးကိုပြာချလို့စီရင်ထားတဲ့ရေစင်လေးဗျကြည်ကျင်နဲ့ပရင်အော်တန်ကိုကျုပ်တိတိကျကျနားထောင်ကြည့်တယ်ဗျတာတီငါပြောတာအဲ့ဒီပရစ်တန်တွေကိုပြောတာပရစ်တန်တွေကိုပြောတာတော့နောက်ကျနေပြီဗျကျုပ်ကရေစင်စွတ်ပြီးတော့ဓာတ်ထောင်နေတာကျုပ်ကြားပြီဗျကျုပ်ကြားပြီဟေ့ရရွှေဘောအစင်းသစ်ဖြစ်ပြီလားဟောကျုပ်နားထောင်နေတာပရစ်အော်တန်ပဲဗျရေစင်နဲ့တောတာတက်ဖွင့်လိုက်တော့လူစကားတန်ကြားရတယ်ဗျငါအစင်းသစ်ဖြစ်နေပြီကွာမင်းကိုစောင့်နေတာငမဲရဲ့ဟောအေးဒါဆိုရင်လဲထွက်ခဲ့ထနောင်းကုန်းမှာကြက်သွားဖမ်းမယ်ဟောထွက်လာပြီဗျအော်လူရွယ်လောက်ကိုရှိတယ်ဗျပစိုးရဲ့အင်ကြီးရဲ့လို့တော့တက်တက်ကွက်ကွက်မမြင်ရဘူးဗျဒါမဲ့လဲအဝတ်စားတွေတော့ဝတ်ထားသလိုပဲဗျအော်ပရစ်တွေဗျပရစ်တွေတဝူဝီနဲ့အလဲတောင်မို့ကနေထွက်လာကြပြီဗျအိုးထောင်တောင်းရှိတယ်ဗျဒါတစီတွေဗျတွင်းအောင်တစီတွေကျုပ်ကိုဆရာနုံဖပြောပြဘူးတယ်ပရစ်အော်တန်နဲ့စကားပြောကြတာဗျပရစ်တွင်းကလေးထဲမှာနေပြီမဲ့လဲအပြင်ရောက်တာနဲ့ချက်ချင်းကိုလူလောက်ကိုဖြစ်သွားကြတယ်တဲ့ဗျဟောရွှေဘောဘာလုပ်နေရတော့သွားကြစို့လေအော်ပရစ်အုပ်ကြီးဟာရှေ့ကနေကြိုးပြီးတော့ပြန်သွားကြပြီဗျပရစ်အုပ်ကြီးနောက်ကနေတွင်းအောင်တစီနှကောင်ကလိုက်သွားတယ်ဗျဟုတ်ပါဗျပရစ်တွေခုံတယ်လို့မျိုးဖြက်ခနဲ့ကိုခုံပြီးတော့သွားနေကြတာဗျလမ်းလျှောက်သွားတာမှမဟုတ်တာတော်တော့မြန်တာဗျတာတီမင်းတခုခုမြင်လိုက်တဲ့ပုံပဲဘာမြင်နေလဲဆိုတာငါ့ကိုပြောပြအောင်လေကွာငါတော့ပရစ်ကိုအုပ်လိုက်ကြီးပြန်သွားတာပဲတွေးလိုက်တယ်ကွာပရစ်တွင်းအောင်တစီနှကောင်ကွာဒီတစီတွေကစကားပြောရင်ပရစ်တန်နဲ့ပြောတာတကောင်းရဲ့နာမည်ကရွှေဘောတဲ့နောက်တကောင်နာမည်ကငမဲတဲ့ဟေးဟုတ်လားကွာဒါတီးမင်းဒီကောင်တွေကိုမြင်ရလားအေးမြင်ရတယ်ကြားလေကြားတယ်ငါမျက်ကွင်းစီကွင်းထားလေကွာဟာဒါဆိုရင်မနှက်ဖြန်ရွာတွေကလူတွေကိုခေါ်ပြီးတော့ဒီတောင်ဘိုးတွေကိုဖြိုပစ်မယ်ကွာပြေးကဒေါသထွက်ပြီးပြောတယ်ဗျမလို့ဘူးပြေးရမင်းဒီနားမှာပဲစောင့်နေငါလှုပ်ရှားလေးတွေကိုလှုပ်လိုက်အောင်မယ်ကျုပ်ကထမ်းပေနောက်ကနေထွက်လိုက်ပြီးတော့ကျုပ်လွဲအိတ်ထဲကမဖဲဝါအပ်ထားတဲ့ကိုတူကိုရဲ့ရုပ်ကလေးကိုထုတ်လိုက်တယ်တင်းချိုင်းချင်မှာမဖဲဝါဗျကျုပ်တာတီကအကြောင်းပြုပါတယ်တွင်းအောင်တစီနှကောင်ကျုပ်တို့ထန်းထောင်းကုန်းရွာကိုအနောက်ရှက်ပေးနေပါတယ်တင်းချိုင်းချင်မှာအမြန်ကြွလာပြီးဖြည့်ရှင်းပေးပါဗျကျုပ်ကမဖဲဝါကိုရည်စူးပြီးတော့ပင့်ဖိတ်လိုက်တယ်ဗျတတောင်တောင်နဲ့လိုက်ဟေးလိုက်ကြလိုက်ဟေးဟောကျုပ်တို့ရွာတွေကတန်ချောင်းခောက်တန်တွေလူတန်တွေစူညံသွားလေရောဗျဟောပရိအုပ်ကြီးပြန်လာပြီဗျကျုပ်ကကျုပ်လက်ထဲကမဖဲဝါရုပ်ကလေးတုံသွားပြီးဖြူဖြူအရိပ်ကလေးထွက်သွားတယ်ဗျဟောမဖဲဝါဗျအရုပ်ထဲကနေထွက်သွားပြီးတော့တွင်းအောင်တစီငမဲနေတဲ့တောင်ဖို့ပေးမှာရက်လိုက်တယ်ဗျအော်ဟဲ့ငမဲဒီနေ့အကောင်ကြီးတွေပိုတော်မှကြီးသေးတယ်ကွာဟဲ့ငမဲဟုတ်မှာဟမ်တွင်းအောင်တစီတုံကနေရက်သွားတယ်ဗျမဖဲဝါသူတို့ကိုလက်ရက်ခေါ်တယ်ဗျကျုပ်ကတောတာဓာတ်စင်ကိုစွတ်ထားတော့အတန်ပါကြားနေရပေါ့ဗျရွှေဘော်နဲ့ငမဲပြားတင်းတိုင်းချင်မကြီးတွင်းအောင်တစေးဆိုတာလူရက်ရွာကိုမတွားရဘူးလူရက်ရွာအစာမရှာရဘူးဆိုတာစီကန့်ကိုဘာကြောင့်ဖောက်ရတာတော့လူရွာမှာအစာရှားတာလွယ်လွန်းလို့ပါအရှင်မနေတို့နှကောင်တွင်းအောင်တစေးရဲ့စီကန့်ချက်ကိုဖောက်တဲ့အတွက်ဒီရက်ရွာမှာနေခွင့်မရှိတော့ဘူးနေတို့ကိုတရားစီရင်ဖို့အခုပဲလာခေါ်လိုက်မယ်နေတို့တွေလိုက်သွားကြပြီတော့မဖဲဝါစကားဆုံးတာနဲ့အရိပ်မဲကြီးတွေချက်ချင်းရောက်လာတယ်ဗျမဖဲဝါတွင်းအောင်တစေးရွှေဘော်နဲ့ငမဲကိုလက်ညှိုးထိုးပြလိုက်တယ်ရွှေဘော်နဲ့ငမဲလဲလက်ထဲမှာကင်ထားတဲ့ကြက်ပါကြီးတွေကိုမြေပေါ်မှာလွှတ်ချလို့အရိပ်မဲမဲကြီးတွေနောက်ကိုဖြက်ခနဲ့ခုံပြီးတော့လိုက်သွားပါလျောဗျကျုပ်လက်ထဲမှာကင်ထားတဲ့မဖဲဝါရုပ်ကလေးစက်ခနဲ့တုံသွားတယ်ဗျတောင်ဖို့ပေါ်မှာစောစောကမမကြီးရက်နေတဲ့မဖဲဝါမရှိတော့ဘူးကဲပရိရေမင်းတို့ຢာတဲ့ကတောင်ဖို့တွေထဲမှာနေတဲ့တွင်းအောင်တစီနှကောင်တော့ပါသွားပြီရွာထဲကနေဖမ်းလာတဲ့ကြက်ဖာတီးနှကောင်ယူပြီးတော့ပြန်ကြဆိုဟေ့ပရိနဲ့ကျုံနဲ့ကြက်ဖာကြီးတွေကိုတယောက်တစ်ကောင်ဆွဲလို့ပြန်လာခဲ့ကြတယ်ဗျကျုပ်တို့ပြန်ရောက်တော့လူတွေစုယုံနဲ့ရှိနေကြတယ်ဗျကြက်ဖာကြီးတွေဆွဲပြန်လာတဲ့ကျုပ်တို့နှစ်ယောက်ကိုတွေ့တော့အံ့ဩပြီးတော့ကြည်နေကြတယ်ဗျကျုပ်ကလည်းတွင်းအောင်တစီတွေအကြောင်းကိုပြောပြလိုက်တယ်ဒီတော့မှကျုပ်တို့ရွာသားတွေလည်းမျက်စိပြက်မျက်နှာပြက်တွေနဲ့ဖြစ်ကုန်ပြီးကြောက်ကုန်ကြတာပေါ့ဗျာသူတို့ကကြက်တကိုးနှစ်ယောက်ကိုလူလိုပဲထင်နေကြတာဗျအခုမှပဲလူမဟုတ်ပဲတွင်းအောင်တစီတွေဖြစ်မှန်းသိသွားတယ်ဗျကျုပ်ထင်နေဒ
ဒီညတော့လေဒီလူတွေအဲ့ရဲတော့မှမဟုတ်ဘူးဗျတစီကိုမကြောက်တဲ့လူရဲ့လို့ရှိတာမှမဟုတ်ဘူးလေဗျာအခုတင်ဆက်ပေးခဲ့တာတော့စာရေးဆရာကြီးဆရာတာတီရေးသားထားတဲ့တစီပေါင်းချုပ်ဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှာလည်းအနေကလည်းစိတ်ဝင်စားဖွယ်ရာဇလန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်